ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာနယူးတလိုင်းဘာသာပေါင်းစုံကွန်ရက်ကစီစဉ်ကျင်းပတဲ့ဘာသာပေါင်းစုံအတူလက်တွဲစစ်အာဏာရှင်ဖြုတ်ချဝယ်လူထုခုခံတော်လှန်ရေးစကဝိုင်းအစီအစဉ်241ကကြိုဆိုပါတယ်ဒီတစ်ပတ်စကဝိုင်းခေါင်းစဉ်ကတော့ဖက်စစ်စစ်အုပ်စု၏ဟန်ပြအတူရောင်လုံဆက်များနဲ့တော်လှန်ရေးပစ္စကအခြေအနေဆိုတဲ့ခေါင်းစဉ်ကိုအာရုံစိုက်ပြီးတော့ကြဲကြဲပြန့်ပြန့်သုံးသပ်ဆွေးနွေးတင်ပြသွားကြမှာဖြစ်ပါတယ်ဒီတစ်ပတ်ကျွန်တော်တို့ရဲ့ဇက်ကွိုင်းအစီအစဉ်မှာပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြမယ်စပီကာများနဲ့ဥစွာပထမပိတ်ဆက်ပေးကြပါတယ်ဘာသာပေါင်းစုံကိုရက်ကဆရာတော်ဦးအမနဲ့အတူကျွန်တော်ထွန်းကြည် guest speaker များဖြစ်ကြတဲ့ slide to me နိုင်တက်ကြလှရှားသူနဲ့နောက်တစ်ယောက်ကတော့ဆရာမစုပြည့်စီရီယံအလဲရန်ဆရာမကြောင်ပဲပညာရေးဘုတ်ဖွဲ့ဝင်တို့ကဥဆောင်ပြီးတော့သုံးသပ်ဆွေးနွေးတင်ပြသွားကြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဇက်ကွိုင်းတွေကိုရေချက်2ရက်နဲ့ကျင်းပလာခဲ့တာဒီနေ့နဲ့ဆိုရင်တော့အစီအစဉ်241ရောက်ရှိလို့လာပြီဖြစ်ပါတယ်ရေချက်2ရက်ကတော့မိဘပြည်သူများဟီရိုမုန်တပ်သားများတော်လိုင်းအင်အားစုများနဲ့ပြည်တွင်းဒေသတွေနိုင်ငံတကာမှာရှိနေကြတဲ့ညီအင်းကိုမောင်နှမများအားလုံးအတွက်စိတ်သက်ခွန်အားယုံကြည်ချက်အားမှန်ဖြစ်စေဖို့နဲ့အတူဒုတိယတစ်ချက်ကတော့သတင်းချက်လက်တွေကိုမျှဝေဖို့ဆိုတဲ့ရည်ချက်နဲ့ကျင်းပနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဇက်ကွိုင်းကိုတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်နဲ့မကြာခင်မှာတင်ဆက်သွားတော့မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အစီအစဉ်241တိုင်အောင်ကျွန်တော်တို့ရဲ့ဇက်ကွိုင်းတွေကိုကြည့်ရှုအားပေးထောက်ခံဝေဖန်ထောက်ပြ feedback များလည်းပေးနေကြတယ်ကျွန်တော်တို့ရဲ့မိဘပြည်သူများရေတော်မုံတပ်သားများတော်လိုင်းအင်အားစုများနဲ့ပြည်တွင်းဒေသတွေနိုင်ငံတကာမှာရှိနေကြတဲ့ညီးကိုမောင်းနှမများနှစ်တကွာမြစ်တာပြေတိုက်ရိုက်ထုတ်လွှင့်ပေးနေကြတဲ့တော်လန်တဲ့မီဒီယာအားလုံးကိုလည်းကိုရက်ကိုစားအထူးကျေးဇူးတင်နေဆိုတဲ့သတင်းစကားပါကြပါတယ်ကျွန်တော်တို့ရဲ့ဇက်ကွိုင်းတွေကိုနှစ်ပိုင်းခွဲပြီးတော့ကျွန်တော်တို့ကျင်းပသွားမှာဖြစ်ပါတယ်ပထမပိုင်းကတော့စပီကာများရဲ့ဒီခေါင်းစဉ်ပေါ်မှာအာရုံစိုက်ပြီးတော့ဘယ်အချက်လက်တွေကိုအခြေပြုပြီးတော့ဘယ်အကြောင်းအရာတွေကိုအလေးထားဆွေးနွေးသုံးသပ်တင်ပြမလဲဆိုတဲ့ပထမပိုင်းဖြစ်ပြီးတော့ဒုတိယပိုင်းကတော့ကျွယ်နေဆိုတဲ့မိခွန်းနဲ့အဖြေကဏ္ဍပဲဖြစ်ပါတယ်ကျွန်တော်တို့ဇက်ကွိုင်းစတင်တဲ့အခါမှာဖိတ်စာထဲမှာပါတဲ့ Zoom link ကနေပြီးတော့ဝင်ရောက်ပြီးတော့ကျွန်တော်တို့တိုက်တွန်းအကြံပြုချက်များနဲ့အတူမိခွန်းများလည်းမေးလို့ရတယ်ဆိုတဲ့သတင်းစကားလည်းပါကြပါတယ်ကျွန်တော်တို့ရဲ့ဇက်ကွိုင်းဒုတိယပိုင်းကျွယ်နေအစီအစဉ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ရဲ့ဇက်ကွိုင်းအဆုံးသတ်နေနဲ့ကျွန်တော်တို့ရဲ့ဇက်ကွိုင်းကိုတော်လိုင်းသင်္ကေတဖြစ်တဲ့လက်သုံးချောင်းထောင်ပြီးတော့ကျွေးကြော်သံတစ်ကြိမ်တိုင်ရင်းနဲ့ကျွန်တော်တို့ရဲ့ဇက်ကွိုင်းကိုအဆုံးသတ်မယ်ဆိုတဲ့သတင်းစကားပါကြပါတယ်ဗျာမကြခင်မှာကျွန်တော်တို့ရဲ့ဇက်ကွိုင်းကိုစတင်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဇက်ကွိုင်းမစတင်ခင်မှာဒီတစ်ပတ်ဇက်ကွိုင်းရဲ့ခေါင်းစဉ်ကိုထပ်မံပြီးတော့ကြေညာပေးကြပါတယ်ဗျာအဲ့ဒါကတော့ဖက်စစ်ဆိုးဆူဟန်ပြအတူအောင်လုံးဆက်များနဲ့တော်လန်ရေးပစ္စကအခြေအနေဆိုတဲ့ခေါင်းစဉ်ကိုအာရုံစိုက်ပြီးတော့မကြာခင်မှာကြဲကြဲပြန့်ပြန့်သုံးသပ်ဆွေးနွေးတင်ပြသွားကြတော့မှာဖြစ်ပါတယ်ပထမဆုံးဖိတ်ခေါ်ချင်တာကတော့ဆရာတော်ဦးဝါယမကိုဖိတ်ခေါ်ချင်ပါတယ်ဆရာတော်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာမင်္ဂလာပါဆရာကြီးအားလုံးမင်္ဂလာပါဒီမှာပုံဆရာတော်အနေနဲ့ဒီကောင်းစဉ်ကိုအာယုံစိုက်ပြီးတော့ဘယ်အချက်လက်တွေကိုအခြေပြုပြီးတော့ဘယ်အကြောင်းအရာတွေကိုအလေးထားမိန့်ကြားမလဲဆိုတာဒီပြီးတော့တို့အားလုံးကိုမျှဝေပေးပါလို့ဒီနေရာနေပြီးတော့ယူသေးလေးစွာစွာဖိတ်မှန်တကပြုအပ်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဗျာကျေးဇူးပါဆရာကြီးအားလုံးတိုင်းပြည်တွေမှာရှိကြတဲ့တိုင်းသူပြည်သားအများဘာသာမရွေးလူမျိုးမရွေးလူမျိုးစုကြီးငယ်မရွေးနိုင်ငံသားတိုင်းယနေ့တွေ့ကြုံနေရတဲ့အာဏာရှင်စနစ်ဆိုးပြီးလက်နက်ရှိရင်ငွေရှိရင်အင်အားကြီးရင်မတရားအနိုင်ယူလို့ရတဲ့ဘေးပေါင်းမှတိုင်းသူပြည်သားများရဲ့အမှန်တရားကိုမြတ်လို့တဲ့စိတ်စေနာတွေကြောင့်လျင်မြန်စွာလွတ်မြောက်နိုင်ခြင်းသည်ကင်းစိတ်နိုင်ခြင်းသည်ဖြစ်ပါစေလို့ခြေဥစွာဆန္ဒပြုမေတ္တာပြုအပ်ပါတယ်။ဦးဇင်းတို့ယနေ့ຫນွေဦးတော်လှန်ရေးဆိုတဲ့အခါမှာအာဏာရှင်စနစ်ဆိုးကိုဖယ်ရှားဖို့အတွက်ပြည်သူလူထုကစနစ်တွေဤစနစ်တွေဥပဒေတွေကိုပြည်သူလူထုတွေဘေးကင်းရအောင်ချမ်းသာဒုက္ခရအောင်
တိုင်းပြည်တွေမှာမတရားတဲ့သူတွေအာဏာရှိတဲ့ငွေရှိတဲ့သူတွေနော်အုပ်စုကြီးတဲ့သူတွေကကျန်တဲ့ငွေမရှိတဲ့အာဏာမရှိတဲ့ပညာမတတ်တဲ့အတိုင်းဝိုင်းနေတဲ့သူတွေကိုထင်အားလုပ်လို့မရအောင်နော်အဲ့တော့ချမ်းသာဒုက္ခရအောင်ယနေ့စနစ်ကောင်းတွေဥပဒေကောင်းတွေကိုပြဋ္ဌာန်းနိုင်မှတိုင်းပြည်တပြည်ဆိုတာဟာချမ်းသာဒုက္ခရမြဲအမှန်ပါအဲ့တော့ဒီအခြေအနေတွေကင်းစိတ်နေတဲ့အခါမှာယနေ့အာဏာရှင်စနစ်လို့ဘာကြောင့်မကြက်ရတာလဲယနေ့စစ်တပ်ကကွာအသက်ပေးပြီးတော့ဟုတ်လားတိုင်းပြည်ကိုရန်ပေါင်းကိုကာကွယ်ပေးတာပဲနော်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေနဲ့လှုပ်ဆောင်နေတာကိုဘာကြောင့်စစ်တပ်ကအုပ်ချုပ်တာကိုမကြက်ရတာလဲဆိုလို့ရှိရင်စစ်တပ်ဆိုတာကတနည်းပြောရင်တော့ရန်သူကိုခြေမုံရေးမျက်လုံးနဲ့ကြည့်ရတာပါစန့်ကျင်ဘက်ဖြစ်ပြီဆိုရင်ခြေမုံရေးမျက်လုံးနဲ့ကြည့်ရတာပါငါတိုင်းပြည်အတွက်နော်တခုခုဘေးကကျူးကျော်လာရင်ခြေမုံရေးမျက်လုံးနဲ့ကြည့်ရတာတိုင်းပြည်တွင်းမှာအကြမ်းဖက်လာပြီဆိုရင်ဖြံပြေရတယ်အင်မတန်အင်အားကြီးပြီးခြားဒုက္ခပေးလာတယ်ဆိုရင်ပြုတင်ပြုထိုက်တဲ့အမှုတွေကိုခြေမုံရေးမျက်လုံးနဲ့ကြည့်ရတာပါရန်သူကိုခြေမုံရေးမျက်လုံးနဲ့ကြည့်ရတယ်ပေါ့တိုင်းပြည်တွေရန်သူဖြစ်တဲ့အရာဒါကြောင့်မို့လို့တချို့နိုင်ငံရေးဆိုတာကမျက်နှာချင်းဆိုင်ပြီးတော့တွေ့ဆုံညှိနှိုင်းရတာတွေရှိပါတယ်ဒီစကားကိုဦးဇင်းတို့ချိန်ပေါင်းများစွာပြောဖြစ်ပါတယ်ရာတွေအားလုံးဟာအရာမတူညီနိုင်ဘူးနိုင်ငံရေးမှာနော်အဲ့တော့စိတ်ခံစားမှုတွေလည်းမတူညီနိုင်ဘူးတမိသားစုတွေပေါက်လာတာတော့မှအကြိုက်ချင်းတွေမတူကြဘူးကိုတယောက်ထဲတော့မှအခုဒါလုံးရင်ဒါလုပ်ရှင်တယ်အခုဒါမလုပ်ရှင်တော့ဘူးနဲ့ခဏနေစောကဖြစ်တဲ့စိတ်ကိုနောက်ကဖြစ်တဲ့စိတ်ကတခါဆန့်ကျင်နေတာမျိုးဒါကြောင့်လို့ကိုယ်ခန္ဓာကိုယ်အတွက်ဖြစ်စေကိုယ်မိသားစုအတွက်ဖြစ်စေအရာကိုလိုက်ပြောညီတွေဖြစ်အောင်သူဆန္ဒကိုယ်ဆန္ဒနဲ့အများအတွက်မစင်ရရမယ့်အရာကိုမိသားစုအတွက်တိုင်းပြည်အတွက်နော်အားလုံးမစင်ရရမယ့်အရာကိုတယောက်နဲ့တယောက်နော်မျက်နှာချင်းဆိုင်တွေ့ဆုံပြီးတော့စဉ်းစားအဖြေချတဲ့ယဉ်ကျေးမှုစီကိုတွားတာပါစပွဲဝိုင်းယဉ်ကျေးမှုခေါ်တာပေါ့နော်ဒါကြောင့်မို့လို့အရာကိုဒီလိုသွားတဲ့အခြေအနေမှာအဲ့တော့စစ်တပ်ဆိုတာဒီတမိတ်ဒါနာတစ်စနစ်အောက်မှာတိုင်းပြည်ကာဝယ်ဖို့ထားတဲ့အတွက်ကြောင့်မို့လို့ဒါဟာရန်သူကိုသူကချေမုံကြီးမျက်လုံးနဲ့ကြည့်တာမို့လို့မျက်နှာချင်းဆိုင်ပြီးတော့မတူညီတာတွေကိုတော့နားလည်နိုင်ပြီးတော့မှနော်အခက်ခဲတွေဒါတွေကပြဿနာသေးလားသိရင်ဖယ်ထားပြဿနာကြီးရင်ဝိုင်းဝန်းညှိပြီးတော့အဖြေချပြီးတော့ခြေကိုညှိနှိုင်းဖြေချပြီးတော့မှသူအားနည်းချက်ကိုအားနည်းချက်နားလည်ပြီးတော့မှတိုင်းပြည်အတွက်မပျက်စီးရအောင်နော်အဲ့တော့အနာဂတ်အတွက်နော်တိုင်းပြည်တွေမှာရှိတဲ့ဘာသာမျိုးလူမျိုးမျိုးဟာနော်ဓာတ်လူညီမျှတဲ့အခွင့်အရေးကိုအကုန်လုံးဥပဒေရနော်ရအောင်လူတံဖို့လူသိက္ခာရအောင်မျက်နှာချင်းဆိုင်ဆွေးနွေးအဖြေရှာပြီးတော့မှနော်စနစ်ကောင်းတွေဥပဒေကောင်းတွေကိုပြုစုဆောင်ရွက်ရတာမျိုးပါဒါကြောင့်မို့လို့ဦးဇင်းတို့ဟာစစ်တပ်ဟာတိုင်းပြည်ကာဝယ်တာကောင်းပါတယ်တမိတ်တာစနစ်နဲ့ဒါပေမဲ့နော်အဲ့တော့မျက်နှာချင်းဆိုင်ဖြည့်ရှင်းရတဲ့ရှေမုံရေးမို့လို့မျက်နှာချင်းဆိုင်ဖြည့်ရှင်းပြီးတော့မှအာဏာချက်တွေအာသာချက်တွေဖြစ်လာတဲ့အခါမှာမကြိုက်ကြရင်ရှေမုံရေးမျက်လုံးနဲ့ကြည့်ကုန်ကြရင်အစင်မပြေလို့ဒါခေါင်းမှာပညာရှင်တွေကလည်းဒါကိုအဓိကထားပြီးတော့မှစစ်တပ်ဟာတိုင်းပြည်ကာဝေးအတွက်ပဲကောင်းတယ်မပါဝင်သင့်ဘူးလက်နက်ကင်ဖွဲ့စည်းတွေဆိုတာဒီလိုမျိုးပြောဆိုရတာပါပြည်သူလူထုရွေးချယ်တဲ့ပုံကိုယ်တွေက၄နှစ်တခါ၅နှစ်တခါရွေးချယ်ခံပြီးတော့မှမကြိုက်ဘူးဆိုဖယ်ရှားလို့ရတဲ့စနစ်နဲ့ပြည်သူတွေအကောင်းဆုံးဥပဒေတွေပြုပြီးတော့လူကောင်းတွေကိုဆက်တဲ့ရွေးချယ်ပြီးတော့အဲ့ဥပဒေကောင်းလူကောင်းတွေကနော်လူကောင်းတွေကကျင့်သုံးပေးပြီးတော့တက်လာတဲ့ဆိုရကျင့်သုံးပြီးတိုင်းသူပြည်သားကိုဘာသာမျိုးလူမျိုးကိုချမ်းသာအောင်ဆောင်ရွက်ရတဲ့စနစ်မျိုးဒါကိုမျက်နှာချင်းဆိုင်ဆွေးနွေးဖြေရှာမှုစပွဲပိုင်းယဉ်ကျေးမှုတနည်းပြောတော့ဒီမိုကရေစီလို့ဒီလိုမျိုးဆိုရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဦးဇင်းတို့ဒီတိုင်းပြည်ရဲ့အခန်းကဏ္ဍတွေအုပ်ချုပ်ရေးကဏ္ဍတွေနိုင်ငံရေးကဏ္ဍတွေကျန်းမာရေးလူမှုပညာရေးကဏ္ဍတွေမှာစစ်တပ်ဟာတိုင်းပြည်ကာကွယ်တဲ့နေရာပဲနေပါဒီလိုတော့ပညာရှင်တွေဆိုကြရတာဦးဇင်းတို့လည်းဒါကိုအနုညွတ်ပိတ်တာရက်ခံပြီးတော့အမြဲမပြတ်ဒါတွေကိုပြောဆိုနေရတာပေါ့နော်အဲ့တော့ကောင်းပြီဒီလိုအခြေအနေမျိုးတွေမဖြစ်လာလို့ယနေ့အမှတိုင်းပြည်ပေါ်မှာအဲ့တော့တရားမျှတမှုတွေကင်းမဲ့လာလို့တော်လှန်ကြတဲ့အခါမှာစပွဲပိုင်းယဉ်ကျေးမှုနဲ့မရတော့ဘူးဆန္ဒပြလို့ငြိမ်းချမ်းစွာဆန္ဒပြလို့မရတော့ဘူးဆိုတဲ့အခါမှာယနေ့ခက်တွေကကြာလာခဲ့ပြီလွတ်လပ်ရေးရပြီးတော့1988ရေတော်ဖြစ်ခဲ့တဲ့နောက်ပိုင်းမှာလည်းချွေဝါအောင်ရေးခင်းဖြစ်ခဲ့တဲ့များစွာပေါ့ရေးခင်းတွေကဒီပုံနဲ့တော့အနာဂတ်တိုင်းပြည်အတွက်မကောင်းနိုင်ဘူးအာဏာရှင်စနစ်ဆိုးကိုအာဏာရှင်စနစ်ဆိုးကိုပယ်ဖြတ်တယ်ဆိုတာဟာအခက်ခဲကြီးတာပေါ့နော်တနည်းပြောရင်တော့မုံတီမှုတွေရန်ညှိုးဖွဲမှုတွေတပ်ဖြတ်မှုတွေများစွာကြုံရတာပဲဒါတနည်းပြောတော့စနစ်မောင်းကိုစုပ်ကင်ထားတဲ့အတိုင်းဝဲရတယ်မဟုတ်ဘူးတော်လှန်ရေးဟာနိုင်ငံရေးဟာကြာလာတဲ့အခါမှာအဲ့တော့တနည်းပြောတော့စနစ်မောင်းကိုကျင့်သုံးကြတဲ့သူတို့ဘက်တူချင်းတွေမှာလည်းအချင်းချင်းတွေနှိမ့်နှင်းတာတွေဖယ်ရှားတာတွေဟာရှိပါတယ်သို့တော်သူတို့ကပိုစည်းလုံးတယ်လို့မြန်မာပြည်မှာပြောလို့ရတယ်ဦးဇင်းတို့ယနေ့တော်လှန်ရေးပိုင်းမှာကတော့ဘာသာမျိုးလူမျိုးမျိုးအယောင်သွေးစုံနေအောင်ပါလာပါတယ်တိုင်းပြည်ကိုကောင်းစေခြင်းနဲ့စိတ်စေနာတွေမှန်ကြပါတယ်ဒါပေမဲ့အချင်းချင်းရဲ့တယောက်အားနည်းချက်ဖြစ်လာတဲ့အခါမှာတော့အားနည်းချက်ဟာတိုင်းပြည်တွေပျက်စီးစေမှာလားတော်လှန်ရေးတွေပျက်စီးစေမှာလား
ဒီလိုမဟုတ်ဘူးဦးဇင်းတို့အများအားပြောတဲ့စကားကိုပြန်ပြောပါတယ်နော်တော်လန်ရေးမှာနော်ဒီမှာတနည်းပြောတော့အာနာရှင်စနစ်ဆိုးရဲ့နဲ့အာနာရှင်နဲ့ပေါင်းသွားတာလားဒါဆိုဖယ်ရှားပါနံပါတ်1တော်လန်ရေးရဲ့အကျိုးစီးပွားတွေကိုအကျိုးစီးပွားလုပ်နေတာလားကိုယ်တိုင်လည်းမလုပ်ပါနဲ့သူများလုပ်ရင်လည်းဒါမပြုတ်လို့ဖို့ပြောပြီးတော့မရဘူးဆိုဖယ်ရှားပါနော်အချင်းချင်းတနက်ပြောင်းလှည့်ပြီးတော့နော်တက်ဖြတ်နေလားဖမ်းဆီးနှောင်ဖွဲ့နေလားဒါဆိုရင်တော့တားဆီးပါဖယ်ရှားပါနော်ကျန်တဲ့သေးသေးတွေဆိုရင်ကိုယ်ချင်းချင်းတယောက်နဲ့တယောက်အကောင်းဆုံးဖြစ်အောင်တွားကြပါအားလုံး6ပြစ်ကင်တဲလဲစင်ဝါရဆိုတာလောကကြီးထဲမှာမရှိနိုင်ဘူးဒါကြောင့်မို့လို့အားနေချက်တွေအားနေချက်တယောက်အားနေချက်ပြောတယောက်အားနေချက်ပြောနေဆိုလို့လောကကြီးဟာကောင်းယူတော်လန်ရေးကာလမှာကောင်းယူမရှိနိုင်ဘူးပေါ့နော်ပို့ပြီးတော့စိုးကျိုးတွေကိုတက်ရောက်နေတယ်ဆိုတာယနေ့တိုင်းပြည်မှာယနေ့9နှစ်ကျော်6နှစ်တည်းရောက်လာတဲ့အခါမှာတော်လန်ရေးရဲ့အခြေအနေတော်လန်ရေးဘက်ရဲ့အခြေအနေကိုတိုင်းသူပြည်သားတွေအဖက်ဖက်ကနေမြင်တွေ့နေကြရတာပါဒါလည်းစိတ်မကောင်းပါဘူးတိုင်းသူပြည်သားတွေအမှန်တရားကိုမြင်လို့တဲ့ဘာသာမျိုးလူမျိုးမျိုးဟာတော့စနစ်မားကနေလူမျိုးရှင်တဲ့စနစ်မှန်အတွက်သူတို့ထောက်ခံခဲ့ကြတယ်ယနေ့တိုင်လဲစနစ်မှန်ပုံမှာထောက်ခံနေတော့တိုင်းပြည်ထဲမှာစောင်းနေလူမှုရေးအရာရာအနိုင်ကျင့်ခံရနော်အခု Facebook မှာ line လေးတက်ကြည့်မယ်ဆိုရင်တော့မှဒါအခက်အခဲတွေဖြစ်လာပြီနော်အဲ့တော့မှတ်ပုံနေရာအစနော်ယနေ့နီးပညာတွေနဲ့လှုပ်လာတဲ့အခါမှာတိုင်းသူပြည်သားတွေရဲ့အကြက်တဲအခက်အခဲတွေဟာများစွာဖြစ်လာပါပြီသူတို့ကတကြံပြောလို့မဘောဆိုကြပါစို့သူကသူသတင်းကြွမှာပြောလို့ဦးဇင်းတို့ဘာမှအပြစ်မပြောဘူးဆိုလိုတာအပျော်ဆိုတာရှိမှာပဲလောကထဲမှာအပျော်ဆိုတာမရှိတော့ဘူးဆိုရင်လူဟာနော်စိတ်အားမထွက်တော့ဘူးစိတ်အားမထွက်တော့လို့ရှိလို့ရှိရင်လူကချုံချပြီးတော့ဟိုအသက်ရှင်လေးသေုံပဲလေအဲ့တော့ဆိုကြပါစို့လူတယောက်အတုပဖြစ်တယ်ဆိုရင်တော့မှ3ရက်ထားတာ5ရက်ထားတာ3ရက်လုံးမငိုနိုင်ဘူးလေနော်အိပ်ပြောတဲ့ချိန်အိမ်မှာပဲစားတဲ့ချိန်စားရမှာပဲမစားဘူးဆိုတော့စားပါဟဲ့ပြောရတာပဲလေနော်အဲ့တော့အားလုံးဟာကျန်တဲ့အချိန်မှာလာတဲ့မိတ်တင်ကားကိုနှုတ်ဆက်ရတာပြောဆိုရတာတွေရှိနေမှာပဲဒီခါလေးပြုံးရမိတာလေးတွေလည်းရှိမှာပဲအဲ့တော့ဆိုလိုတာကအမြဲတမ်းငုံနေရင်အားပြတ်သွားမယ်မို့လားဒီလူဟာရှေ့ကအလောင်းမချသေးဘူးနောက်ကအလောင်းကျသွားမယ်မို့လားဒါမျိုးတွေလည်းရက်နေတာတွေမှာဖြစ်ခဲ့ဘူးတာပဲဒါကြောင့်မို့လို့အာတုပတစ်ခုမှာတော့မှကိုယ့်အိမ်ကဆုံးနေတော့မှနော်အချိန်ပြည့်3ရက်ထား3ရက်လုံးမငိုနိုင်ဘူး2ရက်ထား2ရက်လုံးမငိုနိုင်ဘူးနော်ငိုနေလို့ရှိရင်စိတ်အားပြတ်ပြီးအဲ့လိုဆုံးမသွားမှာတိုင်းပြည်မှာလည်းယနေ့တိုင်းပြည်ဟာတနည်းပြောရင်တော့နာရာရှိအိမ်ကြီးနဲ့တူပါတယ်ဆိုတော့ဒီလိုဖြစ်နေတဲ့ကာလမှာတော်လိုင်းကာလမှာဒါပေမဲ့ဒီလိုဖြစ်တဲ့အချိန်မှာတိုင်းသူပြည်သားတွေပျော်ရလားလို့ဦးဇင်းတို့မပြောရဘူးနော်အဲ့တော့တနည်းပြောရင်တော့လောကနဲ့ပတ်သက်တဲ့အပျော်လေးတွေလည်းပျော်ပါပဲပျော်ပါဒါပေမဲ့ကိုပေါ့နော်အပြုသဘောဆောင်တဲ့စိတ်ပေါ့မေတ္တာစိတ်အကျဉ်းသားစိတ်ကိုယ်ပတ်ဝန်းကျင်မှာဆင်းရဲဒုက္ခရောက်တဲ့သူတွေမှာစီးပွားဥစ္စာရှိတဲ့လူတွေကအစားအသောက်လေးတွေနော်ဒါဘာမှပြဿနာမဖြစ်ပါဘူးဒါလေးအစားအသောက်လေးတွေပေးတာနော်အဝတ်ထည်လေးတွေပေးတာစိတ်ကူးစရာမရှိရင်ဝိုင်းဝန်းပြီးတော့တတ်နိုင်မြတ်ကူညီပေးတာအိမ်အမိုးမလုံဘူးဆိုရင်နော်မိုးရင်ရောက်လာမယ်ဆိုအမိုးလုံအောင်လေးကူညီတာစသည်အားဖြင့်ပေါ့နော်ခုလိုနေရာဒီမှာလဲစသည်အားဖြင့်ပေါ့ကိုကူညီနိုင်တာလေးတွေကိုငွေကြီးရှိတဲ့သူတွေနော်အင်အားရှိတဲ့သူလေးတွေကနော်ဒါဘာတော်လိုင်းမှာပါလာပါလို့ဦးဇင်းတို့ပြောဆိုတာမဟုတ်ပါဘူးနော်ဒါတော်လိုင်းအောင်ပြောနေတာမဟုတ်ပါဘူးကိုတိုင်းပြည်တွင်းမှာထိုကဲ့သို့အစားအသောက်နေတိုင်းကျန်းမာရေးနဲ့ဖြစ်နေတဲ့ခါမှာဒါကိုဝိုင်းဝန်းကူညီပြီးတော့မှကိုယ်စိတ်ပိုင်းဆိုင်ရာချမ်းသာအောင်ရောခက်ခဲဖြစ်နေတဲ့သူတွေဟာငါတို့ပုံမှာဒီလိုခက်ခဲဖြစ်နေတဲ့ခါမှာတယောက်နဲ့တယောက်ပြစ်မထားကြပါလားဆိုတဲ့မေတ္တာစိတ်ကြောင့်စိတ်ချမ်းသာမှုရအောင်ရောဝိုင်းဝန်းဆောင်ရွက်နိုင်ကြဖို့အထူးပဲလိုအပ်ပါတယ်အဖက်ဖက်ကစိတ်ဆင်းရဲနေရတဲ့ကာလပါယနေ့ဒေါ်လာရေးကာလမှာလူငယ်တွေဟာတက်ပေးသွားကြပြီနော်များစွာကြဆုံးသွားကြပြီအဲ့လိုပဲတိုင်းပြည်ရင်နဲ့တိကျရန်နာတွေတချို့ကိုလက်ရင်ကားတွေစွန့်ပြီးတော့မှအခက်အခဲပေါင်းများစွာယနေ့ဒေါ်လာရေးဖြစ်တဲ့အခါမှာသူတို့ဘယ်လောက်များဝမ်းနည်းနေမလဲလို့ဦးဇင်းတို့ဒီခါလေးမှာတော့ကိုချင်းစာစဉ်းစားမိပါတယ်နောက်တတိယအနေနဲ့ပြောလိုတာကတော့နိုင်ငံဝန်ထမ်းပေါ့နိုင်ငံဝန်ထမ်းဆိုတာကတော့အစိုးရဆိုတာ9နှစ်တစ်ချိန်တက်တာပဲဝန်ထမ်းဆိုတာကတော့သူကတော့ပင်စင်အနာမယူမရှင်းပေါ့နော်သူဟာတကယ်တမ်းကျတော့အစိုးရရဲ့လုပ်ငန်းဆောင်တာတွေအားလုံးတိုင်းပြည်အတွက်တော့လှုပ်ဆောင်ကြတဲ့သူတွေပါသူတို့ဟာဆောင်းနာပြောလို့ပေါ့ဆွေကြီးမျိုးကြီးစီးပွားဥစ္စာရှိတဲ့လူဆိုတာ1000တယောက်1000တယောက်ပါတော့သူတို့ကထိုက်တရားလို့လာကားနဲ့ပဲကိုဘွားကိုစောင်းနေဖြစ်ရှင်းရတယ်ကိုသားသမီးတွေပညာရေးကိုဖြစ်ရှင်းရတယ်အစိုးရတွေဆိုတာလည်းပညာရေးကိုဦးဇင်းတို့နိုင်ငံမှာနော်ဝန်ထမ်းသားသမီးဆိုပြီးတောင်းယူဖြစ်ရှင်းပေးတာမျိုးမရှိဘူးနော်အဲ့တော့ကျောင်းကနေအိမ်ကလွတ်လိုက်ကျောင်းမှာထိုင်းနိုင်ငံတို့လိုအခြားစင်ကာပူတို့လိုစသည်အားဖြင့်ပေါ့နော်မလေးတို့လိုကျောင်းကနေကျွေးတာမျိုးမရှိဘူးနော်ကိုရှိတဲ့လက်ကာလေးတွေကနေစူးစမ်းပြီးတော့လှုပ်ဆောင်ရတယ်ရှိပါတယ်အဲ့လိုအချိန်တွေကနေဒီမတရားမှုစနစ်ဆိုကြီးဟာငါတို့ငြိမ်ခံနေလို့မဖြစ်ဘူးဆိုပြီးတော့မှပြည်သူလူထုဘက်ကနေပြီးတော့မှနော်ကိုယ့်ရဲ့နော်စားစရာဝတ်စရာကြိုပြီးတော့မရှိဘဲနဲ့ကိုထိုအရာတွေကိုနော်တကယ်တမ်းကျတော့မတရားတဲ့သူအမှမှုထမ်းပြီးတော့မတရားမှုအသက်မရှိသေးဘူးဆိုပြီးတော့စီရင်ဝင်လာကြတဲ့နော်အဲ့တော့အဖက်ဖက်ကစီရင်ဝင်လာကြတဲ့ဝန်ထမ်းတွေအားလုံးကိုဦးဇင်းတို့ထိုးပဲလေးစားတန်ဖိုးထားပါတယ်သို့တော်လည်းပဲယနေ့ထိုစီရင်ဝန်ထမ်းတွေရဲ့အခက်အခဲတွေဟာပြောမပြနိုင်လောက်အောင်ဒုက္ခတွေကြီးပါတယ်နော်အခြားနိုင်ငံတွေကထိုင်းနိုင်ငံတွေလိုအခြားနိုင်ငံတွေအိန္ဒိယနိုင်ငံတွေလိုရောက်သွားပြီးမဲ့စောင်းနေလူမှုရေးတွေအခက်အခဲကြက်တဲ့တွေတောင်းလျှောက်တော်နေနဲ့နေရတာရှိပါဒါတော့
ဦးဇင်းတို့ဆိုလိုတာတိုင်းပြည်တွင်းမှာလည်းတိုင်းသူပြည်သားတွေဟာစစ်ဖြစ်တဲ့နေရာမှာလည်းစစ်ဖြစ်သလိုခက်ခဲတွေကြုံနေရတယ်လို့စစ်မဖြစ်တော့လည်းခက်ခဲပေါင်းများစွာစီးပွားရေးလူမှုရေးဒုက္ခတန်းယနေ့ဆိုလည်းဥပမာပေါ့နော်အဲ့တော့ဒီနေ့ခီးသွားဝန်ဆောင်မှုတွေမှာစီပြဿနာဒါတွေဟာဒုက္ခတွေများစွာကြုံနေရတာပါဒါကြောင့်မလို့အာဏာရှင်စနစ်ဆိုးသည်တိုင်းပြည်မှာအစိုးရလိုက်ပြီဆိုရင်မကောင်းတော့ဘူးတခြားနိုင်ငံတွေမှာစီပြတ်သွားတယ်ဆိုပေမဲ့စီယာခက်ခဲတကဘာလုံးတွေ့တယ်ဆိုပေမဲ့နော်အစိုးရကောင်းတွေအောက်မှာတိုင်းပြည်တွေရှိတဲ့အစိုးရကောင်းတွေအောက်မှာဘာပြဿနာမှမရှိဘူးအရာရာကိုခက်ခဲလေးတွေနည်းနည်းရှိပေမဲ့ထိညှိပြီးတော့တိုင်းပြည်ကိုချမ်းသာအောင်လှုပ်ဆောင်သွားနိုင်တယ်ယနေ့တိုင်းပြည်မှာတော့ထိုခက်ခဲတွေကပိုချက်တဲပိုပြီးတော့ကြီးမားလာဖို့ရှိပါတယ်ဒါကြောင့်မို့လို့နော်အခက်ခဲတွေချက်တဲတွေကြားရပဲအဆင်ပြေအောင်နေကြရတာပါဒါကြောင့်မို့လို့တိုင်းပြည်ကိုလည်းတိုင်းပြည်သားတွေရဲ့အခက်ခဲကိုလည်းအမတန်ကိုစာနာမိပါဒါကြောင့်အာဏာရှင်စနစ်ဆိုသည်တိုင်းပြည်အခုစစ်တပ်ကိုအစိုးရတဲ့နော်စစ်တပ်ကိုနော်တနည်းပြောရင်တော့စစ်အာဏာရှင်ပေါ့တနည်းပြောရင်တော့အဲ့တဲ့ပြောရင်တော့ဟိုစစ်ဦးစီးချုပ်ဖြစ်လာတဲ့သူတွေကနော်နိုင်ငံရေးမှာနော်အဲ့တော့တိုင်းသူပြည်သားတွေကိုနားလည်ဖို့ညတာဖို့ငဲ့ညာဖို့အမတန်ကိုလိုပါတယ်ထိုပုဂ္ဂိုလ်တို့ဒီဗုဒ္ဓဘာသာဖြစ်တယ်ထိုပုဂ္ဂိုလ်တို့ဒီဗုဒ္ဓရဲ့တရားနဲ့ဒါတော့ကိုယ့်ရဲ့ဥပမာပေါ့ကိုထားလက်နဲ့ကင်ဖွဲ့စည်းရဲ့လက်နဲ့ဖွဲ့စည်းပုံမှာတပိတ်နာတာတဲ့စနစ်အောက်မှာထင်ရတွေလုံးကြမယ်ဆိုရင်ငါတို့ဘာသာဝင်တွေငါတို့တိုင်းသူပြည်သားတွေငါတို့ရဲ့အယောင်သေးဆုံးလုံလာတဲ့ဘာသာမတူတူလူမျိုးမတူတူငါတို့နိုင်ငံသားတွေဟာတမိသားစုတွေတိတ်အိမ်ထဲလိုပဲအကုန်လုံးဆင်းရဲဒုက္ခရောက်သွားမဲ့အရေးတွေကိုပြန်လည်ငဲ့ညာနိုင်ကြဖို့အထူးပဲအရေးကြီးလာပါတယ်ယနေ့အခုအာဏာရှင်ဆိုးရကတော့သူ့အလုပ်ကိုသူလုပ်သွားတာပေါ့နော်ယနေ့မှာဆိုကြပါစို့မတရားစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းသွားနိုင်တယ်နောက်နံပါတ်1ဘာလို့သွားနိုင်လဲဟုတ်ပြီအခုရွေးကောက်ပွဲကိုလှုပ်သွားနိုင်တယ်ဒါပြည်သူလူထုကလက်မခံလဲသူအာဏာရှင်စနစ်ဆိုးကိုတော်လှန်ရေးရနိုင်ငံရေးရကြဆုံးအောင်ဖယ်ရှားနိုင်မှုဆိုရင် तू ကတော့သူ့လို့သူဆက်လုပ်သွားမှာပဲ2008ဦးကမရှိတော့ဘူးပြောလဲသူ့လို့ကိုသူလုပ်သွားမှာပဲသူဒီယနေ့ရွေးကောက်ပွဲပြည်သူလူထုအများစုမကြိုက်လဲရွေးကောက်ပွဲပြီးသွားပြီအဲ့တော့လွတ်တော်ခေါ်ယူပြီးပြီ30ရက်နေ့မှာအစိုးရဆိုပြီးတော့အခုလာမှာဖွဲ့စည်းပြီးတော့ရှစ်ဆက်ပြီးတော့သူမောင်းနေသွားလိမ့်မယ်အဲ့တော့စစ်မှုထမ်းဥပဒေရလဲသူရအောင်ဆွဲပြီးတော့သူသွားနေမှာပဲအဲ့တော့သူ့ကိုထောက်ခံထားတဲ့ပြည်နိုင်ငံရေးရလဲတရုတ်အာဏာရှင်တို့နော်အိန္ဒိယတို့နော်အာဆီယံတွေကလည်းယနေ့အပေးယူတွေနဲ့အသွားလာတွေနဲ့များစွာရှိနေပါပြီနိုင်ငံရေးမှာနိုင်ငံတကာရေးရဘက်မှာတော့အခြားနိုင်ငံတွေဒီမိုကရေစီနိုင်ငံတွေကမထောက်ခံမှုဆိုပေမဲ့လည်းအခုအမေရိကန်တို့ဘာလို့တချို့နေရာတွေအောင်ဥပမာပေါ့အခုမြန်မာနိုင်ငံတို့အခုလက်တလောကားကုမ္ပဏီတစ်ခုနဲ့အမေရိကန်အကြီးတန်းရာရှိတယောက်ကဒီလိုလေးလှုပ်ဆောင်နေဆိုပြီးတော့ဖြစ်ပေါ်နေတာတွေ့ရပါတယ်ဒါကြောင့်မို့လောကကြီးဟာနော်အဲ့တော့မတရားမှုကအင်အားကြီးရင်နော်ဓမ္မသမားတွေဆုံးရှုံးပါတယ်လောကကြီးမှာအတုံးလဲဆိုတာမရှိဘူးလို့ဦးဇင်းအဲ့လိုတော့ပြောချင်ပါတယ်ဒါဒီစကားကိုတေချာနားထောင်ပါအရန်ပြောတာမဟုတ်ပါဘူးဦးဇင်းပြောတာနော်ရေများရေနိုင်မီးများမီးနိုင်ဆိုတဲ့ဗမာစကားကိုကြည့်ပါနော်ဘာလို့ဆိုရေကအားကြီးရင်မီးကိုနိုင်ပါပဲမီးကအားကြီးရင်ရေကိုနိုင်ပါပဲလောကကြီးမှာလည်းအာရမသမားတွေကအင်အားကြီးရင်ဓမ္မသမားဘာမှမပြောနဲ့မင်းသေသွားမယ်နောက်ဘယ်တော့မှခေါင်းမထူနိုင်အောင်မင်းဖြစ်သွားမယ်ဆိုတဲ့အခြေအနေမျိုးတွေနဲ့ဦးဇင်းတို့ယနေ့တော်လိုင်းရေးကာလမှာတွေ့ကြုံနေရတဲ့အခြေအနေမျိုးပါဒါကြောင့်မလို့အာဏာရှင်စနစ်ကသူ့အတူအားသာသွားရင်နိုင်ငံတကာရေးရအားသာသွားရင်သူ့2008ဦးကြာဆုံးအောင်အာဏာရှင်စနစ်ကိုကြာဆုံးအောင်မလုပ်နိုင်ရင်နော်အဲ့တော့သူ့ရဲ့စီးပွားရေးတောက်တွေမှာပေါ့ဆိုရစစ်တပ်အင်အားတွေရော့နေမသွားရင်ဒါအာရမလို့ဘလောက်ပဲပြောဘလောက်ပဲဆဲဆိုသူကတော့ကြာဆုံးသွားမှာမဟုတ်ပါဘူးအဲ့တော့ဓမ္မသမားတွေအင်အားရှိအောင်ဓမ္မအည်သွေးတွေမြင့်အောင်ယနေ့ဒေါ်လာရေးဘက်ကစူးစမ်းကြဖို့လိုအပ်ပါတယ်ယနေ့ဒေါ်လာရေးပစ္စကအခြေအနေကိုကြည့်ရမယ်ဆိုလို့ရှိရင်မြောက်ပိုင်းမှာလည်းပဲယနေ့တိုင်းပြည်မှာမြင်နေသိနေတဲ့အတိုင်းပဲမြောက်ပိုင်းမှာမေသုံးဘွယ်က139ကွန်ပထမလိုင်းဒုတိယလိုင်းဆိုမန်လေးပီဒီတို့ပါဝင်တော့များစွာတိုက်ထားတဲ့အခုမရီယာတို့စင်ကူးတို့တပိတ်ချင်းတို့အကုန်လုံးအခုယနေ့အကုန်ဖယ်ပေးလိုက်ရပါပြီအကုန်ဆုတ်ပေးလိုက်မိုးမိတ်နော်လာချိုးတော်မှာတိုက်ထားတာပြန်ဆုတ်လိုက်ရပါပြီတရုတ်ရဲ့အနေထားနဲ့အခုယနေ့မြောက်ပိုင်းမှာတော့မှသူတို့မဟာမိတ်ရှင်းလို့ပြောတဲ့ဥစ္စာကိုနော်အဲ့တော့တရုတ်ရဲ့နောက်ွယ်ကလက်နဲ့ကိုးကန့်ကနေပြီးတော့အခုဆိုကြပါဦး TNL ကိုတိုက်ပြီးတော့မှကုန်သွယ်ရေးလမ်းကြောင်းပွင့်အောင်ဘာညာဆိုပြီးတော့နိုင်ငံစည်းအသာစည်းယူပြီးတော့တနည်းပြောတော့တရုတ်အာဏာရှင်ကကိုးကန့်ကိုလူမိုက်ထောင်ထားပြီးတော့မှနော်အာဏာရှင်အကြိုက်နော်တော်လိုင်းမှာမင်းတို့မထားနဲ့မင်းတို့မထောက်ပံ့နဲ့ဆိုပြီးတော့အညာကိုတနည်းပြောတော့ဖြက်လေးဖြက်နဲ့နော်အဲ့တော့တနည်းပြောတော့စစ်ရေးရဲ့အထောက်ပံ့တွေကိုပြက်ဆဲအောင်လုပ်လိုက်တာမျိုးပါပဲဒါကြောင့်မလို့ကချင်ဟာလည်းပဲနိုင်ငံရေးပစ္စကအခြေအနေရနေပြီးတော့ဆိုရအောင်ကျွန်တော်တို့ပြောထားပါတယ် NUG နဲ့လည်းမတွေ့ချင်ဘူးလားလို့ဆိုတဲ့တွေ့ဆုံဆွေးနွေးပိုင်းကိုလည်းမျက်စာပြစ်နေတဲ့အခြေအနေတွေကိုလည်းတွေ့ကြုံနေရတာပါဒါကြောင့်မလို့တော်လိုင်းရေးရဲ့အခြေအနေဟာအခက်အခဲများစွာအခြေအနေများစွာကြီးပါတယ်ဒါကြောင့်မလို့တော်လိုင်းရေးအတွင်းမှာရှိကြတဲ့နော်တာဝန်ရှိကြတဲ့သူတွေဥဆောင်ကြတဲ့သူတွေစိတ်ထားနှလုံးသားနော်တိုင်းသူပြည်သားတွေပေါ်မှာမှန်နဲ့နော်အဲ့တော့အနာဂတ်တိုင်းပြည်ကိုမနစ်နာရအောင်နော်ဒါယနေ့တိုင်းပြည်ပေါ်မှာတိုင်းပြည်အာဏာလုထားတဲ့ဆိုပေမဲ့လည်းတိုင်းသူပြည်သားတွေရဲ့မျက်နှာကိုကြည့်ပြီးတော့မှနော်အဲ့တော့ဆင်းရဲဒုက္ခမချေကြရအောင်နော်ဖက်ကနေဆောင်ရွက်နိုင်ကြပါစေလို့အထူးတိုက်တွန်းရင်းနဲ့ဦးဇင်းရဲ့စကားကိုညီကုန်းချောပါတယ်ဆက်လက်ပြီးတော့ဆရာမစုပြေကိုဖိတ်ခေါ်ပါတယ်ဆရာမ
အဲ့လိုဆရာမကြားပြောလို့ရပါပြီနော် ဟုတ်ကဲ့မင်္ဂလာပါရှင်ကျမကတော့ရှမ်းမြောက်တောင်မဲမြို့နယ်တွေကစီရီယန်လေးထဲမှာဆင်မစုပြဖြစ်ပါတယ်ကျမဖက်စစ်ဟန်နော်ဖက်စစ်ဟန်ပြဇလန်နေနဲ့ပစ္စကတော်လန်ရေးအရှိန်ဟုံဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ပိုင်း၃ပိုင်းနဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ပိုင်းနေနဲ့တူရောင်ရွေးကောက်ပွဲနဲ့တကောင်စင်းကိုရှင်ဖက်စစ်တွေဟာဆိုတော့ရင်သူတို့ရဲ့တရားမဝင်မှုကိုဖုံးကွယ်ဖို့အတွက်နိုင်ငံတကာနဲ့ပြည်သူကိုဒီမိုကရေစီတည်သွားနေတယ်ဆိုပြီးတော့ဟန်ပြရန်စ조사နေခြင်းဖြစ်ပါတယ်၎င်းတို့ပြုမှုနေတဲ့ရွေးကောက်ပွဲဟာဆိုလို့ရှိရင်ပြည်သူ့ဆန္ဒကိုကိုစားမပြုဘဲနဲ့သူတို့အာဏာတည်မြဲရေးကိုပဲကိုစားပြုပါတယ်ဥပမာအနေနဲ့2020ရွေးကောက်ပွဲတုန်းကကျမတို့ဆရာဆရာမတွေကိုမဲယုံနေပါတာဝန်ချထားပြီးတော့မြင့်တဲ့ဒီပြင်မဲ့ခံခဲ့ရတယ်ရလက်တွေတော့တင်ပြသလိုဆွဲပြီးတချို့ဆရာဆရာမတွေအဲ့ဒီအချိန်တုန်းကကိုဗစ်ကာလဆိုတော့ကိုဗစ်ကူးစက်ခံရတဲ့အထိနော်ရှိခဲ့ပါတယ်ကိုဗစ်ကူးစက်ခံရတဲ့ဆရာဆရာမတွေတောင်မှရှိခဲ့ပါတယ်ဒါတွေဟာဆိုလို့ရှိရင်အာဏာရှင်ဖက်စစ်တွေရဲ့အတူရောင်လုပ်ရလို့မြင်မိပါတယ်ဒုတိယပိုင်းအနေနဲ့အာဏာရှင်ငြိမ်းချမ်းရေးနဲ့ဖိတ်ခေါ်မှုအတူတွေပဲဖြစ်ပါတယ်နော်အာဏာရှင်ဖက်စစ်တွေဟာဆိုလို့ရှိရင်တစ်ဖက်မှာလက်နက်ကြီးတွေလေကြောင်းလိုင်းတွေနဲ့အရက်သားတွေကိုတပ်ဖြတ်ရက်ရာတွေအိမ်တွေစာသင်ကျောင်းတွေဘုန်းကြီးကျောင်းတွေကိုမိရှို့လုပ်နေပြီးတော့တစ်ဖက်ကတွဲဆုံဆွေးနွေးရန်ဖိတ်ခေါ်ခြင်းတွေကျမတို့လိုစီရီယန်တွေကိုအလုပ်ပြန်ဝင်ဖို့မလုံးနေပေးပြီးခေါ်တာတွေလုပ်ခဲ့ပါတယ်နော်အလုပ်ပြန်ဝင်မယ်ဆိုလို့ရှိရင်ကင်းကာခဲ့တဲ့9နှစ်စာအတွက်လစာတွေကိုပြန်ပေးမယ်ဆိုပြီးတော့မလုံးပေးခဲ့တယ်တကယ်တမ်းပြန်ဝင်တော့ကြတော့အဲ့ဒီ9နှစ်စာလစာကိုပြန်မပေးတဲ့အပြင်နော်ချင်းငွေတွေနော်2လစာပြန်ဆက်ခိုင်းခဲ့တယ်ပြီးတော့ခံဝင်ဂရိတွေနဲ့အလုပ်ပြန်ဝင်ဖို့အတွက်ဝန်ခံဂရိတွေနော်ဖောင်တွေကို20လောက်ဖောင်20လောက်ကိုဖြစ်ခဲ့ရတယ်လို့ကြားသိခဲ့ရပါတယ်ဒါတွေဟာဆိုလို့ရှိရင်အာဏာရှင်ဖက်စစ်တွေရဲ့ဖိတ်ခေါ်မှုအာဏာရှင်ဖက်စစ်တွေအတွက်နိုင်ငံရေးထွက်ပေါက်ရှာနေခြင်းတစ်မျိုးပဲဖြစ်ပါတယ်ကျမတို့လိုစီရီယန်တွေဟာကျောင်းပြင်ပကိုထွက်လာတာကအာဏာရှင်ဖက်စစ်တွေရဲ့မှားယွင်းတဲ့စနစ်တစ်ခုရဲ့ဟန်ပြပညာရေးကိုစန့်ကျင်ညှင်းဆန်ခဲ့တာပါအခုသူတို့လုပ်နေတဲ့ရွေးကောက်ပွဲဆိုတာကလည်းအဲ့ဒီလိုပဲအနှစ်သာရမရှိတဲ့ပြက်ဆက်တစ်ပုဒ်သာဖြစ်ပါတယ်ရွေးကောက်ပွဲတွေမှာဆရာဆရာမတွေကိုခိုင်းစေပြီးတော့ဆရာဆရာမတွေကိုကြတော့ဘာမှထည့်သွင်းစဉ်းစားပြီးတော့မြင့်တင်ပေးတာတွေအရေးယူဂုဏ်ပြုပေးတာတွေမရှိခဲ့ပါဘူးဒါတွေဟာလည်းဒီအာဏာရှင်ဖက်စစ်တွေရဲ့အတူရောင်လုပ်ရက်တွေပဲဖြစ်ပါတယ်ရှင်နောက်တတိယပိုင်းအနေနဲ့လွတ်မြောက်နယ်မြေတွေမှာ NUG နဲ့ဒေသခံအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ပညာရေးနဲ့ကျန်းမာရေးစနစ်တွေကိုအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်အဲ့ဒါတွေဟာဆိုလို့ရှိရင်ဖက်စစ်ရန်တရားကိုအမြင့်ပြည့်ချေမှုန်းနေတဲ့နော်တပ်တွေတွေပဲဖြစ်ပါတယ်ဥပမာအနေနဲ့ကျမတို့ရှမ်းမြောက်မှာဆိုလို့ရှိရင် TNL တွေကနေပြီးတော့ကျောင်းတွေဖွင့်နိုင်နေပါပြီအဲ့ဒီကျောင်းတွေမှာဆိုလို့ရှိရင်စီရီယန်ဆရာဆရာမတွေနောက်ပြီးတော့ဒေသခံစီရီယန်တက္ကသိုလ်ဝင်တန်းအောင်တဲ့လူတွေတို့တက္ကသိုလ်တက်နေစေကျောင်းသားကျောင်းသူတွေတို့အဲ့ဒီဟာတွေအဲ့ဒီလိုစီရီယန်ကျောင်းသားကျောင်းသူတွေနဲ့ဒီအင်အားဖြစ်ပြီးတော့เนาะဒီကျောင်းနေအရွယ်เนาะတက်နိုင်သမျှအင်အားဖြစ်ပြီးတော့တက်နိုင်သမျှကျောင်းနေအရွယ်ကလေးတွေစဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးအတွက်အရေးပေးပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်အခုဆိုရင်ပြည်သူလူထုတွေဟာဆိုလို့ရှိရင်ငွေကြေးခက်ခဲမှုနဲ့ဖိနှိပ်မှုတွေကြားကနေပြီးတော့တော်လှန်ရေးကိုဆက်လက်ထောက်ခံအားပေးနေကြခြင်းဟာဆိုလို့ရှိရင်အာဏာရှင်ဖက်စစ်တွေရဲ့အကြောက်ဆုံးဟာနောက်ဆုံးလက်နက်ဖြစ်တဲ့အတူအရာလုပ်သက်တွေကိုအသုံးချနေတာဖြစ်ပါတယ်အဲ့ဒါလို့ဒီတွေနဲ့နော်ဒီအတူရောင်လွှတ်တော်တွေနိုင်ငံတကာမှာအရက်ကိုချဲ့လက်ပြီးတော့လှုပ်ဆောင်ခဲ့တဲ့
အပါဝင်เนาะတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲတစ်ခုအနေနဲ့เนาะ sorry တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲတစ်ခုကနေဖြစ်ပေါ်လာတဲ့เนาะစစ်ဝစ်ကနေအရက်ဝစ်လက်ပြီးတော့တက်လာတဲ့စစ်သားတို့တစ်ခုဖြစ်တယ်ဆိုတာကိုပြည်သူလူထုအနေနဲ့သတိပြုရမှာဖြစ်ပြီးတော့လက်ရှိတက်လာတဲ့အစိုးရဟာလည်းအာဏာရှင်ဖက်စစ်အကြမ်းဖက်စစ်တပ်ရဲ့လက်ကင်တော့အစိုးရတရက်ဖြစ်တယ်ဆိုတာကိုလေးကိုသတိပြုရမယ်ဆိုတဲ့အကြောင်းကိုပြောကြားလိုပါတယ်ရှင်အခုဆက်လက်ပြီးတော့ဆရာစလိုင်းကိုဆက်လက်ပြောကြားပြီးဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်ဆက်လက်ပြီးတော့ဖိတ်ကြားပေးတဲ့ဆရာမစုပြေကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာနော်ဒီမှာရှေးဦးစွာຫນွေဦးဒေါ်လာရေးဘာသာရေးကွန်ရက်မှဆရာတော်ရှင်သူမြတ်များနှင့်တကွဒီတာဝန်ရှိသောဆရာဆရာမများအားလုံးကိုကျွန်တော်အနေနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်သရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်အထူးသဖြင့်မြေပြင်မှာဟာလာပြည်သူရှိကနေမရပ်တည်နေကြပြီးဒေါ်လာရေးတိုက်ပွဲတွေဝင်နေကြတဲ့ရဲဘော်များအားလုံးကိုယ်စိတ်နှပြချမ်းသာကြပါစေဘေးကင်းကြပါစေလို့ထပ်မံပြီးတော့ဆုတောင်းပေးလိုက်ပါတယ်နိုင်ငံတကာအသီးသီးကကြည့်ရှုနားတော်တာဆင်နေကြတဲ့ဟာလာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများကျွန်တော်တို့ပြည်သူဘက်ကရပ်တည်နေကြတဲ့ဟာလာညီကောင်မောင်နှမများအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်အနေနဲ့စပြီးတော့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျဆိုတော့ဒါကျွန်တော်တို့အစီအစဉ်တိုင်းပေါ့နော်ကျွန်တော်တို့ပေးထားတဲ့ကောင်းစဉ်ကဖက်စစ်စစ်တပ်ရေးဟန်ပြအတုအယောင်လှုပ်ဆက်များဆိုပြီးတော့ပထမပိုင်းကိုပေးထားတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မပြောခင်မှာကျွန်တော်ဒီနယူးဒေါ်လာရေးဘာသာကွန်ရက်ကနေတင်ဆက်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာသာရေးဘက်ကပဲကျွန်တော်စပြီးတော့ပြောပါရစေပေါ့နော်ကျွန်တော်တို့ဒီစစ်အာဏာရှင်အခြေစတည်လာတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ဟုတ်လားစတည်ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဘာကိုသွားတွေ့ရလဲဆိုတော့ကျွန်တော်တို့ဉာဏ်ပညာမဲ့ခြင်းလောဘအာကြီးခြင်းနော်ပြီးတော့ကျွန်တော်တို့အတ္တဆံမှုကြောင့်နောက်ထပ်ကျွန်တော်တို့ဒီလူမျိုးကြီးဝါဒကိုဆွဲကင်ခြင်းတွေကြောင့်ဟုတ်လားအာဏာရှင်စနစ်ဆိုတာစတင်ဖြစ်ပေါ်လာတယ်လို့ကျွန်တော်အနေနဲ့ဒါကပုဂ္ဂိုလ်ရဲ့အရာသုံးသပ်ပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုကြည့်ရင်လည်းပဲခုလက်ရှိဥဆောင်နေတဲ့ဟုတ်လားဒီကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဒီဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သူနဲ့ပတ်သက်ပြီးတော့အနေချင်းပြောပြချင်ပါတယ်ဉာဏ်ပညာအားနည်းတာနဲ့ပတ်သက်ပြီးတော့ပြောပြချင်တယ်နံပါတ်1သူဒီဓာတ်ဖုံးကြီးနတ်ဖုံးကြီးတွေရဲ့အနောက်ကိုလိုက်ပြီးတော့တနိုင်ငံလုံးလိုက်ပြီးတော့ရရခြေတဲ့လုပ်ငန်းတွေကိုလုပ်နေပါတယ်ဒါဟာယရနာ3ပါးရှိပါလျက်နဲ့ဟုတ်လားဓာတ်ဖုံးကြီးနတ်ဖုံးကြီးတွေရဲ့စကားကိုနားထောင်ပြီးတော့လောကီရေးရာလုပ်တွေကိုလုပ်ပြီးတော့ဟုတ်လားသူများစကားကိုနားထောင်ပြီးတော့ဒီအလုပ်တွေကိုလုပ်တယ်ဆိုကြတဲ့ယရနာ3ပါးရဲ့တန်ဖိုးကိုနားမလည်ဘူးဟုတ်လားပညာဉာဏ်မပြည့်ဝဘူးဆိုတာကိုကျွန်တော်အနေနဲ့ပြောဆိုလိုခြင်းဖြစ်ပါတယ်နောက်ထပ်လောဘအာကြီးခြင်းဒီပုဂ္ဂိုလ်မှာဟုတ်လားဒီမိသားစုအရေးအတိုင်းဝိုင်းရေးကိုအာနာတိမြဲရေးဆိုတဲ့လောဘအာကြီးခြင်းကြောင့်ဟုတ်လားဒီလုပ်ရက်တွေကိုလှုပ်ဆောင်နေတယ်လို့တော့မြင်ပါတယ်ကျွန်တော်အနေနဲ့နောက်တစ်ခုကအတ္တဆံမှုဟုတ်လားဒီနိုင်ငံမှာငါသားလင်အာဏာရှင်ဖြစ်ရမယ်ငါသားလင်ပါဝါအကြီးဆုံးဖြစ်ရမယ်အင်အားအကြီးဆုံးဖြစ်ရမယ်ဆိုတဲ့သူ့ရဲ့အတ္တဝါဒတွေကိုလည်းတွားပြီးတော့တွေ့ရတယ်ငါသားသမီးအတွက်ငါမိသားစုအတွက်ငါအတိုင်းဝိုင်းအတွက်ပဲဆိုတဲ့ဟုတ်လားသူ့ရဲ့အတ္တမာနတွေကိုလည်းတွားတွေ့ရတယ်ဒါတွေမရှိဘူးဆိုရင်ကျွန်တော်တို့နိုင်ငံမှာဒီစစ်အာဏာရှင်စနစ်ဆိုတာကဖြစ်ပေါ်လာမှာမဟုတ်ပါဘူးလို့ကျွန်တော်အနေနဲ့
စပြီးတော့ပြောပြစေဒါကြောင့်စစ်အာဏာရှင်တွေဟာသူတို့ရဲ့စစ်အာဏာရှင်စနစ်အတွက်တည်တံ့ခိုင်မြဲအတွက်ဟုတ်လားဂျန်တဲ့မတင်တော်တဲ့အလုပ်တွေမှန်သမျှမလုပ်ထိုက်တဲ့အလုပ်တွေမှန်သမျှကိုလုပ်ပြီးတော့ပြည်သူလူထုအပေါ်ရရဆက်ဆက်ဟုတ်လားအတုအယောင်ဟန်ပြအတုအယောင်လှုပ်ဆက်တွေကိုဆက်ပြီးတော့လုပ်နေတာကိုတွေ့ရပါတယ်ဆိုတော့ဒုတိယအနေနဲ့နိုင်ငံတနိုင်ငံရဲ့စစ်တပ်ဆိုတာကကျွန်တော်တို့ဟလာပါတီနိုင်ငံရေးကိစ္စတွေကိုဝင်လို့ရမယ်အနေထားမဟုတ်ပါဘူးပါတီနိုင်ငံရေးနဲ့ကလုံးဝမတက်ဆိုင်ပါဘူးပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်စောင့်ရှောက်ပေးရမယ်တာဝန်တာဖြစ်ပါတယ်ဒါဟာစစ်တပ်ရဲ့အလုပ်ပဲဖြစ်ပါတယ်အခုတော့အဲ့ဒီလိုမဟုတ်ဘဲနဲ့ဟလာကြွေးထားတဲ့ပြည်သူလူထုတွေရဲ့အသက်ကိုနှုတ်ယူပြီးသူတို့မိသားစုအတွက်သူတို့အတိုင်းဝိုင်းအတွက်ဟုတ်လားသူတို့နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်တာလျင်အာနာရှင်မျိုးဆက်တွေအတွက်တာလျင်စိန်ခံကြဖို့ဟုတ်လားဆက်ပြီးတော့လှုပ်ဆောင်နေကြတယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်ပါတယ်အထူးသဖြင့်အာနာရှင်တွေဟာခေတ်အဆက်ဆက်မှာဟုတ်လားပြည်သူလူထုတွေနဲ့အတူဟုတ်လားစစ်တပ်ရဲတပ်စသည်ဖြင့်ပေါ့ပြည်သူဝန်ထမ်းတွေကိုအားလုံးကြုံလို့ပဲဆက်ဆံခဲ့ကြတာတွေကိုအားလုံးမြင်ပြီးသားဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ဒီပင်လျင်စစ်တပ်ထဲမှာတစ်နှစ်ကျော်လိုက်ပြီးတော့စာပြပေးခဲ့မှုတဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာဟုတ်လားတရင်မှုကဘလို့ပြူဟာမှုကဘလို့တမတ်မှုကဘလို့စသဖြင့်တူနဲ့တူဟုတ်လားယူသေးလေးစားမှုမရှိဘဲနဲ့ဂျုံလိုဝဲဆက်ဆံနေကြတဲ့ဖြစ်အင်လက္ခဏာတွေကိုလည်းကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်ဒါကကျွန်တော်တို့ပြည်သူလူထုအပေါ်ဒီမကပဲနဲ့သူတို့ဟုတ်လားလက်အောက်ကစစ်တပ်တွေအပေါ်မှာစစ်သားတွေအပေါ်မှာဝန်ထမ်းတွေအပေါ်မှာရဲတပ်တွေအပေါ်မှာရဲဝန်ထမ်းတွေအပေါ်မှာဂျန်တဲ့ပြည်သူလူထုဝန်ထမ်းတွေအပေါ်မှာဟုတ်လားဒီလိုဆက်ဆံနေဆိုကြရကျွန်တော်တို့ဒါဟာဂုဏ်သိက္ခာမရှိတဲ့တမတော်ဆိုတာကိုကျွန်တော်သိရှိခဲ့ရပါတယ်အဲ့တော့ဒီမှာကျွန်တော်နောက်ထပ်ဒီရဲဘော်များပေါ့နော်ဒီစကားစဖက်ကရဲဘော်များကိုတိုက်တွန်းလို့ချင်တာကတော့ဒါတွေကိုရှက်ရကောင်းမှတိပြီးတော့ဟုတ်လားပြည်သူလူထုအားလုံးကိုပြည်သူလူထုဘက်ကိုမျက်နှာမူပေးကြပါလို့ဟုတ်လားစစ်သားစစ်ကြီးတွေကိုကျွန်တော်အနေနဲ့ထပ်မံပြီးတော့တောင်းဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ခုနပေးထားတဲ့ကောင်းစဉ်အတိုင်းပဲဖက်စစ်တပ်ကြီးအဟံပြအတူအယောင်လှုပ်ဆက်များဆိုတဲ့နေရာမှာကျွန်တော်အပိုင်းတစ်ပိုင်းနဲ့ပြောပြပေးသွားပါမယ်ပြောပြစီပေါ့အဲ့တော့ဒီဟံပြအတူအယောင်လှုပ်ဆက်တီဆိုတာကကျွန်တော်တို့မြေပြန့်ဒေတာကဟာလားဖြစ်ခဲ့တဲ့ဟာလားဖြစ်နေဆဲအနေအထားတွေလည်းအများရှိပါတယ်ကျွန်တော်တို့တောင်တန်းဒေတာကတိုင်းသားတွေအပေါ်မှာလည်းပဲအတူအယောင်ဟာလားလှုပ်ဆက်တီဖန်တီးခဲ့တဲ့အကြောင်းတရားတွေရှိခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့အခုလက်ရှိရွေးကောက်ပွဲမှာပဲဖြစ်ဖြစ်ခေတ်အဆက်ဆက်ရွေးကောက်ပွဲတွေမှာပဲဖြစ်ဖြစ်ဒီစစ်တပ်ကျင့်သုံးလာတဲ့အနေအထားတွေကိုဟန်ပြအတူအယောင်ရွေးကောက်ပွဲလှုပ်ဆက်တွေကိုကျွန်တော်အနေနဲ့ဆက်ပြောသွားမှာဖြစ်ပါတယ်ဥပမာယခုလက်ရှိဖြစ်နေတဲ့အနေအထားမှာဆိုရင်ကျွန်တော်တို့မြေပြန့်ဒေတာတိုင်းသားများအပေါ်မှာဟုတ်လားဒီအာဏာအတူအယောင်ရွေးကောက်ပွဲလှုပ်ဆက်တွေခင်းဖို့ရန်အတွက်ဘာတွေလုပ်တယ်လဲဆိုရင်ဟုတ်လားသူတို့ဒီရွေးကောက်ပွဲကျင်းပတဲ့အခါမှာသူတို့ကိုရှင်ပြိုင်နိုင်တဲ့ပုံကိုယ်တွေဟုတ်လားသူတို့ကိုရှင်ပြိုင်နိုင်တဲ့ပုံကိုယ်တွေကိုရှင်ပြိုင်ခွင့်မပေးဘဲနဲ့ထုတ်ပယ်လိုက်တယ်ဟုတ်လားသူတို့ကိုရှင်နိုင်တဲ့နောက်ထပ်မှန်ကန်ရှင်ပြိုင်ရဲတဲ့ပါတီငယ်လေးတွေကိုလည်းရှင်ပြိုင်ခွင့်မပေးဘဲနဲ့ထုတ်ပယ်လိုက်တယ်ဒါတွေဟာလုံးဝမတရားဘူးဆိုတာကိုပြသနေတယ်အဲ့ဒါဒီလောက်ရတွေဟာကျွန်တော်တို့ဖက်စစ်တပ်ရဲ့ဟန်ပြအတူအယောင်ရွေးကောက်ပွဲလှုပ်ဆက်တွေဆိုရင်လည်းမမှားပါဘူးလားအဲ့ဒီလိုလုပ်နေတာတွေကိုတွေ့ရတယ်အဲ့ဒီတော့ကကျွန်တော်တို့အနေနဲ့ကရွေးကောက်ပွဲလှုပ်ဆက်တွေဖြစ်ပြီးတဲ့နောက်မှာဒါကိုဟုတ်လားဒီလိုဒီစကားဆရဲ့စစ်တပ်ရဲ့လှုပ်ဆောင်ချက်တွေမမှန်ကန်ဘူးဟုတ်လားဒါတွေဟာအတူအယောင်တာဖြစ်တယ်သူတို့နဲ့ပတ်သက်တဲ့ပါတီငယ်လေးတွေသူတို့စစ်တပ်ပါတီအတွက်အကျိုးရှိမဲ့ရင်းနှီးရတဲ့သူတို့လက်အောက်ကပါတီငယ်လေးတွေကိုပဲဟုတ်လားဖိတ်ခေါ်ပြီးတော့ဆွေးနွေးပြီးတော့လုပ်သွားတဲ့အနေအထားတွေကိုတွေ့ရတယ်အဲ့ဒီပါတီငယ်လေးတွေဆိုတာကလည်း
ဟုတ်လားတကယ်တမ်းအောင်မြင်မှုမရနိုင်ဘူးမနိုင်နိုင်မှန်းသိပါတယ်သို့တော်လည်းအပေးအယူတွေနဲ့သူတို့အတွက်အကျိုးရှိအောင်လို့ပေါ့ဟုတ်လားလက်တွဲပြီးတော့စစ်တပ်အတွက်ဟုတ်လားရှင်ပြိုင်နေတဲ့ပါတီတွေရှိတဲ့ဆိုယုံလောက်နဲ့လက်တွဲပေးခဲ့ကြတာဖြစ်တယ်အပေးအယူတွေနဲ့လက်တွဲပေးခဲ့ကြတာဖြစ်တယ်ဆိုလို့ချင်တာကဒါကြောင့်မလို့ဒီလှုပ်ဆောင်ချက်တွေဟာလုံးဝဟုတ်လားဘယ်လိုမှဟုတ်လားငင်းဆန်လို့မရတဲ့တက်တည်တွေပဲဖြစ်ပါတယ်ဒါကိုအမေရိကန်နိုင်ငံအပါအဝင်ကျန်တဲ့ဒီမိုကရေစီနိုင်ငံတွေကသိရှိပြီးသားဖြစ်ပါတယ်ကြိုတင်ပြီးတော့ပြောဆိုထားခဲ့ပြီးသားလည်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကစစ်မှန်တဲ့နိုင်ငံရေးသမားတွေကလည်းဒီရဲ့အကြောင်းအရာတွေကိုသိရှိပြီးတော့2022လောက်ခရဲကကြိုတင်ပြီးတော့ဟုတ်လားတချို့နိုင်ငံရေးဟုတ်လားဘိုးအေတွေကဟောပြောဟုတ်လားလမ်းပြခဲ့ပြီးသားဖြစ်ပါတယ်တတိထားဖို့ပေါ့လေကျွန်တော်တို့အတွက်အဲ့လိုလေးတွေရှိခဲ့တယ်ပေါ့ဆိုလိုချင်တာကဒါတွေဟာဟုတ်လားသူတို့ရဲ့ဖက်စစ်စစ်တပ်အာဏာတည်တံ့ရေးအတွက်ပါတီတွေကိုလက်ခံခြင်းလက်မခံခြင်းဟာဒီလောက်ရတွေဟာမဖြစ်တဲ့အနေအထားဟုတ်လားအတုအယောင်ရွေးကောက်ပွဲဖြစ်တယ်ဆိုတာသူတို့ရဲ့လောက်ရတွေကတက်တည်ပြနေခြင်းပဲဖြစ်ပါတယ်ဒါကိုကျွန်တော်အနေနဲ့မိမောင်းထုတ်ပြလို့ခြင်းဖြစ်ပါတယ်နောက်ထပ်သူတို့ရဲ့လောက်ရတွေထဲမှာသူတို့ဟုတ်လားကောင်းပိုင်းကပုဂ္ဂိုလ်တွေအချင်းချင်းတွေကိုယ်တိုင်ကသဘောထားဆန္ဒတွေဟာလားမတူကြတာတွေမတိုက်ဆိုင်ကြတာတွေကိုလည်းတွားပြီးတော့တွေ့ရပါတယ်အဲ့ဒီမှာဟာလားတက်တည်အနေနဲ့ဘာလို့ပြောပြချင်တယ်လဲဆိုရင်ဘာဒီဥက္ကဋ္ဌဖြစ်တဲ့ပုဂ္ဂိုလ်ကသမရမလုပ်ရဘဲနဲ့ဟုတ်လားအဲ့ဒီဘာဒီဥက္ကဋ္ဌကအခုလွတ်တော်ဥက္ကဋ္ဌကြီးဖြစ်နေတယ်ဆိုတာကပင်တင်ဟုတ်လားသူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲရဲ့လွတ်ဆက်တက်တည်ပြနေခြင်းပဲဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဒီနေရာမှာဒီပြန်ဒေတာကဟုတ်လားတချို့နယ်မြေဒေတာတွေမှာရွေးကောက်ပွဲလွတ်ဆက်လွတ်တာနဲ့ပတ်သက်ပြီးတော့ဒါတွေကိုကျွန်တော်တို့အနေနဲ့သိရှိရသလောက်ပြောပြလိုခြင်းဖြစ်ပါတယ်အဲ့ဒီတော့နောက်ထပ်ကျွန်တော်တို့တောင်တန်းဒေတာတွေမှာမလဲဒီလိုဖက်စစ်စစ်တပ်ရဲ့ဟန်ပြအတုအယောင်ရွေးကောက်ပွဲတွေဟာဟုတ်လားဘယ်လိုဆက်လုပ်ခဲ့တယ်လဲဆိုတဲ့အနေအထားကိုလည်းဆက်လက်ပြီးတော့ပြောပြချင်ပါတယ်အဲ့ဒီမှာတောင်တန်းဒေသနဲ့ပတ်သက်ပြီးတော့သူတို့ကတိုင်းသားပါတီတွေကိုဟုတ်လားမင်းမအောင်လုပ်တဲ့အပိုင်းလေးတွေရှိတယ်ငွေပေးစည်းရုံးတာလေးတွေရှိတယ်နောက်ထပ်ချင်းချောက်တဲ့အပိုင်းလေးတွေလည်းရှိပါတယ်ဒါကသူတို့စစ်အာဏာရှင်တွေတည်တံ့အောင်ခေတ်အဆက်ဆက်လုပ်ခဲ့တဲ့ဟုတ်လားပုံစံအတိုင်းပဲအခုလက်ရှိဆက်လုပ်နေကြပါတယ်အဲ့ဒီတော့ကတိုင်းသားပါတီတွေကိုဘယ်လိုမင်းမအောင်လုပ်တယ်လဲဆိုရင်ဟုတ်လားငါတို့စစ်တပ်ပါတီကြံ့ခိုင်ရေးပါတီဒီအင်အားအကြီးဆုံးဖြစ်တယ်ငါတို့ပါတီကပဲအနိုင်ရမှာပါနောက်ဆုံးတော့ဟုတ်လားအဲ့ဒီတော့ကမင်းတို့ဝင်ပြိုင်နေလဲပဲအလကားပဲဆိုတဲ့ပုံစံမျိုးနဲ့မင်းမအောင်ဟောပြောဟုတ်လားချင်းချောက်တာတွေရှိပါတယ်မင်းတို့အနေနဲ့ပြိုင်နေလဲနိုင်မှာမဟုတ်ဘူးငါတို့ပဲနိုင်မယ်ဆိုတဲ့အနေအထားနဲ့ဟုတ်လားမင်းမအောင်ပြောဆိုဟုတ်လားချင်းချောက်နေတာတွေရှိတယ်နောက်တစ်ခုဟုတ်လားဘာသာစကားမကြောင်းကျင်တဲ့တိုင်းသားတွေနားမလည်နေတဲ့ဟုတ်လားနိုင်ငံရေးကိုနားမလည်နိုင်တဲ့လူငယ်တွေဆိုရင်သူတို့အနေနဲ့ကငွေပေးပြီးတော့စီးရုံးတဲ့အပိုင်းလေးတွေလည်းရှိပါတယ်မင်းတို့မထူးဘူးငါတို့ပါတီကိုသာအားပေးကြငါတို့ပါတီကပဲအနိုင်ရမှာပါအဲ့ဒီခါကျရင်မင်းတို့ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်စသဖြင့်ပေါ့လူငယ်တွေကိုအဲ့ဒီလိုစီးရုံးတဲ့အပိုင်းလေးတွေကိုလည်းကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်နောက်ထပ်ချင်းချောက်ချင်းဆိုတဲ့အပိုင်းမှာလည်းပဲငါတို့ပါတီတွေတာလင်အနိုင်ရလာခဲ့ရင်ဘယ်လိုပဲဖြစ်ဖြစ်အနိုင်ရမှာတေးချတဲ့အဲ့ဒီအခါကျရင်မင်းတို့တိုင်းသားပါတီတွေအနေနဲ့အနိုင်မရဘူးဆိုရင်ပြန်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်ဟုတ်လားငါတို့အာဏာအောက်မှာပဲနေရမယ်ငါတို့အနိုင်ကျင့်တာပဲခံရမယ်မင်းတို့ငါတို့ဒူးပဲထောက်ရမယ်ဆိုတဲ့အတိုင်းအတာနဲ့ချင်းချောက်တာတွေကိုကျွန်တော်တို့တောင်တန်းဒေသတွေမှာဒါကျွန်တော်ရဲ့အတွေ့အကြုံပေါ့ခံစားခဲ့ရတယ်ဒါကဖက်စစ်စစ်တပ်ရဲ့ဟန်ပြအတုအယောင်လှုပ်ဆက်တွေကိုပြောပြတာပါတောင်တန်းဒေသမှာဒီလိုတွေလည်းဖြစ်နေတယ်ဆိုတာကိုပြောပြတာပါအဲ့တော့ကအဲ့ဒီလိုချင်းချောက်ပြီးတော့လှုပ်ဆက်တွေခင်းတဲ့အပြင်ကိုကျွန်တော်တို့ဒီဘက်ကဟုတ်လားနယ်မြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာလည်းပဲ
ပညာရေးကိုပညာရေးဖက်မှာပေါ့ပညာရေးဖက်မှာဆိုရင်မူလတန်းကျောင်းကနေအလယ်တန်းကျောင်းဖြစ်အောင်အလယ်တန်းကျောင်းကနေအထက်တန်းကျောင်းဖြစ်အောင်ငါတို့လုပ်ပေးမယ်ဆိုပြီးတော့မဲဆွယ်စည်းရုံးတာတွေရှိတယ်မင်းတို့ရွာအတွက်မင်းတို့ရပ်ကွက်အတွက်မီးရအောင်လုပ်ပေးမယ်ရေရအောင်လုပ်ပေးမယ်စသဖြင့်လမ်းခင်းပေးမယ်စသဖြင့်ဟောပြောစည်းရုံးခဲ့တာတွေလည်းရှိပါတယ်ဒါတွေဟာဖက်စစ်စစ်တပ်တွေသူတို့အာဏာတည်မြဲရေးအတွက်အတုအယောင်လှုပ်ဆက်တွေဖန်တီးခဲ့ကြတယ်ဆိုတာကိုပြောပြချင်တာပါအဲ့တော့အဲ့ဒီလိုစည်းရုံးပြီးတဲ့နောက်မှာတကယ်လဲသူတို့ကြံ့ဖို့အဖွဲ့အစည်းတွေဟာကြံ့ခိုင်ရဲ့အဖွဲ့အစည်းတွေဟာအောင်မြင်မှုရပြီးတဲ့နောက်ပိုင်းမှာလူထုကလည်းပဲဂျန်တဲ့တိုင်းသားတွေကလည်းခုနသူတို့ဆွဲဆောင်တယ်လို့လိုက်ပေးခဲ့ကြတယ်သို့တော်သူတို့အာဏာရပြီးချိန်ဘယ်လိုတွေတိုင်းသားတွေအပေါ်ကိုပြန်ဆက်ဆံတယ်လဲဆိုရင်ခုနသူတို့ပေးခဲ့တဲ့ဂရိတွေလမ်းဖောက်ပေးမယ်မီးရအောင်လုပ်ပေးမယ်ရေရအောင်လုပ်ပေးမယ်ဟုတ်လားလမ်းခင်းပေးမယ်မင်းတို့အရက်ဒေတာတွေကိုအကြောင်းနေတစ်စင်ပြီးတစ်စင်ဖွင့်ပေးမယ်ဆိုတော့သူတို့ပေးခဲ့တဲ့ဂရိတွေဟာလုံးဝမတီးတော့ဘဲနဲ့ဟုတ်လားသူတို့အာဏာရတဲ့အချိန်မှာဘာတွေလုပ်တယ်လဲဆိုရင်အာဏာလဲရပြီးရောအစိုးရဌာနအသီးသီးမှာတိုင်းရင်းသားတွေကိုဟုတ်လားဖိနှိပ်ဖို့ချုပ်ချယ်ဖို့ဟုတ်လားအရက်ဖက်ကဒီစစ်ထွက်တပ်ထွက်တွေကိုနေရာခန့်အပ်ပေးထားပြီးတော့ဟုတ်လားနေရာပေးပြီးတော့သူတို့ကြိုက်တယ်လို့ပြန်ပြီးတော့ခြေလှယ်သွားတဲ့အပိုင်းတွေကိုတွေ့ရပါတယ်အဲ့ဒီမှာဘာတွေကိုခြေလှယ်တယ်လဲဆိုရင်အဲ့ဒီအရက်ဒေတာမှာရှိတဲ့ဟုတ်လားတရားစာရတွေကိုသူတို့ကိုယ်ပိုင်တပွဲဟုတ်လားလှုပ်ရှားသွားတဲ့အပိုင်းတွေကိုလည်းတွေ့ရတယ်နောက်တစ်ခုနဂရိမတီပဲနဲ့ဟုတ်လားနေရာဒေတာဌာနတွေမှာလည်းပဲသူတို့တွေပဲအကုန်ယူထားပြီးတော့မင်းတို့တိုင်းသားတွေခန့်ွားဆိုတဲ့ပုံစံမျိုးနဲ့ငါတို့ကတော့ငါတို့ရထားတဲ့အာဏာဟုတ်လားနှစ်အတိုင်းတာတော့အတွင်းမှာငါတို့မိသားစုအရေးအတွက်အတိုင်းဝိုင်းအရေးအတွက်ကြိုက်တာလုပ်သွားမယ်ငါတို့ကိုကျိုးအတွက်ပဲလုပ်သွားမယ်ဆိုပြီးတော့လုပ်သွားတဲ့လှုပ်ရှားသွားတဲ့အပိုင်းတွေလည်းအများကြီးရှိပါတယ်ဒါဟာတောင်တန်းဒေတာတွေမှာခန်းစားနေကြတဲ့အနေအထားကိုကျွန်တော်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်ဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကကျွန်တော်ထပ်ပြောချင်တာကဘာသာရေးနဲ့ပတ်သက်ပြီးတော့လဲကောင်းကောင်းမွန်မွန်အခွင့်အရေးတွေပေးတာမရှိဘူးအနိုင်ကျင့်တာတွေရှိတယ်ဟုတ်လားစနေတနင်္ဂနွေမှာဘုရားကျောင်းပိတ်ခိုင်းတဲ့အနေအထားတွေရှိခဲ့ပါတယ်နောက်တစ်ခုကဟုတ်လားမတူပီမြို့နယ်ဘက်မှာဆိုရင်ဟုတ်လားအရင်မြန်မာနိုင်ငံမှာဒုတိယအကြီးဆုံးဖြစ်တဲ့လက်ဝါးကားတိုင်ကိုစိုက်ထားတဲ့နေရာရှိပါတယ်အဲ့ဒီနေရာကိုတတ်ချထားခြင်းတော့လိုချင်တော့ဘာလို့တလဲဆိုရင်အဲ့ဒီနေရာကိုတိမ်ပြီးတော့ဘာသာရေးကိုင်းအချင်းချင်းမတည့်ကြလို့ဟုတ်လားဒါဒီနေရာတွေကမကောင်းဘူးဆိုတဲ့အတိုင်းအတာတွေနဲ့အနိုင်ကျင့်ပြီးတော့အဲ့ဒီနေရာနယ်မြေဒေသတွေကိုတိမ်ပြီးတော့သူတို့မှတ်တရင်304ဆိုတဲ့တပ်ကိုလည်းတိစောက်ခဲ့တဲ့အတိုင်းအတာတွေရှိခဲ့ပါတယ်ဆိုလိုတာကဒီဘာသာရေးအပိုင်းမှာလည်းပဲဒီလိုအာဏာရှင်တွေဟာတောင်တန်းဒေသမှာဟလာအတူအယောင်လှုပ်ဆက်တွေလှုပ်ပြီးတော့ပြည်သူလူထုကိုအနိုင်ကျင့်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့တင်ပြလို့ခြင်းဖြစ်ပါတယ်ဆိုတော့ကခု2026ခုနှစ်မှာလည်းပဲအယူကိုင်းချုပ်ပေးပါဟုတ်ကဲ့ပြီးတော့မှာပါအခုတိုင်းသားဖွဲ့စည်းတွေနဲ့အယူကိုင်းတိုင်းသားဖွဲ့စည်းတွေနဲ့လက်တွဲပြီးတော့ပေါ့လေနော်သူတို့ကဘာတွေလုပ်တယ်လဲဆိုရင်ငါကိုသူတို့လုပ်နေကြအတိုင်းအသာပဲဟုတ်လားမတိတဲ့တိုင်းသားအဖွဲ့အစည်းတွေနဲ့နေရာပေးခြင်းဟုတ်လားငွေပေးခြင်းစသဖြင့်သူတို့စီးရုံနိုင်သလောက်ရအောင်စီးရုံပြီးတော့လုပ်ပေးသွားတဲ့အနေအထားတွေကိုတွေ့ရပါတယ်ဒါကိုကျွန်တော်အနေနဲ့တင်ပြလို့ခြင်းဖြစ်တယ်ဒီဟန်ပြဟုတ်လားအတူအယောင်ရွေးကောက်ပွဲကိုဟုတ်လားလုပ်နေကြပြီမဲ့လည်းပဲကျွန်တော်တို့ပြည်သူလူထုကတော့ဟုတ်လားပေါ်ထွက်လာမဲ့သူတို့ရဲ့အစိုးရတစ်ကိုလက်မခံဘဲနဲ့ခုခံဒေါ်လာရင်းစစ်ကိုဆက်လက်ပြီးတော့ဟုတ်လားကျွန်တော်တို့အနေနဲ့ပြုလုပ်သွားမှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဒီနေရာမှာအတိပေးချင်ပါတယ်ဒါကတော့တောင်တန်းဒေတာနဲ့မြေပြန့်ဒေတာကတော့သူတို့လိုရိုးလုံးစင်အတိုင်းလှုပ်သွားကြတယ်ဟုတ်လားစစ်အာဏာရှင်တွေရဲ့သူတို့အာဏာတည်တံ့ခံမြရဲ့အတွက်လှုပ်သွားတဲ့ဟုတ်လားလှုပ်ဆက်တွေဆိုတာကိုကျွန်တော်အနေနဲ့တင်ပြသွားခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဟုတ်လားပြည်သူလူထုအနေနဲ့ကလည်းလုံးဝစိတ်ဓာတ်မကျဘဲနဲ့မှန်ကန်နေတဲ့အဖွဲ့အစည်းဘက်ကနေရပ်တည်ပြီးတော့ဆက်လက်ဝန်းရံပေးဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်ဟုတ်ကဲ့ဒါနဲ့ဆက်လက်ပြီးဒီဖက်စစ်စစ်တပ်ဟန်ပြအတူအယောင်
နော်လှုပ်ဆက်တွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ဆွေးနွေးတင်ပြပေးဖို့ရန်ကျွန်တော်တို့ရဲ့ဆရာဦးထွန်းကြီးကိုကျွန်တော်ယူတည်လေးမြတ်စွာဖိတ်ကြားအပ်ပါတယ်ခင်ဗျ ကဲပါကုစလိုင်းအခုလိုမျိုးဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာကျွန်တော်တို့ဒီနေ့စကဝိုင်းခေါင်းစဉ်ကကိုနှစ်ပိုင်းခွဲပြီးတော့ဒီကျွန်တော်သုံးသက်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်လို့ပထမပိုင်းကတော့ဖက်စစ်စစ်အုပ်စုရဲ့ဟန်ပြအတူရောင်လုံဇက်တွေကဘာတွေဖြစ်မလဲပေါ့နော်ဒါပထမပိုင်းပေါ့နော်ဒုတိယပိုင်းကတော့တော်လိုင်းရဲ့ပစ္စကအခြေအနေတွေကလက်ရှိအနေအထားမှာဘာတွေလဲပေါ့နော်ဒါတွေနဲ့ပတ်သက်လို့ကတော့ကျွန်တော်ဆွေးနွေးသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်လို့အခုကတော့ကျွန်တော်ပထမပိုင်းအနေနဲ့ပေါ့နော်ဖက်စစ်စစ်အုပ်စုရဲ့ဟန်ပြအတူရောင်လုံဇက်တွေနဲ့ပတ်သက်လို့ပေါ့နော်ဘာတွေလဲဆိုတာကိုစပြီးတော့သုံးသပ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်လို့ဆိုတော့ကောင်းပြီကျွန်တော်တို့ဘာကိုပြောနေလဲဆိုတော့စစ်အာဏာရှင်ပေါ့နော်တပါတီစစ်အာဏာရှင်နေဝင်းလက်ထက်မှာအခုနိုင်ငံတကာစစ်ရာဇဝတ်ကောင်မဲအောင်လိုင်းအထိပေါ့နော်စစ်အာဏာရှင်အဆက်ဆက်ကတော့လူမျိုးရေးဘာသာရေးကိုလက်နက်ဖြစ်အသုံးချခဲ့တာဒီမိုစီနဲ့အငြိမ်းချမ်းရေးကိုလက်နက်ဖြစ်အသုံးချခဲ့တာဒါတွေနဲ့ပတ်သက်လို့ပေါ့နော်ရှေ့မှာလေလက်သက်တရားခံကစစ်အာဏာရှင်ဖြစ်တယ်အမျိုးမျိုးအဖုံဖုံပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာမိတင်းနေထိုင်နေကြတယ်စုံလင်ကွဲပြားတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံနိုင်ငံသူနိုင်ငံသားဒါပြည်သူတွေကိုဂျင်းနေပေါ့ဗျာနော်နောက်တစ်ခုကတော့လုံဇက်တွေပေါ့နော်အတူအယောင်တွေပေါ့ဟန်ပြတွေအခုမှမဟုတ်ဘူးဗျာအဓိကတော့သူတို့စစ်အာဏာတည်တဲ့ခိုင်မြဲရေးအတွက်သူတို့ရဲ့စစ်ကြီးဆိုးရေးဝါဒအတွက်သူတို့တက်ဆိုးရှိဖို့အတွက်ကိုသူတို့ကဘသူတည်တည်ငတေးမှရင်ပြီးတော့နော်ကဘာကျော်လူလိမ့်နေပါညင်းမရတဲ့ကိစ္စကျွန်တော်ပြန်ပြောင်းပြီးပြောချင်တာကတော့မကြသေးခင်က2025ဒီဇင်ဘာ28ရက်နေ့ကနေပြီးတော့အပိုင်း3ပိုင်းခွဲပြီးတော့ကျင်းပသွားတဲ့အတူရောင်ရွေးကောက်ပွဲပေါ့နော်ဟန်ပြရွေးကောက်ပွဲနဲ့ပတ်သက်လို့သူတို့ကတော့ကျွန်တော်ဒီထဲမှာဗာလေးတစ်ခုပြောချင်လဲဆိုတော့သူတို့လုပ်နေတယ်ဗျာသူတို့ပေးထားခြင်းအတိုင်းပေါ့နော်သူတို့ရဲ့လမ်းပြမြေပုံအတိုင်းရန်သူကဘုံရန်သူကရန်သူပိတာတယ်ဗျာရန်ကာစီကတ်တယ်ဆိုတော့ပြီးသွားတဲ့အပိုင်း3ပိုင်းကျင်းပတဲ့ရွေးကောက်ပွဲကရက်လက်ပေါ့နော်မကြသေးခင်ကမှကျွန်တော်မတ်လ16ရက်နေ့18ရက်နေ့နောက်တစ်ခုက20ရက်နေ့ပေါ့နော်အဲ့ဒီမှာပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်ပြီးတဲ့အခါကျတော့ပြည်တော်စုလွှတ်တော်ပေါ့နော်ဆိုတော့အဲ့ဒီကနေဘာတွေပေါ်ပေါက်လာလဲဆိုရင်စစ်လွှတ်တော်တွေပေါ့နော်စစ်ရာဇဝတ်ကောင်တွေနဲ့စုဖွဲ့ထားတဲ့စစ်လွှတ်တော်ပေါ့နော်ဒါတွေညင်းလို့မရဘူးမကြခင်မှာဒုသမ္မတ3ယောက်ကိုအစုအဖွဲ့3ဖွဲ့ကနေပြီးတော့သူတို့ရွေးကောက်တင်မြောက်ပြီးတော့ကျွန်တော်တကြံမတိုင်ခင်မှာပေါ့ဗျာနော်ဒါစစ်အစိုးရဆိုတာလေဒါဖွဲ့စည်းပေါ်ပေါက်လာတော့မှာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ငကိုကဲတဲ့ကဒီရွေးကောက်ပွဲကိုလောက်ရခြင်းရည်ချက်ကိုရှင်းနေတယ်နော်နိုင်လဲနိုင်ရမယ်ရှုံးရင်လည်းနိုင်ရမယ်နောက်ဆုံးပြရုပ်ဆွအစိုးသူ့ကိုဒီနိုင်ငံတော်စစ်ရာဇဝတ်ကောင်မင်းအွန်လိုင်းကိုအာဏာသိမ်းဖို့အာဏာလူဖို့အတွက်ကိုတိုက်တွန်းတဲ့အထဲမှာအကြံပြုတဲ့အထဲမှာဥဆောင်ရွက်အနေနဲ့ပါခဲ့တဲ့ကျွန်တော်ဥက္ကမောင်ဆွေတို့နောက်တစ်ခုကတော့တတ်ခိုင်လို့ပေါ့ဗျာဆိုတော့ဒီဥက္ကမောင်ဆွေရဲ့ပါတီပေါ့ဗျာ NDF ပေါ့နော်အဲ့ဒီပါတီဆိုဖြတ်သိမ်းလိုက်တာဗျာရှင်းတယ်သူတို့ကတော့သူတို့နိုင်ဂျီနဲ့ပတ်သက်လို့ပေါ့နော်သူတို့ရှောက်အောင်မဲ့လမ်းမှာအနှောင့်သွားဖြစ်တယ်ဆိုရင်တော့ပြပြသားသားသူတို့ကဖယ်ရှားပလိုက်တာပဲဗျာပါတီတစ်ခုလုံးကို NDF ပါတီတစ်ခုလုံးဖြတ်သိမ်းလိုက်တာဒါတစ်ခုနောက်တစ်ခုကတော့တတ်ခိုင်ဗျာသူပါဇက်ကနေကိုနိုင်ကသူကဘောမပါဆိုပြီးတော့သူပါဇက်ကကိုယ်တိုင်ပြောတာဗျာသို့တော်ညာလဲသူ့ကိုလည်းအကြောင်းပြတယ်ဘာနေငွေချရတဲ့ကိစ္စတွေအချိန်မီမဆက်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ကိုယ်စားလှယ်လောင်းပေါ့ဗျာအဲ့ဒီစိန်ကြီးကိုပယ်ဖြတ်ပလိုက်တာဗျာနော်အဲ့ဒါကဘာလဲဆိုတော့လမ်းရှင်းပလိုက်တာဗျာနံပါတ်1တစ်ချက်ကနော်ဘောင်းမီချွတ်တွေဘောင်းမီဝစ်တွေပေါ့နော်အဲ့ဒါတွေနဲ့ပဲသူတို့ကလွတ်တော်မှာရောအစိုးရအဖွဲ့မှာရောဒါသူတို့ကဒါတွေနဲ့ပဲစုဖွဲ့ခြင်းအခုအားလုံးကိုခြုံငုံတုံးတက်လိုက်တဲ့အခါကျတော့နော်ဘောင်းမီချွတ်တဲ့သူတွေရောဘောင်းမီဝတ်ထားတဲ့သူတွေပေါ့နော်စစ်လွတ်တော်မှာရောစစ်အစိုးရမှာပေါ့နော်90%ဟာတည်ကြတယ်ဗျ
အဲ့ဒါကစစ်ရာဇဝတ်ကောင်တွေကြီးပဲငင်းမရတဲ့ကိစ္စပါနော်ဒီစစ်ရာဇဝတ်ကောင်တွေနဲ့စစ်လွတ်တော်ကိုဒါအုပ်စုဖွဲ့နေပြီအဲ့ဒီမှာထပ်ပြီးတော့ဒါသူတို့ကဘာလုပ်လာလဲဆိုရင်ကျွန်တော်လွတ်တော်မှာအလွန်တရာမှအရေးကြီးတယ်ပေါ့နော်လွတ်တော်2ရက်ပေါ့နော်ပြည်သူ့လွတ်တော်မှာရောအမျိုးသားလွတ်တော်မှာရောအမြဲတမ်းကော်မတီ4ခုပေါ့နော်အဲ့ဒါတွေကိုလည်းစစ်ရာဇဝတ်ကောင်အဟောင်းတွေပေါ့ဗိုလ်ချုပ်ဟောင်းတွေနဲ့လွတ်တော်2ရက်မှာဒါသူတို့ကအစိုးရကိုအပြန်လန်းထိန်းကျောင်းကြပ်မတ်ဖို့ဆိုပြီးတော့တကယ်အဓိကကြတယ်နော်လွတ်တော်ရဲ့အဓိကကြတဲ့ရန်ရားကြီးတွေမှာလေဒီစစ်ရာဇဝတ်ကောင်တွေကိုပဲဒါသူတို့ကအဲ့ဒီလူတွေတော့သူတို့ယုံကြည်ရတာမရှိဘူးဗျဒါသူတို့အရက်ဖက်နဲ့အရက်သားတွေကိုမယုံကြည်ဘူးဗျအဲ့ဒီအတွက်ကြောင့်မလို့တကယ်ကြတော့စစ်လွတ်တော်လို့ကျွန်တော်သုံးတာလကားသုံးတာမဟုတ်ဘူးဗျအားလုံးကဘောင်းမီချွတ်နဲ့ဘောင်းမီချွတ်တွေဘောင်းမီချွတ်ထားတဲ့လူနဲ့ဘောင်းမီဝတ်ထားတဲ့လူဒါပဲကွာအဲ့ဒါတွေအားလုံးကတော့စစ်ရာဇဝတ်ကောင်တွေပဲနော်အဲ့ဒီအတွက်ကြောင့်မလို့2026ပေါ့နော်မတ်လ26ရက်နေ့မှာတော့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့ပေါ့နော်လွတ်တော်ကော်မတီတွေနဲ့ပတ်သက်လို့အပိသက်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ဆောင်ရွက်ဖို့ဆိုပြီးတော့ဒါညွှန်ကြားချက်လာတာဒီ30ရက်နေ့မှာဒုသမရ3ခုပေါ့နော်အစုအဖွဲ့3ခုကနေပြီးတော့တင်လာမယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်လို့လေသမရယူပေါ့ဗျာအာနာယူပေါ့ဗျာဒီနိုင်ငံတကာစစ်ရာဇဝတ်ကောင်မဲအောင်လိုင်းကလည်းသမရမှာမလုပ်ရဘူးဆိုရင်တော့ရှင်းပြောရင်ကိုတော်မှအသက်သိမလားလို့တော့မှဒါပြောရမလားပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါသူ့ရဲ့ဒီသမရာယူအိမ်မက်ပေါ့နော်။အဲ့ဒီအိမ်မက်ကြောင့်လေ2021ဖေဖော်ဝါရီကျွန်တော်တို့1ရက်နေ့မှာအာနာသိမ်းပြီးတော့ generation Z တွေတောင်းသားလူငယ်တွေပြည်သူလူထုရဲ့ဘဝတွေပေါ့နော်။အနာဂတ်တွေအိမ်မက်တွေကိုဖျက်ဆီးပလိုက်တာဗျ။ဆိုတော့ကျွန်တော်တို့ပြည်သူလူထုကရှင်းနေတယ်။မြေဦးတော်လိုင်းရဲ့စကလေးကအခုအချိန်ထိပြည်သူလူထုရဲ့တခဲနဲ့ထောက်ခံမှုကိုကျွန်တော်တို့ကရထားပြီးသားနောက်တစ်ချက်ကဒီဖက်စစ်စစ်အာဏာရှင်တွေနဲ့ပတ်သက်လို့ဖက်စစ်စစ်အုပ်စုနဲ့ပတ်သက်လို့ဘယ်သောအခါမှအုပ်ချုပ်ခွင့်မရစေရဆိုတဲ့နော်တနိဒ်တခံယူချက်တွေနဲ့ပြည်သူလူထုကအခုအချိန်ထိနောက်ဆုံးငုံမခံဘူးတုံ့ပြန်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုအချိန်ထိပြည်သူလူထုကတုံ့ပြန်နေတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့မြေသားညီညွတ်ရေးအစိုးရအနေနဲ့ကျွန်တော်တို့2021ကျွန်တော်တို့နွေဦးတော်လှန်ရေးမှာပြည်သူလူထုရဲ့ပါဝင်ပူးပေါင်းဆောင်ရွက်မှုပေါ့ဗျာတခဲနဲ့ထောက်ခံအားပေးမှုပေါ့ပံ့ပိုးကူညီမှုနောက်တစ်ခါလှူဒါန်းမှုတွေကအတိုင်းထဲအလွန်ပဲဗျာဆိုတော့အဲ့ဒါတွေကိုအမိအားစုပ်ကင်ပြီးတော့အခုတော့9နှစ်ပြည့်သွားပြီပေါ့ဗျာအချိန်ကြီးလဲလွန်လာပြီပေါ့နော်အခုချိန်ထိတာဝန်ခံမှုနဲ့ကျွန်တော်တို့ NUG ဒီအစိုးရပြပြတတ်နဲ့ပေါ့နော်ဆောင်ရွက်နေတာကတော့ကျွန်တော်တို့အလွန်တရာမှအားနည်းနေတာတွေ့ရတယ်ဘာကြောင့်လဲဆိုတော့ဒီဘုံရန်သူရဲ့ပေရချက်နောက်ကိုလိုက်ပြီးတော့လောက်ကင်ဆောင်ရွက်နေတာဒီဒါဘုံရန်သူရဲ့ဒါပေရချက်နောက်လိုက်ကလွဲလို့ကျန်တာဖြစ်เสียဘာအကြောင်းမှမရှိဘူးတစ်ဖက်မှာဒီဖက်စစ်စစ်အုပ်စုအနေနဲ့အပိုင်း3ပိုင်းညာအတူရောင်ပဲပြောဟန်ပြပဲပြောအဲ့ဒီအပိုင်း3ပိုင်းလုံးကိုသူကကျင်းပသွားနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တော်လိုင်းရေးကိုဥဆောင်ရွက်လုပ်နေပါလေဆိုတော့မြို့သားညီညွတ်ရေးအစိုးရပေါ့ NUG အနေနဲ့ကစီရေးရပေါ့နော်ဒီနေ့မှာကျွန်တော်ပြောနေတာကျွန်တော်တို့မျိုးဦးတော်လိုင်းရေးရဲ့ပေးတာချက်ကစစ်အနိုင်တိုက်ရေးဗျာဒါရှင်းလေးအဲ့ဒီစစ်အနိုင်တိုက်ရေးကနေသူဖြည့်သွားလို့မရဘူးဗျာနော်အဲ့ဒါကိုကျွန်တော်တို့ကအာယုံစိုက်ပြီးလုပ်ရမယ်နေရာမှာသူအပိုင်း3ပိုင်းကျင်းပသွားတယ်ဗျာနော်ဒါပေမဲ့စီရေးရအဲ့ဒီကျင်းပတဲ့နေမြေတွေကိုဖိအားမပေးနိုင်ခဲ့ဘူးနေပြည်တော်ကိုစိန်ခေါ်မှုဆိုတာအဝေးကြီးပဲဗျာနော်ဘာမှမလုပ်နိုင်ခဲ့ဘူးနော်အဲ့ဒါကိုကန့်ကွက်ပါတယ်စန့်ကျင်ပါတယ်လို့ပါဇက်ကပဲပြောနေတာနိဆိုတော့လေနဲ့ပြောနေလေလိုင်းအစိုးရထက်မပူဘူးပေါ့ဗျာတစ်ဖက်ကဘုံရန်သူကတော့ရှင်းတယ်ဗျာစုံနေတာပဲနော်လိန်နာတွေရောညာတာတွေရောနော်လှုပ်ဆက်တွေရောဆိုတော့နိုင်လဲနိုင်ရမယ်ရှုံးရင်လဲရှုံးရမယ်ပေါ့ဗျာဆိုတော့ဗျာပါတီငယ်လေးတွေအပေါ်မှာနော်အနိုင်ကျင့်ပူကြပြီးတော့မဲကိုရအောင်ညှစ်ပတ်သွားတာဗျာနော်ညင်နီးပေါင်းစုံဗျာညင်နီးပေါင်းစုံမပြိုင်ခင်တွေကနိုင်နေတဲ့နေရာတွေလည်းရှိတယ်ဗျာဘာကြောင့်လဲဆိုတော့လုံခြုံရေးမပေးနိုင်တဲ့အခါကျတော့ပါတီငယ်လေးတွေကသွားပြီးတော့အဲ့ဒီနယ်ပြည်တွေမှာသွားပြိုင်မှုတော်တော်ခက်တယ်ဗျအဲ့ဒါတွေအားလုံးကသူတို့ရသွားတာပဲဗျအနိုင်ကျင့်ပို့သွားပြီအနိုင်ကျင့်ပို့ကြပြီးတော့ရသွားတဲ့ကိစ္စတွေပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကစစ်လွတ်တော်တွေကိုကြည့်တဲ့အခါကျတော့မကြခင်မှာပေါက်လာမဲ့စစ်အစိုးရအဖွဲ့တွေကိုကြည့်လိုက်တဲ့အခါကျတော့လေသူတို့ကရှင်းတယ်ဗျသူတို့ကလွတ်တော်ကိုလွှမ်းမိုးဖို့နော်နောက်တစ်ခုက
ဒီလွတ်တော်ကိုချုပ်ကင်မှုအတွက်ကိုဒါအောင်စရာတော့အကြောင်းမရှိဘူးဗျ။ကိုရီးယားရေကောက်ပွဲလုပ်ခရရဟိုကသူတို့ကဒီလိုရေချက်တွေနဲ့လုပ်တာလေနော်။အဲ့ဒီကြောင့်ရေချက်ဒီပေါက်မြောင်သူတို့လုပ်သွားတယ်။လွတ်တော်ကိုလည်းသူတို့လွှမ်းမိုးမယ်နော်။လွတ်တော်ထဲမှာပဲမကြခင်မှာဒါသမ္မတကိုရွေးချယ်မယ်ပေါ့နော်။ဒါကြိုပြီးတော့ကျွန်တော်စည်ရင်းတွေထွက်ထားတဲ့ဒီအရာဆိုရင်တော့နိုင်ငံသားစစ်ရာဇဝတ်ကောင်ဒါမဲအွန်လိုင်းကသမ္မတနေရာမှာတော့ရှင်းပြောရင်ပြိုင်ဘက်ကင်းကင်းနဲ့ရသွားနိုင်ကြတယ်အများကြီးကျွန်တော်တို့တွေ့ရတယ်ပေါ့နောက်တစ်ခုကဒီအတွေ့အကြုံရွေးကောက်ပွဲဟန်ပြရွေးကောက်ပွဲကနေပြီးတော့ဒီလုံဆက်တရားနေထွက်ပေါ်လာမဲ့ရွေးကောက်ပွဲရလတ်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်လို့လေအတိမတ်ပြုဖို့ထောက်ခံဖို့ကျွန်တော်စူပါပါဝါနိုင်ငံဖြစ်တဲ့တရုတ်အစိုးရအပါဝင်ပေါ့နော်တရုတ်အစိုးရအပါဝင်ရုရှားဖက်ဒရေးရှင်းတို့ဘီလာရုစ်တို့မြောက်ကိုရီးယားတို့အိန္ဒိယတို့အာဆီယံနိုင်ငံတချို့ပေါ့နော်နောက်တစ်ခုကလည်းကျွန်တော်တို့မမျောလင့်ထားတဲ့နိုင်ငံတွေကလည်းပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ကြတယ်အများကြီးရှိတယ်ဒါတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ကနိုင်ငံတကာကိုညှို့နေလို့တော့မရဘူးဗျနိုင်ငံတကာအပေါ်မှာအယမ်းညှို့နေလို့တော့မရဘူးကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတယ်ပြည်သူလူထုမှာပြည်သူလူထုပဲပြည်သူပဲရှိတယ်ဒါကြောင့်ပြည်သူလူထုရဲ့တခဲနဲ့ထောက်ခံမှုရနေတဲ့သားနဲ့ဗျာနော်တကယ်ကြတော့အမေရစုပ်ကန်ပြီးတော့ပြည်သူလူထုရဲ့နိုင်ငံရေးစံနာနိုင်ငံရေးညှို့လင့်ချက်တွေအခုချိန်ကြီးကျွန်တော်တို့ကနော်မဖြစ်စည်းပေးနိုင်ခဲ့ဘူးနောက်တစ်ခုကတော့စစ်မှုထမ်းဥပဒေတွေနဲ့ပတ်သက်လို့နော်အခုကဒီအပတ်စဉ်23တောင်ရောက်နေပြီပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့လေကျွန်တော်အခုချိန်ကြီးပေါ့နော်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ပေါ့နော်ပြည်သူလူထုရဲ့ဝန်ဆောင်မှုပေါ့နော်နောက်တစ်ခုကစစ်ရှောင်စစ်ပေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ပြင်း NUG အစိုးရအနေနဲ့ကနော်လောက်ကင်ဆောင်ရွက်ပေးနိုင်တဲ့အတိုင်းတာပေါ့နော်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုမကာဝယ်ပေးနိုင်တယ်လို့အသက်အိုးအိမ်စီးစိမ်ပေါ်မှာနော်ဘုံကျဲတိုက်ခိုက်တပ်ဖြတ်နေတဲ့နော်ဒီစစ်အာဏာရှင်တွေကိုလည်းမတားဆီးနိုင်ဘူးနော်ဒါစစ်မှုထမ်းဒါဥပဒေနဲ့ပတ်သက်လို့လည်းမတားဆီးနိုင်ခဲ့ဘူးနောက်တစ်ခုကတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဥပဒေပေါ့ဗျာရွေးကာဥပဒေပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့လည်းဘာမှဟုတ်ပြီနော်မတားဆီးနိုင်ခဲ့တဲ့အခါကျတော့ရွေးကာဥပဒေနဲ့ဖမ်းထားတဲ့ကျွန်တော်တို့အပြစ်မဲ့ပြည်သူတွေလည်းအများကြီးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဘယ်နေရာတွေမှာအားနည်းချက်ဖြစ်နေတယ်လဲဘယ်တော့ဘယ်နေရာတွေမှာအားသာချက်ရှိနေတယ်လဲ NUG MOD တွေနဲ့ပြည့်ပြောင်းလဲရုပ်လေအခုချိန်ထိခေါင်းမာနဲ့ပေါ့ဗျာနော်ပြည်သူလူထုကဒီလောက်တောင်မှတိုက်တွန်းတောင်းဆိုပြီးတော့ညာလဲအခုချိန်ထိဟာပြည့်ပြောင်းလဲတစ်စုံတရာဘာမှမလုပ်နိုင်သလိုအထွေထွေထိုးစစ်ဆိုတာကလည်းလေထဲမှာပဲသူတို့ကလေထိုးစစ်ပေါ့နော်ဒါကြောင့် NUG ထဲမှာ MOD ထဲမှာလေတပ်ဗိုလ်ချုပ်ကြီးတွေကတော့တော်တော်များတယ်ဗျာဘာကြောင့်လဲဆိုတော့ဓာတ်ပုံနိုင်ငံရေးပေါ့ဗျာကြွကြော်တန်တော်လိုင်းရေးပေါ့နော် statement နိုင်ငံရေးနဲ့ဇွန်းတော်လိုင်းရေးပဲလုပ်နေတာပဲကျွန်တော်တို့သတိထားမိတယ်တကယ်ကြတော့ကိုပြောတဲ့စကားနဲ့ကိုလုပ်တဲ့အလုပ်ပေါ်မှာတော့တာဝန်ယူတာဝန်ခံမှုအားနည်းနေတဲ့အတွက်ကြောင့်မလို့ဘုံရန်သူကတော့ရှင်းပါတယ်သူ့လို့သူလုပ်သွားတယ်ဒီဘက်မှာတော့နော်ဘုံရန်သူတူတယ်လို့ပြောတယ်ဘုံရီမန်းချက်တူတယ်လို့ပြောတယ်သို့တော်ညာလဲရီမန်းချက်တူပူပေါင်းဆောင်ရွက်မှုတွေကအလွန်တရာမှအားနည်းနေတာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ဆုံးပထမပိုင်းကိုဗာနဲ့ကျွန်တော်ကဒီကုန်းချုပ်ချက်လဲဆိုတော့ဒီအတူအယောင်နဲ့ပတ်သက်လို့ပေါ့နော်ဒီဟန်ပြနဲ့ပတ်သက်လို့ဒီလုံဆက်တင်နဲ့ပတ်သက်လို့ကျွန်တော်တို့ကရှင်းတယ်ဗျအဲ့ဒါတော့ကျွန်တော်ပေးခြင်းတဲ့သတင်းစကားနှစ်ခုရှိပါတယ်အဲ့ဒါတော့ဖက်စစ်စေအုပ်စုကနေကျင်းပတဲ့တရားဝင်အတူအယောင်ရွေးကောက်ပွဲကိုအတိမမပြုတ်ဘူးပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ကတတနဲ့ထွက်ဖို့တော့လိုတယ်ပေါ့နော်ဒါတခုနောက်တစ်ခုကတော့နံပါတ်1ကတော့တရားမဝင်ပေါ့နော်ဟန်ပြရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့စစ်လွတ်တော်ပေါ့နော်အဲ့တော့စစ်အစိုးရအဖွဲ့ဟာပြည်သူလူထုကိုလုံးဝကိုစားမပြုတ်လို့ကျွန်တော်တို့ကအတိမမပြုတ်ဘူးပေါ့နော်ဒါကတော့သတင်းစကားနှစ်ခုပေါ့နော်နောက်တောင်းဆိုချက်တစ်ချက်ရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့အာဆီယံအပါအဝင်ပေါ့နော်ဒေသရင်းနဲ့နိုင်ငံကအတိုင်းဝိုင်းအနေနဲ့ပေါ့နော်ဖက်စစ်စုရဲ့အတွေ့အကြုံရွေးကောက်ပွဲရလဒ်ကနေပြီးတော့ပေါ်ထွက်လာတဲ့စစ်လက်တော်နဲ့စစ်အစိုးရကိုမြန်မာပြည်သူလူထုကိုစားမထောက်ခံဘူးအတိမပြုတ်ပေးဖို့မြစ်တာရက်ခံတောင်းဆိုတယ်ပေါ့နော်အဲ့ဒီအချက်၃ချက်ကိုကျွန်တော်နှစ်ချက်ကတော့သတင်းစကားပေါ့နော်နောက်တစ်ချက်ကတော့ဒါကျွန်တော်မြစ်တာရက်ခံနော်ဒါတောင်းဆိုတဲ့အချက်တစ်ချက်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဝင်မြရင်းနဲ့ပေါ့နော်ဆွေးနွေးသုံးသပ်တင်ပြရင်းနဲ့ကျွန်တော်ပထမပိုင်းကိုနေကုန်းချုပ်ပြစေလို့ဆက်လက်ပြီးတော့ဆရာမစုကြည်ကိုဒီကောင်းတင်ပုံမှာဆက်လက်ပြီးတော့ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ဆရာမကြီးကြားလားမသိဘူးစတာအခြေအနေနော်အရှိအခြေအနေကို
သတ်မှတ်နိုင်ပါတယ်နေမီမကြားရဘူးလားမသိရှင် ဆရာမအတန်ထစ်နေလို့အတန်က line ကဒီ line ကျနေသလားပေါ့နော်အတန်နည်းနည်းထစ်နေလို့ရပါတယ်ဆရာမပြောကြည့်ပါကျွန်တော်နောက်ထောင်ပါ ဟုတ်ကဲ့ရှင်ဟို line နည်းနည်းဟို line အောင်နေလို့ပါရှင် ဆရာမဒီလုံးလိုက်ကင်မရာပိတ်လိုက်ဆရာမကင်မရာပိတ်ပြီးပြောလိုက်တော့အဲ့ဒါဆိုရင်တော့အတန်ကောင်းသွားလိမ့်မယ်ဆရာမရတယ်ကင်မရာပိတ်လိုက်တော့ဒီကအတန်ကောင်းမှုလို့လေအတန်ထွက်ဖို့လို့ဆရာမ ဟုတ်ကဲ့ပါရှင်ဟုတ်ကြားရပြီလားမသိရှင် ကြားပြီဆရာမကောင်းတယ်ကင်မရာပိတ်လိုက်တော့ line ပြန်တက်လာတော့ ဟုတ်ကဲ့ပါရှင်နောက်တော်လိုင်းရဲ့ဒီစကားချီလက်ရှိအခြေအနေကိုဆုံးဖြတ်ပေးမယ်စစ်ကောင်စီဟာနယ်မြေစုံမှုအကြီးအကျယ်ဆုံးရှုံးနေပြီးတော့မြို့ပေါင်းများစွာကိုလက်လွတ်ထားရပါတယ်စစ်တပ်ရဲ့အင်အားအားဆိုရင်ပြိုကွဲပျက်စီးနေပြီးတော့ခုခံစစ်တပ်ကိုသာအားကိုးနေရတဲ့နောက်အခြေအနေဖြစ်ပါတယ်အခြေအနေတည်းဖြစ်ခဲ့ရနေပြီးတော့အခုဆိုလို့ရှိရင်တော်လှန်ရေးအင်အားစုတွေကြားနေပြီးတော့မိဖက်ပြပခါတွေကိုအသုံးချပြီးတော့တက်ရှုတစ်ခဲ့မှုများကြည်ကြဲပြန့်ပြန့်လှုပ်ဆောင်လာတဲ့အပေါ်မှာနော်တော်လှန်ရေးအင်အားစုများနဲ့ပြည်သူတရဲလုံးကနေအထူးသတိပြုစင်ကြင်ကြဖို့အထူးအရေးကြီးနေပါတယ်အခုဆိုရင်လွတ်မြောက်နယ်မြေများမှာဆိုရင် NUG နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနောက် EROS ပူးပေါင်းပြီးတော့ပြည်သူ့အုပ်ချုပ်ရေးပညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုဖော်ဆောင်ပေးနေတာဖြစ်ပါတယ်နော်၎င်းဟာဆိုလို့ရှိရင်စစ်အာဏာရှင်စနစ်နေရာမှာပြည်သူစနစ်နဲ့အစားထိုးနေတဲ့အောင်မြင်မှုတစ်ခုဖြစ်တဲ့အလျောက်ပြည်သူရဲ့ယုံကြည်အားကိုးရလောက်တဲ့အခြေအနေတည်းအဖြစ်နော်ဖန်တီးတိဆောက်ရန်အရေးကြီးပါတယ်နော်အာဏာရှင်တွန်းလှန်နေပြီးတော့ပြည်သူအပေါ်မှာအာဏာရှင်လိုပြုမှုဆက်ဆံခြင်းတွေလည်းမပြုလုပ်ဖို့ရအတွက်အရေးကြီးလာပါတယ်။နော်ရန်တရားတစ်ခုအောင်မြင်ဖြစ်ထွန်းတိဆောက်နိုင်ဖို့အတွက်ဆိုရင်ပြည်သူလူထုရဲ့ယုံကြည်ထောက်ခံမှုနဲ့ပူးပေါင်းပါဝင်လာခြင်းဟာအလေးထားတိဆောက်မှာဖြစ်ပါတယ်။နော်စစ်ကောင်စီဟာဆိုလို့ရှိရင်စစ်ရေးအရာမရှင်နိုင်တော့တဲ့အတွက်နော်တိုင်းရင်းသားမရှင်နိုင်တော့အတွက်နော်အတင်းအဓမ္မစစ်သားစုဆောင်းနေခြင်းဒီနော်ရက်သားပြစ်မှတ်တွေကိုဘုံကျဲနေခြင်းဒီနော်အတူရောင်ရွက်ကောက်ပွဲတွေရဲ့လုံးဆက်ခင်းပြီးတော့နိုင်ငံတကာစာမျက်နှာမှာဟန်ဆောင်ဖုံးကွယ်မှုတွေရည်ရွယ်ချက်ရှိလှုပ်ဆောင်ရတဲ့တော်လှန်ရေးကိုတုံဆိုင်သွားအောင်လှုပ်ဆောင်နေပါတယ်အာဏာရှင်စနစ်ကိုနော်အောင်မြင်စွာတွန်းလှန်ဖို့အတွက်အဓိကဆောင်ရွက်တဲ့အခြေအနေတွေကတော့ကျမအနေနဲ့မန်တိုင်လေးရက်ကိုအဓိကထားဆောင်ရွက်ရန်လိုအပ်နေတယ်လို့ရှုမြင်မိပါတယ်အဲ့ဒါတွေကတော့နိုင်ငံရေးနဲ့စီဟန်ချက်ညီမှုနောက်စစ်ကောင်စီရဲ့တောက်တိုင်များကိုဖျက်တောက်နိုင်ခြင်းပြည်သူခုခံအားနဲ့ထောက်ပံ့မှုနိုင်ငံတကာဆက်ဆံရေးနဲ့တရားဝင်မှုဖြစ်ပါတယ်ရှင်။ညီကုန်းချုပ်အနေနဲ့ဒီတော်လှန်ရေးဟာအချိန်တစ်ခုကြာနိုင်ပေမဲ့ကျမတို့ရဲ့စူးစီးမှုကအာဏာရှင်နဲ့တနက်ပြောင်းထက်ပုံမပြောအားကောင်းနေပါတယ်။နော်အဆုံးသက်အောင်ပွဲဟာကျမတို့ပြည်သူတွေရဲ့လက်ထက်မှာရှိပါတယ်လို့ခိုင်မာသောယုံကြည်ချက်နဲ့တင်ပြဆွေးနွေးအပ်ပါတယ်ရှင်။နော်ဆက်လက်ပြီးတော့ဒီမှာ slide 2မျိုးကိုတွဲအပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်ဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာမကျွန်တော်လည်းမျက်လုံးကတိတ်မကောင်းတော့ပိတ်ပြီးတော့ပဲကျွန်တော်ပြောပြစီလို့ကျွန်တော်မေတ္တာရက်ခံပါတယ်နော်ဟုတ်ကဲ့ပါအခုဒေါ်လာရေးပစ္စကအခြေအနေဆိုတဲ့ကောင်းစဉ်ရောက်လာပြီပေါ့နော်ဒီမှာကျွန်တော်အနေနဲ့သုံးသပ်ချင်တာကတော့ဒီပစ္စကအခြေအနေ NUG ရဲ့လှုပ်ဆောင်ချက်တွေကဘာတွေလဲဟုတ်လားကျွန်တော်တို့ LPDF အဖွဲ့တွေရဲ့လှုပ်ဆောင်ချက်တွေကဘာတွေလဲဆိုတာကိုအဓိကပြောပြချင်ပါတယ်မျှဝေချင်ပါတယ်2021ခုနှစ်စက္ကစဘက်ကအာဏာသိမ်းတာကိုပြည်သူလူထုဘက်ကလူထုအရေးငြိမ်းချမ်းစွာဖြည့်ရှင်းဖို့ကျွန်တော်တို့တောင်းဆိုခဲ့ကြတယ်ဗျာအဲ့လိုတောင်းဆိုခဲ့ကြတာတွေကိုဟုတ်လားကျွန်တော်တို့ဒီဘက်ကစစ်တပ်ကလက်မခံဘဲနဲ့ပြည်သူလူထုကိုအတင်းအဓမ္မဖြိုခွင်းပြီးတော့တနတ်နဲ့ဖြည့်ရှင်းတဲ့အထီတွေတောင်ဖြစ်ခဲ့ပါတယ်အဲ့ဒီအစကညီမတယောက်ဖြစ်တဲ့အတက်ခိုင်ရတဲ့စလာတဲ့
အနေအထားတွေဖြစ်ပါတယ်ဒါအလုံးပြည်သူလူထုတွေသိရှိကြပြီးသားလည်းဖြစ်တယ်အဲ့တော့အဲ့ဒီလိုဆန္ဒပြကြတောင်းဆိုမှုတွေကိုဟလာပြည်သူလူထုကိုဖြိုခွင်းတပ်ဖြတ်တာတွေကိုဟလာလက်မခံပဲအဲ့ဒီလိုရက်ဆက်ဆက်ရုံမှာကောက်ကျစ်စော်နဲ့ဖြိုခွင်းခဲ့တဲ့ဖြစ်ရပ်တွေကိုမကျေနပ်ကြသည့်ဟလာပြည်နယ်နဲ့တိုင်းဒေသအနှံ့မှာရှိတဲ့လူငယ်တွေဟာ LPDF ရဲဘော်တွေအဖြစ်ပြောင်းလဲလာကြတယ်အဲ့ဒီကနေကျွန်တော်တို့ခုခံတော်လှန်ရေးစစ်တွေကိုစတင်ခဲ့ကြတယ်ပေါ့ဗျာဟုတ်လားဒါကြောင့်မလို့ကျွန်တော်တို့ local တပ်ဖွဲ့ဝင်တွေဒီ NUG အဖွဲ့အစည်းတွေပေါ်မလာခင်မှာပြည်သူလူထုရှိကနေမရပ်တည်လာတဲ့အဖွဲ့အစည်းစတင်ပြီးတော့ရပ်တည်ခဲ့တဲ့အဖွဲ့အစည်းတွေလူငယ်တွေဖြစ်တယ်ဆိုတာကိုဒီနေရာမှာပြောချင်ပါတယ်ကျွန်တော်အနေနဲ့အဲ့ဒီတော့ကမြန်မာကြခင်မှာပဲကျွန်တော်တို့လပိုင်းအနေငယ်အကြာမှာပဲ CRPH ကနေတစင်ဖွဲ့စည်းပြီးတော့ CRPH ကနေကျွန်တော်တို့ဒီဘက်က NUG ဆိုတဲ့ဟုတ်လားအဖွဲ့ပေါ်လာတယ်အဲ့ဒီကနေတစင်ဟိုအတူတူတော်လှန်ခဲ့ကြတယ်ပေါ့ဗျာဒါပေမဲ့နောက်ပိုင်းကျတော့ဟုတ်လား LPDF အဖွဲ့နဲ့ပတ်သုံးဆိုပြီးတော့ကျွန်တော်တို့ကွဲလာတယ်ကွဲလာတဲ့အကြောင်းရင်းကလည်းပဲဟုတ်လားသူတို့ငကိုခရဲကစီစဉ်လာတယ်လို့ပဲကျွန်တော်ပြောပြစေအဲ့ဒီမှာဟုတ်လားဒီစစ်တိုက်တဲ့နေရာမှာခုနကျွန်တော်တို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုတဲ့အဖွဲ့တွေဟာဟုတ်လား NUG လောက်ကနေလက်အောက်မှာဟုတ်လားသူတို့ရဲ့အဖွဲ့ဝင်အဖြစ်ရပ်တည်ပြီးတော့စတင်ပြီးပေါ်ပေါက်လာတဲ့အခါမှာကိုယ်ပိုင်တိုက်တာခိုက်တာတွေလည်းစီရေးဖော်ဆောင်တာတွေကလည်းလုံးဝမရှိပါဘူးဟုတ်လားသူတို့အတွက်ကအခွန်ကောက်တာတွေခုနဟုတ်လားတရားစာရခိုးယူခိုးထုတ်တဲ့အပိုင်းတွေလည်းလှုပ်ဆောင်နေကြတာကိုကျွန်တော်တို့အနေနဲ့တွေ့ရှိရတယ်ဟုတ်လားဒီအပိုင်းမှာလည်းပဲဒီလှုပ်ဆောင်ချက်တွေကို LPDF အနေနဲ့က local တပ်ဖွဲ့တွေအနေနဲ့ကလက်မခံဘူးအဲ့တော့တူနဲ့တူအခြေအတင်တွေဖြစ်ခဲ့ကြတယ်လက်နဲ့ပြောင်းကြည်ထုတ်ခဲ့ကြတယ်ဒါတွေကပြစ်စကအခြေအနေဖြစ်နေတဲ့အတိုင်းဓာတ်တွေပြောဆိုခြင်းဖြစ်ပါတယ်အဲ့တော့အဲ့လိုကိုယ်တိုင်တိုက်ပွဲလည်းမဖော်ဆောင်နိုင်တိုက်တဲ့အဖွဲ့တွေကိုလည်းတားဆင်ပိတ်ပင်တဲ့အနေအထားတွေဖြစ်လာတော့ဟုတ်လားဟိုကျန်တဲ့လူငယ်အဖွဲ့အစည်းတွေကလက်မခံလာတော့ခုနကျွန်တော်ပြောခဲ့သလိုအချင်းချင်းပုတ်တိုက်မှုတွေဖြစ်လာတယ်ရဲဘော်တွေအချင်းချင်းကိုဒလန်တက်ပြီးတော့တပ်ဖြတ်တာတွေသူတို့အချင်းချင်းထဲမှာဟုတ်လားရဲမေတွေကိုမရင်းကျင်တာတွေအလောင်းဖြောက်တာတွေတရားစာရခိုးတာတွေဖြစ်ပေါ်လာတယ်အဲ့ဒါတွေကိုဘယ်သူတွေကတိလဲဆိုတော့လူကတပ်ဖွဲ့တွေကတိတယ်အဲ့ဒီတိတဲ့အတိုင်းဓာတ်တွေနဲ့နှိမ့်နှိုင်းဖြည့်ရှင်းပြီးဟိုကတောင်းဆိုတော့မရဘူးဟုတ်လားသူတို့ငကိုရည်ရွယ်ချက်ဖြစ်တဲ့သူတို့ဒီဟုတ်လားဒီဒေါ်လာရင်းကိုဖြိုခွဲဖျက်ဆီးမယ်ဆိုတဲ့ရည်ရွယ်ချက်ဟုတ်လားစီးပွားရေးကဏ္ဍကိုပဲလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်အနေနဲ့လုပ်လာကြတယ်လို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်ဒါဟာကြာကာလအစိုးရရဲ့အောင်မြင်မှုတွေလားလို့ခုတော့ပြည်သူတွေကမင်းနေကြပြီပေါ့လေဗျာနော်အဲ့တော့ရဲဘော်တွေကိုယ်တိုင်အလှခံပြီးတော့စစ်တိုက်နေရတယ်ဆိုတဲ့အတိုင်းအတာမှာလည်းပဲရဲဘော်တွေဟာစစ်တိုက်တဲ့အခါမှာအမိန့်ရမှတိုက်ရမယ်ဆိုတဲ့အနေအထားတွေဖြစ်အမိန့်မရလို့မတိုက်ရဘူးဆိုရင်အမိန့်မရတဲ့အခါမှာရန်သူတွေဝင်လာခံရမလို့မြင်ရတယ်အဲ့တော့တိုက်ပြီးရင်လည်းလက်နက်တွေကိုပြန်အပ်ရမယ်ဆိုတဲ့အဖြစ်အပျက်တွေဟာလုံးဝကိုမဖြစ်တဲ့အနေအထားတွေပါဒါကကျွန်တော်တို့ဒီ NUG နဲ့NUG လက်အောက်ကဟုတ်လားပါသုံးလုံးနဲ့ဒီ LPDF ပစ္စကအခြေအနေမှာဖြစ်နေတဲ့အတိုင်းအတာတွေကိုကျွန်တော်အနေနဲ့ပြောပြတာပါဒါကြောင့် NUG နဲ့တပ်ဖွဲ့ဝင်များသည်အာဏာရှင်တွေရဲ့လက်ပါစေအာဏာရှင်လက်တစ်တွေဖြစ်တယ်ဆိုတာကိုသူတို့လုပ်ရက်တွေကယခုတက်တည်ပြနေပါပြီဟုတ်လားလက်နက်ကင်ရဲဘော်တွေအနေနဲ့ကလည်းနိုင်ငံရေးကစားကွက်ကိုနားလည်ဖို့လိုပြီသူတို့ရဲ့ခပိုက်ဆောင်တပ်တွေမဖြစ်ဖို့ပေါ့ဗျာကျွန်တော်အနေနဲ့ပြည်သူလူထုတွေရဲ့တပ်သားစစ်တွေဟုတ်လားတပ်သားအစစ်တွေဖြစ်ဖို့ကိုလိုအပ်ပါတယ်ကျွန်တော်ရှိလာပကူဘက်ကတောင်တာဘက်ကတရဦးဘက်ကမြင်းချံဘက်ကစသဖြင့်လာပြီးတော့ပြောနေကြတဲ့အတိုင်းဓာတ်တွေလည်းရင်ဖွင့်ကြတဲ့အတိုင်းဓာတ်တွေလည်းဖြစ်ပါတယ်လေရင်ပြန်လာပြီးဆိုရင်ပါသုံးလုံးအဖွဲ့တွေအရင်ပြေးတယ်သူတို့ပဲတိုက်နေရတယ်ပေါ့နောက်ပိုင်းကျတော့လည်းတိုက်ပြီးသားနေရာတွေတိမ့်ပိုက်ပြီးသားနေမြေတွေကိုဒီပါသုံးလုံးအဖွဲ့တွေကပဲဝင်ပြီးတော့နေရာယူတယ်အာဏာတည်ဆောက်တယ်ဟုတ်လားအခွင့်အရေးတွေအများကြီးယူတယ်နောက်ဆုံး BNR လို့ခိုင်မာနေတဲ့အဖွဲ့အစည်းတွေကိုတော့မှတိုက်ထုတ်ပစ်လိုက်တဲ့အခြေအနေတွေဖြစ်လာတယ်ဒါကိုကျွန်တော်အနေနဲ့
ဟုတ်လားလက်ရှိပစ္စကအခြေအနေမှာ LPDF နဲ့ NUG အခြေအနေဖြစ်နေတဲ့ဆိုတဲ့အနေအထားကိုကျွန်တော်အနေနဲ့သိရှိရတာတွေကိုပြောပြတာပါဒီလိုလောက်ရက်တွေဟာငကိုရည်ရွယ်ချက်နဲ့တူညီပါတယ်ဆိုတဲ့အကြောင်းလေးကိုထပ်ပြီးတော့ပြောချင်ပါတယ်ဘယ်လိုရည်ရွယ်ချက်တွေလဲဆိုတော့ဟုတ်လားဒုထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့ NUG ဆိုတဲ့အတိုင်းသာရှိပါတယ်အဲ့ဒီမှာ NLD အနေနဲ့အာဏာလူယူခံရပြီးတဲ့နောက်ပိုင်းသိမ်းခံရပြီးတဲ့နောက်ပိုင်းမှာဟုတ်လားနောက်ပိုင်းဖြစ်လာတဲ့ပြဿနာများဒီဟုတ်လားအာဏာသိမ်းသူဤတာဝန်တာဖြစ်တဲ့ NLD အစိုးရနဲ့မတိုင်းဆိုင်တော့ပါဘူးဆိုပြီးတကားပိတ်ထားခဲ့ပြီးသားပါသို့တော်လည်းပဲနိုင်ငံရေးပါဝါတဲ့လူစားနိုင်ငံရေးသမားအဖွဲ့အစည်းတွေကဟုတ်လားကျွန်တော်တို့ဒီအဖွဲ့အစည်းကြီးကိုထူထောင်လာပြီးတော့ဟုတ်လားသူတို့ရဲ့ထူထောင်လာရတဲ့ရည်ရွယ်ချက်ကလည်းပဲဟုတ်လားနောင်တစ်ခါဒေချာပေါက်ပေါ်ထွက်လာမဲ့ဒေါ်လာရဲ့အဖွဲ့အစည်းတွေကိုဟုတ်လားဖြိုခွင်းဖို့ဟုတ်လားဒေါ်လာရဲ့အဖွဲ့အစည်းတွေကိုပြည်သူလူထုရဲ့ငွေတွေမတက်ရောက်ဖို့မစည်းစိမ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲလှုပ်ဆောင်ခဲ့ကြတယ်လို့ဟုတ်လားကျွန်တော်တို့သိရှိခဲ့ရပါတယ်2022မှာပေါ့နေအဲ့ဒါအမေစုနဲ့အတူအနီးကနေခဲ့ကြတဲ့ပုဂ္ဂိုလ်တွေနဲ့ကျွန်တော်တို့ကရင်းနေပါတယ်အဲ့ဒီအတိုင်းအတာတွေကြောင့်ကျွန်တော်ပြောရခြင်းဖြစ်တယ်ဆိုတော့အခုအတိုင်းအတာဖြစ်နေတဲ့အတိုင်းအတာတွေဟာအဲ့ဒီခရက်သူတို့ရည်ရွယ်ထားတဲ့အတိုင်းပဲဖြစ်လာတယ်ဆိုတဲ့အနေအထားကိုကျွန်တော်အနေနဲ့တင်ပြလိုခြင်းဖြစ်တယ်နောက်ထပ်တိုင်းသားတွေအဖွဲ့တွေနဲ့ NUG ကဏ္ဍမှာလည်းပဲတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအရာစီးရေးအရာမိသည့်သဘောတူညီမှုမှမရယူနိုင်ပါဘူးဒီအဖွဲ့အစည်းအနေနဲ့ပေါ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းလုံးဝအများပြည်သူလက်ခံနိုင်အောင်ဖွဲ့စည်းချပြနိုင်တဲ့အနေအထားမရှိဘူးဒါကြောင့်ကျွန်တော်တို့တောင်တန်းဒေသတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ကလည်းယုံကြည်မှုမရှိတာပေါ့နော်အဲ့ဒါကိုကျွန်တော်အနေနဲ့ပြောချင်တယ်တိုင်းသားတွေအနေနဲ့ကလည်းပဲမိမိလူမျိုးမိမိပါတီမိမိကံကြမ္မာကိုဖန်တီးခွင့်ရပြီးမှတာလင်ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုတွားတင်ပါတယ်လို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်နောက်ထပ်ဒီမှာပြောချင်တာကတော့သမရဒူအာလာရှိဝါနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်ဒီနေ့ဒီချိန်ဒီခါမှာသူ့ရဲ့မိခွန်းနေသူ့ရဲ့အနေအထားတွေကိုကြည့်ရတာကဟလာမျက်နှာလိုက်လာတဲ့အနေအထားတွေကိုတွေ့ရတယ်စကိုင်းတိုင်းဒေသမကွေးတိုင်းဒေသကျန်တဲ့ပြည်နယ်နဲ့တိုင်းတွေမှာတပ်ဖြတ်မှုတွေမရိမ့်မှုတွေမတရားမှုတွေတရားစာရခိုးထုတ်မှုတွေရှိတော့ကတော့ဘာမှမပြောဆိုခဲ့ဘူးဘာမှဟလာထုတ်ပြန်တာတွေမရှိခဲ့ဘူးတိုးတော့ခုလို MNDAA နဲ့ DNLA ဖြစ်လာတဲ့ကိစ္စတွေမှာကြတော့ဝင်ပြီးတော့ပြောလာတဲ့အနေအထားဟာသမရရဲ့ဂုဏ်သိက္ခာနဲ့မညီညွတ်ပါဘူးလို့ပြောချင်ပါတယ်ဒါတွေဟာမျက်နှာလိုက်တယ်လို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့တော့ဟလာအခိုင်ခံရသည့်ရုပ်သေးရုပ်သမရဖြစ်နေပါတယ်ဒါကိုသမရအနေနဲ့ဆင်ခြင်ဖို့လိုတယ်ကျွန်တော်တို့တိုင်းသားတွေရဲ့မျက်ရည်ကိုလည်းကြည်ပေးပါအောင်လို့ကျွန်တော်အနေနဲ့ကတော့တောင်းဆိုချင်ပါတယ်မေတ္တာရက်ခံပါတယ်ဒါကြောင့်မလို့စေအာနာရှင်စနစ်ရှိနေသေးတယ်ကျွန်တော်တို့ဒေါ်လာကြီးဆိုတာကတော့ရှိနေအောင်ပါပဲအာနာရှင်ဆိုတာဖိနှိပ်နေသေးတဲ့အနေအထားတွေရှိတဲ့အတွက်ကြောင့်မလို့ဖိနှိပ်ခံရတဲ့လူတွေကဆက်ပြီးတော့ဟလာခုခံဒေါ်လာကြီးစစ်ဆိုတာရှိနေအောင်မယ်လို့ကျွန်တော်အနေနဲ့ကတော့ဆက်ပြီးပြောချင်တယ်ဒီနေရာမှာဒေါ်လာရင်းကိုထိခိုက်စေတဲ့အကြောင်းအရာတွေမှာလည်းပဲဟလာနာမည်အစွဲထားတာတွေသတင်းမီဒီယာတွေကဖွာတာတွေမဟုတ်မှန်ဟလာကိုပိုင်မီဒီယာတွေကနေမြေပြင်သတင်းတွေကိုပြည်ပသတင်းတွေကိုမြေပြင်ပို့အဲ့ဒီနှုတ်မလုံတဲ့ကိစ္စတွေဟာလည်းတိတ်ကိုအရေးကြီးပါတယ်လို့ကျွန်တော်အနေနဲ့နှုတ်လုံပေးကြပါလို့တိုက်တွန်းချင်ပါတယ်ဒါကြောင့်ဒီမှာထောက်ပို့နေဒေါ်လာရဲဘော်များကဏ္ဍမှာဓမ္မအင်အားကြီးလာအောင်လှုပ်ဆောင်ဖို့လိုနေပါတယ်တနိုင်ငံလုံးမှာအမှန်တကယ်စစ်တိုက်နေကြတဲ့ရဲဘော်များကိုဟလာကျွန်တော်အနေနဲ့တိုက်တွန်းချင်တာကတော့မြေပြင်မှာစီစီလုံးလုံးနေပေးကြပါဟလာပြည်ပဘက်ကထောက်ပို့များအနေဖြင့်ကလည်းစီစီလုံးလုံးနဲ့နေပေးကြပါတကယ်အလုပ်လုပ်တဲ့အဖွဲ့အစည်းတွေကိုထောက်ပို့ပေးကြပါလို့ကျွန်တော်အနေနဲ့ဟလာတိုက်တွန်းပါတယ်ဆိုတော့မြေပြင်ကရဲဘော်များနဲ့အတူဟလာနာတော်တာဆင်နေကြတဲ့တိုင်းပေါ်ကကျွန်တော်တို့ပြည်သူလူထုဘက်ကပါတဲ့ညီကူမောင်နှမအများအားလုံးဟလာကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရဲဘော်များအနေဖြင့်ဘေးကင်းစွာဖြင့်တိုက်ပွဲများစွာအောင်နိုင်ကြပါစေလို့တောင်းဆိုမြတ်တာပို့သပေးလိုက်ပါတယ်ခင်ဗျဆက်လက်ပြီးတော့ဒီကျွန်တော်တို့ဒီဒေါ်လာကြီးပစ္စကအခြေအနေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ဆွေးနွေးပေးပါရန်ဆရာဦးထွန်းကြီးကိုကျွန်တော်ဖိတ်မှန်တကပြုအပ်ပါတယ်ခင်ဗျ
ဟုတ်ကဲ့ပါကုသလန်းကြီးဒုတိယကြိမ်ထပ်ပြီးတော့ဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါလို့ထပ်မံပြီးတော့နှုတ်ခွန်းဆက်ပါတယ်ဗျာဒုတိယပိုင်းကတော့တော်လိုင်းကြီးရဲ့ပစ္စကအခြေအနေပေါ့နော်ပြောချင်တာကတော့မျက်မှောက်ပေါ့နော်လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ဘယ်ဥတီနေလဲပေါ့ဗျာ9 နှစ်ပြည့်သွားပြီကျွန်တော်6 နှစ်ထဲရောက်ပြီပေါ့နော်တော်လိုင်းကြီးရဲ့ဒီအရွေ့ပေါ့နော်ရလဒ်တွေကဘယ်လိုအခြေအနေမျိုးမှာရှိတယ်လဲပေါ့နော်အဲ့ဒါကိုပြန်သုံးသပ်ကြည့်တဲ့အခါကျတော့တော်လိုင်းတစ်ရက်ကိုဆင်နွှဲတဲ့အခါမှာနိုင်ငံရေးစစ်ရေးတန်တမာရေးမျက်နှာစာသုံးပဲဟန်ချက်ညီညီရိတ်ဆက်မိမိကျွန်တော်တို့ဖြစ်ဖို့လိုတယ်ပေါ့နော်တကယ်ရောကျွန်တော်တို့တော်လိုင်းရေးကဟန်ချက်ညီညီရိတ်ဆက်မိမိကျွန်တော်တို့ဖြစ်သလားပေါ့နော်နောက်တစ်ခုကတော့လက်ရှိဒီအရှိတရားကိုကျွန်တော်တို့လက်ခံဖို့လိုတယ်ဗျနော်ဝန်ခံမှုတော့လိုတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အရေးတော်ပုံနိုင်နေပြီဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အရေးတော်ပုံဒီအောင်နေပြီဆိုတဲ့ပုံစံမျိုးတွေဟာတကယ်ကြတော့လက်တွေ့နဲ့ဟာကင်းကွာနေတာတွေနော်လက်တွေ့မကြတာတွေအဲ့တော့အပြေမောက်တာတွေကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်ဆိုတော့ကောင်းပြီအဲ့ဒါဆိုရင်9 နှစ်ပြည့်ပြီကျွန်တော်6 နှစ်ထဲရောက်လာပြီပေါ့နော်ဆိုတော့တော်လိုင်းရေးကိုဥဆောင်ရွက်လုပ်နေတဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရပေါ့နော်ကျွန်တော်တို့တကယ်ကြတော့အစိုးရဖွဲ့ပြီးတော့သူကတော်လိုင်းရေးလုပ်တာဗျတော်တော့ရှင်းရထူးခြားပေါ့နော်တကယ်ရောအလုံးလုံးနိုင်သလားဆိုတော့ငကိုတော့ဆိုရင်ဝန်ကြီးဌာန18 ခုလောက်ဖွဲ့ထားတာဗျမလို့အဖဲနဲ့ပေါ့နော်နောက်တစ်ခါတကယ်ကြတော့ PDF ရှိရသားနဲ့တကယ်ကြတော့ပါသုံးလုံးလိုသလားပေါ့ဗျာပကဖလိုသလားပေါ့နော်အဲ့ဒါမျိုးတွေကမလို့အဖဲနဲ့ပေါ့ဗျာပြည်သူလူထုရဲ့ပြည်တွင်းပြည်ပပြည်သူလူထုရဲ့ပံ့ပိုးမှုကူညီမှုတွေပေါ့နော်နောက်တစ်ခုကလှူဒါန်းမှုတွေပေါ့နော်အဲ့ဒါတွေကတကယ်ကြတော့အခုလိုမျိုး9 နှစ်ပြည့်ပြီး6 နှစ်တည်းရောက်တဲ့အခါမှာကျွန်တော်တို့တော်လိုင်းရေးအရွေ့ရာတစုံတရာပေါ့နော်အတိုင်းတာတစ်ခုတည်းပေါ့နော်ကျွန်တော်တို့အရွေ့တစ်ခုပေါ့ရလကောင်းတွေကျွန်တော်တို့မြင်တွေ့ရမယ့်အခြေအနေမျိုးပေါ့နော်အခုကတော့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့စစ်ရေးနဲ့ပတ်သက်လို့ပဲပြောနိုင်ငံရေးနဲ့ပတ်သက်လို့ပဲဆိုပေါ့နော်အင်အားချိန်ဝင်ရှာကအပြောင်းလဲတွေဖြစ်လာတယ်ပေါ့နော်ဘုံရန်သူဒီအပိုင်းနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်ရှေ့မှာလည်းကျွန်တော်ပြောရပြီးပါပြီဘုံရန်သူကသူ့လုပ်နေတယ်သူ့ပေရချက်နဲ့သူသွားနေတယ်သူ့လမ်းပြမြေပုံနဲ့သူသွားနေတယ်ဘာပြီးပါပေါ့နော်ဆိုတော့တကယ်ကြတော့သူ့ရဲ့စစ်သား resource ပေါ့နော်စစ်သားအရင်းမြစ်နဲ့ပတ်သက်လို့လေဒီဘက်မှာစုပနာဥပဒေကိုအတင်းအဓမ္မပြဋ္ဌာန်းပြီးတော့ကျွန်တော်တို့ရဲ့ generation Z တွေចောင်းသားလူငယ်တွေပြည်သူလူထုအပေါ်မှာအနိုင်ကျင့်ပူကြပြီးတော့အခုဆိုရင်အပတ်စဉ်23ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကတသိန်း1000 ခွဲလောက်ကျွန်တော်ဖြစ်သွားပြီအဲ့ဒါကတော့လက်ရှိကိန်းကနန်းပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လက်လန်းမမီတဲ့ပေါ်တာဆွဲတဲ့ကိစ္စတွေလည်းအများကြီးပဲအခုဆိုရင်အမျိုးသမီးကျွန်တော်တို့တင်နန်းတွေပေါ့နော်အပတ်စဉ်တွေလာနေပြီဆိုတော့တကယ်ကြတော့အဲ့ဒါတွေနဲ့ပတ်သက်လို့လေနော် NUG ကအစိုးရတရက်လို့တာသူပြောတယ်လေသို့တော်ညာလဲတော်လိုင်းအစိုးရပိတရလားပေါ့နော်ဆိုတော့ဒါတွေလည်းကျွန်တော်တို့ကပြန်ပြီးသုံးသပ်မယ်ကိစ္စတွေဖြစ်တယ်နောက်တစ်ခုကတော်လိုင်းအစိုးရလို့ပြောပြီးတော့တီစဲအစိုးရပုံစံမျိုးတွေအာဏာရအစိုးရပုံစံမျိုးတွေလောက်လာတယ်ကျွန်တော်တို့ကတော့တွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အခုဆိုရင်နော် COC နဲ့ပတ်သက်လို့ပေါ့ဗျာနော်သူ့အောက်ဝင်ရမယ်နောက်တစ်ခါသူနဲ့မတူရင်ငါနဲ့မတူငါရန်သူပေါ့ဗျာတကယ်ကြတော့ဖိအားပေးပြီးတော့ဒီအင်အားသုံးတာတဲ့စာရင်ပေါ့နော်စီယုံသိမ့်ပြီးတော့တကယ်ကြတော့ဒီ local တွေပေါ့နော်local တွေတက်ပတ်သက်လို့ကျွန်တော်ဘာလေးတခုပြောချင်လဲဆိုတော့ local ဆိုတာက NUG မပေါ်ခင်တည်းက MOD မပေါ်ခင်တည်းကနော် PDF တွေမပေါ်ခင်တည်းကပါသုံးလုံးမပေါ်ခင်တည်းကသက်ဆိုင်ရာကျွန်တော်တို့ဒီ data တွေမှာ local တွေကရလက်နဲ့ကိုဆွဲကင်ပြီးတော့ဒီဘုံရန်သူကိုတိုက်ပွဲဝင်ခဲ့တာအသက်ပေါင်းမြောက်များစွာပြီးခဲ့ရပြီဘဝတွေအများကြီးပြည့်စက်ခဲ့ရပြီနောက်တော့ကိုလက်အင်္ဂါတွေအများကြီးဆွတ်လွတ်ခဲ့ရပြီဗျာဆိုတော့အထူးသဖြင့်တော့အညာပေါ့ဗျာမြေပြန့်ပေါ့နော်အညာဒီမြေပြန့်ဒီလူဦးတော်လိုင်းရေးရဲ့ဘိုးချက်မှဖြစ်တယ်ဗျာအသေးနှလုံးဖြစ်တယ်ဗျာအသက်ဝိညာဉ်ဖြစ်တယ်ကျွန်တော်တို့အညာကိုမြေပြန့်ကိုကျွန်တော်တို့ကထိခိုက်လို့မရဘူးဗျာဆိုတော့အဲ့ဒီဒေသမှာပဲ local တွေမြောက်များစွာရှိနေတယ်အတက်နိုင်ဆုံးဗျာနော်
ဒီ NUG MOD အနေနဲ့သူကအစိုးရပဲလေဗျာရမတ်ကြဲထားပြီးတော့သဘောထားကြီးနဲ့တွတ်ဆုံဆွေးနွေးညှိနှိုင်းပြီးတော့စီယုံသိမ်းမယ်ဆိုရင်ဒါအများကြီးအောင်မြင်နိုင်တယ်ပေါ့ဗျာငကိုတော့ဆိုလူကယ်တွေကတန်းစီပြီးတော့မှတ်ပုံတင်မှုအတွက်စောင့်နေကြတာဒါပေမဲ့အဲ့ဒီချိန်မှာခါတီးတီးပဲနော်ဆိုတော့ဒါမျိုးတွေကတကယ်ကြတော့ဒီတော်လိုင်းရေးအောင်မှုအတွက်ကအနှောင့်သွားတယ်အခုစဉ်ပို့ဆိုးလာတာက NUG အနေနဲ့က MOD အနေနဲ့ကစက်အနိုင်တိုက်ရေးဒီဘယ်အပေါ်မှာလဲဆိုတဲ့မေးခွန်းကိုကျွန်တော်အပြန်မေးနေရတယ်ပေါ့နော်တကယ်ကြတော့မျိုးဦးတော်လိုင်းရဲ့ပေးထားချက်ကရှင်းတယ်ဗျာစက်အနိုင်တိုက်ရေးဗျာနော်အဲ့ဒီစက်အနိုင်တိုက်ရေးကိုကျွန်တော်တို့ကသူ့ပြီးသွားလို့မရဘူးဗျာအဲ့ဒါကိုအာယုံစိုက်ပြီးတော့မရှိမဖြစ်လိုအပ်တယ်ပေါ့နော်ကျွန်တော်စက်အနိုင်တိုက်ရေးအတွက်မရှိမဖြစ်လိုအပ်တယ်ဒီဗျူဟာမြောက်မဟာမိတ်တပ်ပေါင်းစုပေါ့အဲ့ဒါလည်းအခုချိန်ကြီးကနိုင်ငံရေးနော်တပ်ပေါင်းစုစီရေးရတပ်ပေါင်းစုအဲ့ဒါနဲ့ပတ်သက်လို့ပြပြကျွန်တော်တို့မဆောင်ရနိုင်သေးဘူးမဆောင်ရနိုင်သေးဘူးနောက်တစ်ခုကဆောင်ရပြီးသွားတဲ့ကျွန်တော်တို့မျိုးတော်လိုင်းမဟာမိတ်တပ်ပေါင်းစုပေါ့ဗျာ16ဘွဲ့ပေါ့ဗျာကျွန်တော်မျိုးတော်လိုင်းမှာလူငယ်တွေဥဆောင်ပြီးတော့အပြိုင်ရိုင်းပေါ့နော်ပေါ်ပေါက်လာတဲ့ဒီ local ကျွန်တော်တို့ဒေသကာဝေးရေးတပ်တွေပေါ့နော်အဲ့ဒါကလည်း16ဘွဲ့ကနေပြီးတော့အခုချိန်ဒီ plus ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့20မဖြစ်လာဘူး21မဖြစ်လာသေးဘူး22မဖြစ်လာသေးဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ခိုင်မာအားကောင်းပြီးတော့ကျေပြန့်နေကျွန်တော်တို့မဟာမိတ်တပ်ပေါင်းစုတွေဖြစ်ဖို့လိုတယ်လေ။ဆိုတော့တကယ်ကြတော့ပြည်သူလူထုရဲ့ညှို့လင့်ချက်ပေါ့နော်ပြည်သူလူထုရဲ့ဆန္ဒပေါ့နော်။တော့တော်လိုင်းရေးရဲ့လိုအပ်ချက်ပေါ့နော်။တော့အခြေအနေရဲ့ဒါတောင်းဆိုမှုပေါ့နော်။ဒါမဟာမိတ်တပ်ပေါင်းစုဒါNUG ကဥဆောင်ပြီးတော့ဆောင်ရွက်ရမှာ။အဲ့လိုမဟုတ်ဘဲနဲ့အခုဒီ16ဘွဲ့ဟာတကယ်ကြတော့သူတို့နဲ့ရေမောင်တန်းလာပြီသူတို့ကြော်သွားမှာဒီစိုးရိမ်စိတ်ဘယ်လောက်ကြီးသလဲဆိုရင် local တွေအပေါ်မှာဘုံရန်သူအပေါ်မှာစစ်အနိုင်တိုက်ရေးတဲ့local တွေအပေါ်မှာစစ်အနိုင်တိုက်တာတွေကမြေပြင်မှာကျွန်တော်တို့မြင်တွေ့နေရတာကြီးကတော်တော်လေးကိုအယုတ်ဆိုးအကြီးတန်းတယ်ပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့local တွေကိုဒီစီယုံရဲ့အသွင်ဆောင်ပြီးတော့ဒါသိမ့်သွင်းရမှာလေအဲ့လိုမဟုတ်ဘဲနဲ့ဇက်တူသားစားတဲ့ပုံစံမျိုးတွေပေါ့နော်နောက်တစ်ခုကတော့နောက်ကျောသားနဲ့ထိုးတဲ့ပုံစံမျိုးတွေနဲ့တွဲဆုံဆွေးနွေးညှိနှိုင်းပြီးတော့ပုတ်တိုက်မှုဆိုတာရှိမှာပဲအဖွဲ့အစည်းတိုင်းမှာရှိတယ်ပြိပက္ခဆိုတာရှိတယ်အဖွဲ့အစည်းတိုင်းမှာရှိမယ်ပြဿနာတွေဆိုတာရှိမယ်ဆိုတော့ဒါသဘာဝပဲလေတိုးတော်ညာလေအဲ့လိုမျိုးဖြစ်လာခဲ့သည်ရှိတော့မိဘပြိပက္ခတဲ့ပို့ပြီးတော့ကိုကအစိုးရတည်းကဥဆောင်နေတာလေတမရလည်းရှိတယ်ဝန်ကြီးချုပ်လည်းရှိတယ်ဝန်ကြီးအဖွဲ့တွေလည်းရှိတယ်နော်ဆိုတော့အဲ့ဒီပုံမှာတကယ်ကြတော့ကျွန်တော် local တွေအပေါ်မှာပေါ့ဗျာ BNR တွေကိုကြည့်မလားပေါ့ဗျာ BNR တွေအပေါ်မှာ Generation Z Army ပေါ်မှာဆိုတော့ဒါတွေကမလုပ်ထိုက်တဲ့ကိစ္စတွေပေါ့နော်ဒီဘက်မှာဆိုရင်ចောင်းသားလေရုံတက်နဲ့ဒါပုတ်တိုက်မှုတွေဖြစ်တယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့မကြသေးခင်ကဖြစ်သွားတဲ့ကိစ္စဆိုရင်ကျွန်တော်တို့ NLA ပေါ့နော်အမျိုးသားလူမျိုးရေးတက်တော့ပေါ့နော်ဖမ်းနေစီးတယ်ပေါ့ဗျာနော်ပြစ်တယ်ခတ်တယ်အလုံးရင်းနဲ့ပေါ့ထောင်ချီပြီးတော့ပေါ့နော်ဘိုးရန်သူအပေါ်မှာကြတော့အဲ့ဒီအင်အားတွေနဲ့ထောင်ချီတဲ့အင်အားတွေနဲ့စစ်နိုင်တိုက်မယ်ဆိုရင်အဲ့ဒါကပြည်သူလူထုတရားလုံးအတွက်လည်းစိတ်သက်ခွန်အားဗျာတော်လိုင်းရေးအတွက်လည်းအားဖြစ်တယ်တော်လိုင်းရေးအရွေ့အတွက်လည်းဒါတုံးအားဖြစ်တယ်ဆိုတော့တကယ်9နှစ်ပြည့်ပြီး6နှစ်တည်းရောက်နေပြီအဲ့ဒီကိစ္စတွေကိုဆောင်ရွက်သလားဆိုတော့ပြုပြင်ပြောင်းလဲရေးတော့မလုပ်ဘူးဗျာနော်အခုအချိန်ကြီးဂရုမစိုက်တဲ့ပုံစံမျိုးတွေပေါ့နော်ဒါကြီးကလည်းတကယ်ကြတော့မဖြစ်နိုင်တဲ့ကိစ္စပေါ့နော်ကဲကောင်းပြီအဲ့ဒါဆိုရင်ဒီဘက်မှာမြေပြန့်သည်အညာဒီဘလောက်ရေးကြီးတယ်လဲဆိုရင်အညာကိုကျွန်တော်တို့အထိတ်ခံလို့မရဘူးဗျအညာကြပြီဆိုတော့ကျွန်တော်လူတော်လိုင်းရေးကတော့အဖတ်ဆယ်ဖို့ဟုတ်ပြီနော်တော်တော်လေးတော့အဆင်မပြေဘူးဗျဘာကြောင့်လဲအခုတော့မှစီရေးရကျွန်တော်အကြပဲပေါ့နော်ဘာကြောင့်လဲတိမ့်ထားတဲ့မတရားတို့စင့်ကူးတို့တပိတ်ချင်းတို့တကောင်းတို့နော်မိုးမိတ်တို့မိုးကောင်းတို့နော်မိုးကုတ်တို့မိုးမိတ်တို့ပေါ့နော်နောက်တစ်ခုကအခုဆိုရင်နောက်ဆုံးဆိုရင်မတ်လဖေဖော်ဝါရီ10ရက်နေ့2026ပေါ့နော်ဗမောက်ပေါ့ဗျာဆိုတော့အသိခံလိုက်ရတယ်ပေါ့နော်ဆိုတော့ဒီစိုးမိုးထားတဲ့ထိန်းချုပ်ထားတဲ့နေမြေတွေလည်းပါသွားပြီနောက်တစ်ခုကတိမ့်ထားတဲ့မြို့တွေလည်းပါသွားတယ်ဆိုတော့စဉ်းစားကြည့်လေဗျာနော်စီးရင်နဲ့ပတ်သက်တဲ့အင်အားချိန်ခွင်ရှာကဒါအပြောင်းလဲဖြစ်လာတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုပြန်တိဆောက်မလဲဘယ်လိုပြန်အဖက်ဆယ်မလဲအဲ့ဒီအတွက် strategy ဘယ်လိုဆွဲထားသလဲတကယ်ကြတော့နော်ကျွန်တော်တို့ရှိမှာဒီ local တွေနဲ့ NUG MOD ပကပတွေရဲ့ဈာမှာနိုင်ငံရေးရပြည်လည်မှုပေါ့နိုင်ငံရေးရအခြေလည်မှုပေါ့နော်နောက်တစ်ခုကတော့ဘုံနိုင်ငံရေးလမ်းပြမြေပုံပေါ့ဘုံနိုင်ငံရေးသဘောတူညီချက်ရှိသလားဆိုတော့လေဒါလည်းမရှိဘူးအဲ့ဒါပဲလားဆိုတော့မပြီးသေးဘူးဗျ
NUG MOD နဲ့ EAO တွေရဲ့ကြားမှာနော်တကယ်ကြတော့နိုင်ငံရေးဒီအပြန်အလှန်ပေါ့နော်နိုင်ငံရေးသဘောတူညီချက်တွေဂတိကဝတ်တွေ MOU တွေထိုးထားသလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တပ်ပေါင်းစုဆိုတဲ့နေရာမှာစီရေးအရာတပ်ပေါင်းစုဆိုတာထက်ကိုဒီဘက်မှာနိုင်ငံရေးအရာမပြေလည်ပဲနဲ့နော်နိုင်ငံရေးလမ်းပြဘုံနိုင်ငံရေးလမ်းပြမျိုးကိုမရှိပဲနဲ့ဘုံနိုင်ငံရေးသဘောတူညီချက်တွေမရတာပဲနဲ့ဘယ်လိုလုပ်ကျွန်တော်တို့ကစီရေးရတပ်ပေါင်းစုလုပ်မလဲပေါ့ဟုတ်ပြီနော်ကျွန်တော်တို့ကပင်လုံကိုကြည့်ဗျာနော်ပင်လုံစာချုပ်ကိုကြည့်ဗိုလ်ချုပ်အောင်ဆန်းရဲ့ကျိုးပန်းအားထုတ်မှုကြောင့်နော်ပင်လုံဂတိကဝတ်ဆိုတာကနိုင်ငံရေးအရာနော်သဘောတူညီချက်နိုင်ငံရေးအရာဂတိကဝတ်နော်နိုင်ငံရေးအရာပြည်ရင်ပေါ့အဲ့ဒီပုံမှာကျွန်တော်တို့ဗမာရရှားရချင်းရကချင်လက်မှတ်တွေကျွန်တော်ထိုးကြတယ်လေဆိုတော့အဲ့ဒါကိုကျွန်တော်တို့အဲ့ဒီနီးနာတွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကသင်္ကန်းသာယူပြီးတော့အတိတ်ကိုသင်္ကန်းသာယူပြီးတော့လှုပ်တဲ့လှုပ်ထိုက်တဲ့ကျွန်တော်တို့ပင်လုံဂတိကဝတ်တွေပေါ့နော်ပင်လုံအနှစ်သာရပေါ့နော်ဆိုတော့အဲ့ဒါတွေနဲ့အဲ့ဒါကို role model ထားပြီးတော့ NUG MOD လုပ်နေသလားဆိုတော့လေလက်တွေ့မှာကျွန်တော်လုပ်နေတာတွေလည်းမတွေ့ရဘူး19စစ်စင်ရေးပထမလိုင်းဒုတိယလိုင်းပထမအကြော့ဒုတိယအကြော့မှာလည်းတမိုင်းဝင်အခွင့်အရေးရရသားနဲ့ကျွန်တော်တို့တိုင်းပြည်လုံးပေါ့ဗျာစစ်မျက်နှာတွေဖွင့်ပြီးတော့ကျွန်တော်တိုက်ပွဲတွေပေါ်လို့ရတယ်နောက်တစ်ခါစစ်စင်ရေးတွေဆင်နွှဲလို့ရတယ်ကြီးညာရတဲ့ကြီးညာချက်ကိုက NUG MOD အောက်မှာ PDF တိုင်ရင်300ရှိတယ်လို့ပြောတယ်ပကပတိုင်ရင်250ရှိတယ်လို့ပြောတယ်ကျွန်တော်အမှတ်မမောင်းဆိုရင်အားလုံးပေါင်း950ရှိတယ်သို့တော်ညာလေအဲ့ဒါတွေကစာရွက်ပေါ်မှာပဲလားအဲ့ဒါတွေကိုအဲ့ဒီတိုင်ရင်တပ်ဖွဲ့တွေကိုလက်တွေ့မြေပြင်မှာကျွန်တော်လက်နက်တွေခဲရနေတက်ဆင်ပေးထားရဲ့လားဆိုအခုဆိုရင်ဒီဘုံရစုစစ်တောင်းဝယ်လာတာနဲ့တနက်လွယ်ထားတဲ့ကျွန်တော်တို့ပကဖတွေပေါ့ဗျာ PDF တချို့ကရှင်းပြောရင်ဗျာကျွန်တော်တို့ပြည်သူနဲ့အတူပေါ့ဗျာစစ်ဆောင်နေရတယ်ဆိုတာကြီးကတော့တော်တော်လေးကိုအယုံဆိုးအကျိုးအကြီးအတန်းနေဗျာဒါမဖြစ်တဲ့ကိစ္စပေါ့နော်အခုဂျားထဲမှာဆိုရင်မုံတိုင်းကိုဖားနေပေါ့ဗျာနော်ရှမ်းမစစ်စီရေးမှာမုံတိုင်းရဲ့အခန်းကဏ္ဍကလည်းတော်တော်လေးကိုကြီးမြတ်ခဲ့တာဗျာဒါပေမဲ့မရဘူးဗျာနော်ငါပြောစကားနားထောင်ငါလုပ်တဲ့နော်ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတော့မုံတိုင်းဖမ်းထားတာလည်းအခုချိန်ဒီ၄နိုင်နဲ့၄လခွဲရှိပြီဒီကြားထဲမှာ TNL နေနဲ့ MNDAA ဒါပေမဲ့ MNDAA ပုတ်တိုက်မှုတွေကြီးနိုင်ငံချင်းတွေဖြစ်လာတယ်ဟုတ်ပြီနော် NUG MOD ဟိုတဲ့BNR တွေအပေါ်မှာgeneration Z အပေါ်မှာလုတ်တဲ့ပုံစံမျိုးတွေအနိုင်ကျင့်ပူကြလာအဲ့ဒီပုံမှာခုနရှေ့မှာစလိုင်းနဲ့ပြောသွားတယ်ပေါ့နော်တမနာတကယ်ကြတော့ဗမာချင်းတက်နေတဲ့အခါကျတော့မြေတားရက်ခံတာပဲကျွန်တော်မကြားဘူးဒီဘက်မှာ EAO တွေအချင်းချင်းကြားတိုင်းသားအချင်းချင်းကြားကြတော့မြေတားရက်ခံပါတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဒေါ်လာရေးမျက်နှာကိုထောက်ထားပါပေါ့ဗျာတွတ်ဆုံဆွေးနွေးပါပေါ့ဗျာငင်းညက်တဲ့နည်းနဲ့ဖြည့်ချင်းပါတကယ်နော်ဘုဒ္ဓခါဥဆောင်တဲ့ BNR တွေကိုတိုက်နေတဲ့အချိန် generation Z army ကိုတိုက်နေတဲ့အချိန်ကျွန်တော်တို့ဒီ local ရဲဘော်လေးတွေကြာဆုံးနေတဲ့အချိန်နော်ဒီတမနာကတခွန်းမပြောဘူးဗျာနော်တလုံးတစ်ပါးမှမပြောဘူးဗျာဆိုတော့ဒါတွေကလည်းကျွန်တော်တို့မိကုထုံးအောင်မဲ့ကိစ္စတွေဖြစ်တယ်ပေါ့နော်နောက်ဆုံးတော့ကျွန်တော်တို့ဟိုတည်းက YDF ပေါ့နော်ဒါလည်း local ပဲနော် local အချင်းချင်းကြားမှာအင်အားသုံးပြီးတော့ဖြည့်ရှင်းတဲ့အခါကျတော့ဗျာတကယ်ကြတော့တားရှင်ပြုတ်ဖို့ရွာဟိုရောက်နေတဲ့အဖေဘိုးကြီးကောင်းကောင်းနဲ့ဟုတ်ပြီနော်နောက်တစ်ယောက်ပေါ့နော်ကျွန်တော်တို့ဆိုင်းစော်ဝင်းပေါ့နော်အဲ့ဒီမှာတွေကြာဆုံးသွားတယ်အဲ့ဒါကလည်းတကယ်ကြတော့အင်အားသုံးပြီးတော့ဒီအရောက်အစိတ်မြတ်သူဥဆောင်တဲ့ကျွန်တော်တို့ဒီမြန်မင်းတို့အဖွဲ့ကနေပြီးတော့ကားသုံးစီးနဲ့အနည်းလေးမရှိဘူးဆိုရင်25ဦး30လောက်ရှိတယ်အင်အားသုံးပြီးတော့လာပြစ်သွားစဉ်းစားတော့တားရှင်ပြုနော်ဖခင်ကဟုတ်ပြီနော်ကြာဆုံးပေါ့ဗျာနော်ဖခင်ရဲ့နာရင်းနဲ့အတူတားရဲ့ရှင်ပြုလုပ်ရတဲ့မိသားစုဗျာနော်ပြန်စဉ်းစားကြည့်ကြပါဆိုတော့ဒီတိုင်းပဲဆက်သွားမယ်ဆိုရင်တော့ဇတ်တူသားတွေဆက်စားမယ်ပေါ့ဗျာနောက်ကျော်သားနဲ့ထိုးမယ်ပေါ့ဗျာအဲ့ဒါဆိုရင်တော့တည်ကြတယ်ဗျာနော်ညနာ9000ပေါ့နော်ပြက်ကိန်းတော့ဥတီနေပြီဒီတိုင်းဆက်သွားလို့ကတော့ကျွန်တော်တို့မေဦးတော်လိုင်းရေးကနော်ပါနိုင်မှရောက်ပါမလားပေါ့နော်အချိန်မီပြည့်ပြောင်းလဲရေးတွေမလုပ်ဘူးပေါ့နော်တကယ်ကြတော့ဒီနိုင်ငံရေးအရာပေါ့နော်political ideology ပေါ့ဗျာနိုင်ငံရေးအတွေးခေါ်လက်နက်ပေါ့နော်တက်ဆင်ထားဖို့လိုတယ်နိုင်ငံရေးအတွေးခေါ်6ဝက်တစားတွေဆင်မြန်းထားဖို့လိုတယ်အဲ့ဒါနဲ့ပတ်သက်တဲ့ကုတ်တော်ကွန်တက်ပေါ့နော်ကျွန်တော်တို့စစ်တီတော်များကျင့်ဝတ်နဲ့ပတ်သက်လို့လက်ရှိအနေအထားမှာဘာမှလက်တွေ့နော်လိုက်နာကျင့်သုံးခြင်းမရှိတဲ့အခါကျတော့လက်နက်ကင်ထားတဲ့အခါကျတော့သူရနှစ်ထင်မဟုတ်ဘူးငယ်လေးရောက်ပြီးတော့မကြခင်မှာစစ်ဘီစစ်မင်းလေးတွေဟုတ်ပြီနော်ကျွန်တော်တို့အညာမှာပေါ့ဗျာမြေပြတ်မှာပ
ပေါ်လာစရာတွေအများကြီးကျွန်တော်တို့တွေ့နေရတယ်တကယ် EAO တွေထဲမှာတော့တချို့ကျွန်တော်တို့တွေ့နေရပြီပေါ့နော်သူတို့ကိုသူတို့စစ်ပြေလို့စစ်မင်းလို့ပေါ့နော်ကိုရထားတဲ့နေမြေလေးကတစ်လေးဗျာဟုတ်ပြီနော်အဲ့ဒါကိုတခါတည်းဟိုပေါ့ဗျာနော်မိန်မောပြီးတော့မမောပြီးတော့ပေါ့နော်ကိုချင်းချင်းကြားမှာမာမိတ်ဆက်ဆံရေးဟုတ်ပြီနော်စီးတွေကိုကျွန်တော်တို့ချိုးပေါက်ပြီးတော့ငါတို့လှုပ်ရှင်ရလုပ်မယ်ဆိုတဲ့တရုတ်ဆုံးရကနေအနောက်ကနေညှောက်ပေးတိုင်းပေါ့ဗျာလုပ်နေတာကြီးကမလွန်ကန်ဘူးလို့ကျွန်တော်တင်ပြသုံးသပ်ဆွေးနွေးရင်းနဲ့ကျွန်တော်ရဲ့ဒုတိယပိုင်းကိုဒီမှာပဲကျွန်တော်အဆုံးသတ်ပြစီလို့ဆရာတော်ဦးအောင်မကိုဒီကောင်းစဉ်နဲ့ပတ်သက်လို့ဆက်လက်ပြီးတော့မိန့်ကြားပေးဖို့တပည့်တော်ဖိတ်ခေါ်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဆရာကြီးခြေရဆွေးနွေးသွားကြတဲ့နော် slide to me ဆရာမစီရီယန်ဆရာမစုပြေပေါ့နော်ဆရာရင်းကြီးတို့ထူပဲကျေးဇူးတင်ပါတယ်ဒါကြောင့်ဦးဇင်းတို့တိုင်းသူပြည်သားတွေပေါ့နော်ဘာသာမျိုးလူမျိုးမျိုးဦးဇင်းတို့အမြဲတမ်း2021တည်းကနေအမြဲတမ်းသတင်းစကားပါတာရှိပါတယ်ယနေ့တိုင်လဲယနေ့လဲဒီသတင်းစကားကိုဒီနောက်ပိုင်းလေးမှာအကျဉ်းချုပ်ပြီးတော့ဦးဇင်းပြောချင်ပါအဲ့ဒါခြေရပြောခဲ့တဲ့စကားပါပဲအာဓမနဲ့ဓမ္မမှာဓမ္မသာနိုင်ရမယ်လို့ကြွေးကြော်ကြတယ်တကယ်တမ်းကျတော့သူ့ရဲ့အင်အားနဲ့သဘောတရားတွေကိုမသုံးသပ်နိုင်လို့ဒီလိုမျိုးဖြစ်သွားတာပါဒီလိုပြောတာပါပြောတဲ့လူတွေကိုပြစ်မတင်ဘူးဆိုတော့ဦးဇင်းတို့တကယ်ဒါကိုသုံးသပ်တဲ့အခါကျတော့အာဓမနဲ့ဓမ္မမှာအင်အားကြီးသူအင်အားကကြီးတဲ့အရာကသာနဲ့နိုင်တယ်တော့ပုဂ္ဂိုလ်တယောက်ရှင်းပါလဲအာဓမအင်အားကြီးရင်ဓမ္မအမှန်တမှားရှုံးမယ်ဓမ္မအင်အားမကြီးရင်ဆိုကြပါစို့အာဓမကအုပ်စုလိုက်ဖြစ်စေတူဦးချင်းဖြစ်စေနော်အစုဖွဲ့များစွာဖြစ်စေပေါ့အဲ့အာဓမအင်အားကိုသူတို့က100ရာခိုင်နှုန်းအပြည့်ကြိုးစားမယ်ဒီဘက်ကဓမ္မသမားတယောက်ဖြစ်စေတစုတစ်ဖွဲ့ဖြစ်စေအစုဖွဲ့များစွာဖြစ်စေငါတို့မှန်နေတာပဲဆိုပြီးတော့ဓမ္မအည်သွေးဓမ္မအင်အားတွေကိုနေ့စဉ်နဲ့အမျှတော့မဖြစ်ကျင့်ဘူးဆိုရလို့ရှိရင်ဓမ္မအည်သွေးက100မပြည့်လာခဲ့ရင်အာဓမအည်သွေးကလူအင်အားတူတယ်ပုဂ္ဂိုလ်အင်အားတူတယ်ဆိုအစုဖွဲ့အင်အားတူတယ်လက်နဲ့အင်အားတူတယ်ဆိုရင်တော့အာဓမအည်သွေးမြင့်တဲ့သူကဓမ္မအည်သွေးမဖြည့်တဲ့သူတွေကိုနိုင်နေမှာပါပဲဒါကိုတော့အထူးသတိချက်ဖို့လိုအပ်ပါတယ်အာဓမကဓမ္မကိုနိုင်ရသွားရင်ဘယ်ဘာသာမှမကိုးကွယ်ဘူးဆိုတဲ့ကလေးတွေကိုဦးဇင်းတို့အပြစ်မတင်ရက်ပါဘူးဒါပေမဲ့ထိုကလေးတွေကိုသိစေချင်တာလဲတော့အာဓမနဲ့ဓမ္မမှာအင်အားကြီးတာကနိုင်တယ်ဆိုတာကိုနားလည်သိချင်တာပါဟိုကအခုဆိုကြပါစို့အရင်တော့ဦးဇင်းတို့တော်လိုင်းစလိုက်တော့ဒါတိုက်ပြီးအာနာလူတဲ့သူတွေကအာဓမပေါ့နော်တော်လိုင်းဘက်ကဓမ္မပေါ့ဒီလိုအမိတက်ခဲ့ပါတယ်ဒါကိုလည်းဦးဇင်းတို့လက်ခံခဲ့ပါဒါပေမဲ့ဦးဇင်းတို့နီးနီးနဲ့သတိပေးတာဓမ္မသမားတွေကဓမ္မအည်သွေးတွေကိုနေ့စဉ်နဲ့မမြင့်တင်ကြရင်အာဓမသမားတွေကအာဓမအည်သွေးကိုအမြဲတမ်းမြင့်တင်ကြရင်ဓမ္မသမားလို့မြည်ခံတဲ့တော်လှန်ရေးနိုင်ငံကြီးကရုံးမှာပဲလို့ဦးဇင်းတို့ဒါကိုနော်လောကနိယာမမပေါက်မပြတ်မှန်ကန်တဲ့သဘောတရားအရာဦးဇင်းတို့ပြောခဲ့ပါတယ်ဓမ္မတာဆိုတာဖြစ်ရိုးဖြစ်စဉ်မဟုတ်ပါဘူးနော်လောကဓမ္မတာတန်ထရာဆိုတာကနော်ဖြစ်ရိုးဖြစ်စဉ်လေးတွေကိုပြောတာပါအမြဲဖြစ်နေတာကိုပြောတာမဟုတ်ဘူးနော်ဓမ္မတာဆိုတာကနိယာမဆိုတာမပေါက်မပြတ်မှန်တာဒါကြောင့်မလို့အာဓမသမားတွေကအင်အားကိုသူကနေရောညရောအင်တိုင်းအားတိုင်းကြိုးစားနေကြတယ်ဒီဘက်ကဓမ္မဆိုတဲ့ပုံကိုယ်တွေကဓမ္မရည်သွေးတွေကိုမမြင့်တင်ကြရင်ချုံးပါပါဒါကနံပါတ်1ပါအဲ့တော့ဦးဇင်းတို့ယနေ့တော်လှန်ရေးမှာဓမ္မသမားတွေလို့မိခံပြီးတော်လှန်ရေးနိုင်ငံကြီးကိုလှုပ်လာကြပြီးတော့မှကိုကြိုးစည်းပွားကြည့်မယ်ထင်ပေါ်ကြော်ကြားမှုကြည့်မယ်အဲ့တော့အများနာလျော်ပြောတယ်တော့ထင်ပေါ်မှုနဲ့ကြော်ကြားမှုပေါ့ fame and gain ပေါ့ဘုန်းကြီးစကားနဲ့ပြောရင်လာဘလက်ရလိုမှုပေါ့နော်အဲ့တော့တက်ကာရနော်အဲ့တော့ဘူဇော်ခံလိုမှုပေါ့တိလောကကြော်ကြားလိုမှုပေါ့နော်ဒီလိုစိတ်တွေဦးဇင်းတို့တော်လှန်ရေးမှာအခုဓမ္မလိုမိခံပြီးတော့မှန်ပါတယ်အာဓမကိုမကြိုက်ဘူးအားလုံးကိုဦးဇင်းတို့လေးစားတယ်သို့တော်လည်းပဲအဲ့ဓမ္မအည်သွေးတွေကိုနေ့စဉ်နဲ့အမျှပေါ့နော်မမြင့်တင်ကြဘူးမေတ္တာတရားကိုအမှန်တရားကိုအာဂရိကင်းမှုကိုနော်ချင်းချင်းသနာညာတာမှုကိုငဲ့ညာမှုကိုမလိုလားတဲ့အပြစ်သေးသေးကိုကြီးကြီးလုပ်မှုကိုဒါမျိုးတွေကိုကိုကနေ့စဉ်နဲ့အမျှမကျင့်သုံးကြဘူးမဆောင်ရွက်ကြဘူးကိုပဲထင်ပေါ်လို့တယ်ကိုပဲအကျိုးရလို့တယ်တော်လိုင်းရဲ့အကျိုးစီးပွားကိုအကျိုးစီးပွားဖြစ်လာမယ်အဲ့တော့တော်လိုင်းရဲ့ချစ်ရောက်တယ်ဆိုငငယ်ကြီးကြီးဘယ်ကောက်မှဆိုမရဘူးဆိုတဲ့စိတ်တွေနှလုံးအိမ်ထဲမှာဒါမသိမှုနဲ့လောဘရဲ့သဘောဟာကင်းဝပြီးတော့ထင်ရလောက်တတ်တဲ့သဘောရှိပါတယ်ဆိုတော့အဲ့လိုသဘောတရားတွေကိုကိုကကိုယ်တိုင်လည်းမထိန်ကြောင်းဘူးဝိုင်းဝန်းပြီးတော့ပြောပြတာတွေကိုလည်းလက်မခံဘူးနော်အဲ့တော့လာမပြောနဲ့နော်လာပြောရင်မင်းရန်သူပဲဆိုတဲ့ပုံစံမျိုးတွေယနေ့များစွာတွေ့ကြုံနေရတာပါအဲ့ဆိုအဲ့လိုတွေ့ကြုံနေရတဲ့အခါမှာဒီတော်လိုင်းဘက်မှာတော့ဓမ္မအည်သွေးကိုမဖြည့်တဲ့သူတွေနော်တော်တော်များလာတယ်ဓမ္မအည်သွေးကိုမဖြည့်ဘူးအဲ့တော့ဓမ္မအည်သွေးကိုတကယ်ဥဆောင်ကြိုးစားတဲ့သူတွေကမဖြည့်ကြဘူးဆိုလို့ရှိရင်ဒါတော်လိုင်းရေးဟာနိုင်ငံရေးဟာဦးဇင်းတို့လူဦးတော်လိုင်းရေးဟာအခက်ခဲကြီးသွားတာဒီဘိုင်းတွေပါပဲ
အဲ့တဲ့ဆိုတာကတော့ဓမ္မလို့အမိခံပြီးတော့ကိုကျိုးစီးပွားတော်လိုင်းရဲ့အကျိုးစီးပွားကိုကျိုးစီးပွားလို့နော်အဲ့တော့ချင်းချင်းအဲ့တော့တွန်းချတိုက်ချအတင်းနဲ့ကိုကျိုးစီးပွားအတွက်ဘာမှမမြင်နိုင်တော့ပဲနဲ့ငါမှန်တယ်ထင်ပြီးတော့ထင်ရမြင်ရတွေနော်အင်မတန်ဟိုစိုးဝါးနှင်းကြတဲ့စိတ်တွေကိုယ့်ရင်နဲ့ဖြစ်လို့ဖြစ်မှန်းမသိပေါ့နော်တနည်းပြောရရင်တော့နော်အဲ့တော့ငရုတ်သီးတွေကဘိုးဟာတို့ဆရာသမားတွေဆုံးမလို့ပဲငရုတ်သီးစားတာပဲကွာပူမှန်းမသိဘူးစက်မှန်းမသိဘူးဆိုသလိုပဲအဲ့တော့မသိမှုနဲ့ဒီလောဘဟာကိုယ်ရှင်းချင်းတွေကိုဓမ္မအမိခံထားပါလေနဲ့နော်အားရချက်သေးသေးရှိမယ်ပေါ့နားလည်ပေးရမှာမျိုးတွေကိုအကြီးကျယ်ထိုးချတိုက်ခိုက်ပြီးတော့မှသွားနေရင်အဲ့တော့ဓမ္မသမားတွေကဓမ္မအည်သွေးဆုံးရှုံးလာရင်အာရမအည်သမားတွေကအာရမကိုအင်ပြီးအားပြီးကြိုးစားရင်ဦးဇင်းတို့တော်လိုင်းချုံးပါတယ်ဘယ်နယ်ပယ်မှာဖြစ်ဖြစ်ချုံးပါတယ်စီးပွားရေးလူငွေပညာရေးနယ်ပယ်တိုင်းမှာချုံးပါတယ်နောက်တစ်ခုကအဲ့ဓမ္မလို့အမိခံပြီးတော့ဓမ္မအည်သွေးပြည့်ကြရင်ဓမ္မအည်သွေးပြည့်ကြတော့ဓမ္မသမားအမိခံပြီးတော့အာရမနော်ဓမ္မအယောင်ဆောင်အာရမသမားတွေဖြစ်လာကြရင်ဦးဇင်းတို့တော်လိုင်းရေးဟာနိုင်ငံရေးဟာလူငွေစီးပွားရေးဟာနော်တိုင်းသူပြည်သားတွေကိုဒီမကောင်းတဲ့စနစ်ဆိုးတွေလောက်ကလက်အောက်ကနေလွတ်မြောက်စေခြင်းနဲ့ယနေ့တွေ့ကြုံနေရတဲ့ဒုက္ခတွေကလွတ်မြောက်စေခြင်းနဲ့ဆိုရင်စိတ်စေတာတွေမရှိကြဘူးလို့တော့မပြောဘူးရှိကြပေမဲ့ကိုဖြစ်နေတဲ့အခြေအနေကိုကိုမသိပဲကိုလုံနေတဲ့လုပ်ရက်တွေကိုကိုမမြင်ကြရင်တော့ဓမ္မအည်သွေးနေကြရင်နော်ကိုဓမ္မကနေအာရမပြောင်းလဲပြီးဖြစ်နေတာတွေကိုကိုဓမ္မသမားလို့ထင်မြင်နေကြရင်နော်ဦးဇင်းတို့တော်လှန်ရေးဟာနော်အဲ့တော့ဘယ်သူမှမတတ်နိုင်ပါဘူးဘယ်သူမှဆောင်ရွက်လို့လည်းရနိုင်တော့မယ်မထင်ပါဘူးဒါကြောင့်မလို့ပထဝီနိုင်ငံရေးရဖြစ်စီနော်ယနေ့ EO ERO တို့ရဲ့နိုင်ငံရေးလှုပ်ဆောင်နေတဲ့အကြီးစားတို့ရဲ့နိုင်ငံရေးနော်အခုချွေပြောင်းမှုတွေဖြစ်စီဒါကြောင့်တော်လန်တဲ့လူငယ်တွေဦးဇင်းတို့ပြောချင်တာအောက်မှာဘလောက်တော်လန်တော့လက်နဲ့ကင်ပြီးတော့ငါတို့ဟာမတရားမှုလမ်းဆုံးသွားရင်ဦးဇင်းတို့လက်ခံပါတယ်ချစ်လဲချစ်ပါတယ်ကိုချင်းလဲစားပါတယ်သို့တော်လည်းပဲအပေါ်ကနိုင်ငံရေးမှာကပထဝီနိုင်ငံရေးရအခုတရုတ်တို့ဘာလို့ကကြောသက်ရသက်တရုတ်အာဏာရှင်နဲ့ကြောသက်ရသက်လုပ်လိုက်မယ်အာဆီယံကလည်းလက်ခံလိုက်မယ်အိန္ဒိယလိုမျိုးသားရေးဝါဒီတွေကလည်းလက်ခံလိုက်မယ်အခုဆိုကြပါစို့အခု EO ERO တွေကနော်ဟိုဆိုကြပါစို့ဟိုဒါကတော့ရေရှည်သွားလို့မရတော့ဘူးလို့နိုင်ငံရေးကိုကြောသက်ရသက်တွေလုပ်လိုက်ပြီဆိုလို့ရှိရင်ဘလောက်အောက်မှာနော်အသက်ပေးပြီးတော်လှန်နေတယ်ပြောနိုင်ငံရေးရကြောသက်ရသက်လုပ်လိုက်ရင်မရတော့တာကိုမျက်စိပွင့်နားဆွင့်ပြီးတော့မှစနစ်တကျဆောင်ရွက်တတ်ကြပါစေလို့လူငယ်တွေကိုဦးဇင်းတို့အသက်ပေးသွားတဲ့လူတွေလည်းအရန်အားနာတယ်စီနီယံတွေလည်းအရန်အားနာတယ်ကိုလည်းငါဆွမ်းရလူအားနာတယ်ရွာတွေမိရှုခံရတာတွေကိုကျိုးစည်းပွားတွေဆွတ်လို့လူတန်းတဲ့လူတွေကိုအားကြီးကျေးဇူးတင်ပါပေးလိုက်ရတဲ့အရင်ကြီးကများပါတယ်ထပ်ပြီးတော့မလိုအပ်တဲ့လူရင်းမြစ်တွေမဆုံးချုံစေချင်ပါဘူးတိုင်းပြည်ကိုမြည်တို့ကောင်းအောင်သွားကြမလဲဆိုတဲ့အခါမှာဓမ္မအည်သွေးကိုတူးချင်းတစုတစ်ဖွဲ့ချင်းအင်အားပြည့်ဖြစ်တယ်နော်နေ့စဉ်နေ့ဖြစ်တယ်ကိုလိုအပ်ချက်တွေကိုအားနည်းချက်တွေကိုငါဓမ္မဖြစ်နေလားငါယနေ့ကအာဓမ္မဖြစ်နေလားငါအမုန်းတရားတွေနဲ့ပျက်စီးစေချင်နေပြီဆိုရင်တော့ဒါဘလို့မှဓမ္မဖြစ်နိုင်မှုဆိုတာကိုနားလည်နှလုံးသွင်းပြီးတော့ဆောင်ရွက်နိုင်ကြပါစေဒါကြောင့်ဓမ္မကြီးတော်ဆန်းစုကြည်စကားလေးနဲ့ဦးဇင်းတို့ဒီကုန်းချုပ်ချင်ပါတယ်ဓမ္မကြီးတော်ဆန်းစုကြည်ကသူနိုဘယ်ဆုသွားယူစဉ်မှာပြောတဲ့စကားရှိတယ်နော်ချင်းဟိုတဲ့ဒီလောက်နော်လွတ်လပ်ပြီးတော့နော်အဲ့တော့ချင်းတို့ရွေးကောက်1990ရွေးကောက်ပွဲနိုင်တော့လည်းမပေးဘူးတဲ့အဲ့တော့ချင်းကိုလည်းထောင်သွင်းချင်းချထားတယ်ကျန်တဲ့သူတွေကိုလည်းအချင်းချတယ်တဲ့ဒီလောက်ကြီးလှုပ်ထားတဲ့သူတွေကိုရှင်မမုန်းဘူးလားလို့ဓမ္မကြီးတော်ဆန်းစုကြည်ကိုမေးပါတယ်အဲ့တော့ဓမ္မကြီးတော်ဆန်းစုကြည်ကကျမမမုန်းပါဘူးတဲ့အဲ့လိုပြောတာပေါ့နော်သူအင်္ဂလိပ်လိုပြောတာပါဘာသာပြန်ထားတာလေးဦးဇင်းတို့တွေ့ရအဲ့တော့ကျမမမုန်းပါဘူးတဲ့ဘာလို့မမုန်းတာတော့တဲ့ဆိုလို့ရှိရင်တော့ကျမမုန်းရင်ကျမချုံးသွားမှာပေါ့တဲ့ဆိုတော့နားမလည်ဘူးလေမုန်းတယ်ဆိုတာဒေါသပါဒေါသဆိုတာ negative သဘောအဖြတ်သဘောဆောင်ပါတယ်တဲ့ဗုဒ္ဓရဲ့စကားအရပြောရင်အာကုသိုလ်ပါတဲ့အဲ့စိတ်ကကိုအဲ့အာကုသိုလ်စိတ်ဟာအမုန်းတရားကိုယ့်ရင်ထဲမှာနေရာဝင်ပြီဆိုရင်ကျမစိတ်ရှုံးပါတယ်အဲ့အမုန်းတရားစိတ်ရင်ထဲဝင်ပြီးတော့မှကျမတို့တိုင်းပြည်ကိုကောင်းအောင်လုပ်လို့မရပါဘူးတဲ့ဒါကြောင့်မို့လို့တိုင်းပြည်ထဲမှာရှိတဲ့ဘာသာမျိုးလူမျိုးမျိုးနိုင်ငံသားတိုင်းဟာအမုန်းတရားတွေနဲ့ဓမ္မသမားအမြင်မခံကြပါနဲ့အညို့အာဃာတတွေနဲ့တွန်းချပြီးတော့ဓမ္မသမားအမြင်မခံကြပါနဲ့ဓမ္မကြီးတော်ဆန်းစုကြည်ပြောတဲ့စကားလေးကိုနှလုံးသွင်းနိုင်ကြပါစေလို့လောကကြီးကမုန်းရင်ရှုံးတတ်ပါတယ်လို့ပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်ဓမ္မဘုံဘုံအခုလိုစကားဝိုင်းမှာရှင်နေသုံးသပ်တင်ပြပြီးသွားကြတဲ့ဆရာတော်ဥပမာနဲ့ guest speaker များဖြစ်ကြတဲ့ဆမစုပြည့်နဲ့ကိုစလိုင်းတို့မြို့တော်လိုင်းဘာသာပေါင်းစုံကိုရက်ကိုစားအထူးကျေးဇူးတင်တယ်ဆိုတဲ့15ပါးကျင်ပါတယ်တစ်ဆက်ဆက်တည်းကျွန်တော်တို့ရဲ့စကားဝိုင်းအစီအစဉ်241တိုင်အောင်ကြည့်ရှုအားပေးဝေဖန်ထောက်ပြပြည့်များလဲပေးခဲ့ကြတယ်ပေးနေကြတယ်ကျွန်တော်တို့ရဲ့မိဘပြည်သူများရေတော်ဘုံတပ်သားများတော်လိုင်းအင်အားစုများနဲ့ပြည်တွင်းဒေသတွေနိုင်ငံတကာမှာရှိတဲ့ညီအကိုမွေးမများအားလုံးနဲ့အတူမေတ္တာပြတိုက်ရိုက်ထုံးလင်းပေးနေကြတဲ့တော်လန်တဲ့မီဒီယာအားလုံးကိုလည်းလူတော်လိုင်းဘာသာပေါင်းကိုကိုရက်ကိုစားအထူးကျေးဇူးတင်တယ်ဆိုတဲ့သတင်းစကားပါကြပါတယ်ကျွန်တော်တို့ရဲ့စကားဝိုင်းပထမပိုင်းပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒုတိယပိုင်းကျွေးနေ
ကဏ္ဍကိုဆက်လက်ပြီးတော့ဘေးကုန်းနဲ့အဖြေကဏ္ဍကိုဆက်သွားမှာဖြစ်ပါတယ်လို့ဒါအခုတော့ကျွန်တော်တို့Zoom မှာကျွန်တော်တို့ဒီလက်ထောင်ထားတဲ့သူရှိနေပါတယ်လို့ဆိုတော့ဒီလက်ထောင်ထားတဲ့ရဲဘော် diabolic ခင်ဗျာကျွန်တော်တို့အချိန်ကိုငက်ကပ်သွားအဖြစ်ပေါ့နော်တိုက်တွန်းအကြံပြုချက်ကိုအချိန်လေးအတူတူအနှစ်ချုပ်လေးတိုက်တွန်းအကြံပြုပေးဖို့ဖိတ်ခေါ်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာဖိတ်ခေါ်ပြီးတော့ကျေးဇူးတင်ပါတယ်ဗျကျွန်တော်ဒီຫນွေဦးတော်လန်ရေးဘာသာပေါင်းစုံကိုရဲ့စကားဝိုင်းစီစဉ်241ပေါ့ဒီကနေ့ခေါင်းစဉ်ဖြစ်တဲ့ဖက်စစ်စစ်အုပ်စု၏ဟန်ပြအတူအယောင်လုံးဆက်များနဲ့တော်လန်ရေးပြစ်ဆက်ကအခြေအနေဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဒီနေ့ကွန်ရက်ကစပီကာတွေကိုဂတ်စပီကာဆရာမတွေကိုကျွန်တော်တို့ပြည့်စုံပဲရှင်းလင်းမျှဝေသွားတာလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီနေရာမှာတော်လန်ရေးပြစ်ဆက်ခအခြေအနေဆိုတဲ့လက်ရှိပေါ့နော်လက်ရှိတော်လန်ရေးမှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့တစ်ချက်ကိုပဲကျွန်တော်အနေနဲ့တိုက်တွန်းအကြံပြုလိုတာဖြစ်ပါတယ်ဗျအဲ့ဒီတစ်ချက်ကတော့ဒီရှေ့မှာလဲကျွန်တော်တို့စပီကာအသီးသီးကနေပြောသွားခဲ့တယ်လို့ပဲထောက်ပြရှုမြင်ပေးခဲ့ကြတယ်လို့ပဲတော်လန်ရေးဟာလက်ရှိကာလဒီအရေးကြီးဆုံးကာလတစ်ရက်ဖြစ်တယ်ဒီကာလမှာကျွန်တော်တို့ရဲ့တော်လန်ရေးအင်အားစုတွေဟာမဖြစ်မနေကျွန်တော်တို့အချင်းချင်းကြားမှာဖြစ်နေတဲ့ပြိပခါတွေကိုအကောင်းဆုံးသိစက်ညှိနှိုင်းမှုပုံစံတွေနဲ့ကြည်မဖောက်ပဲအကြမ်းမဖက်ပဲသဘောတရားအရာရအောင်ကျွန်တော်တို့ဖြည့်ရှင်းပြီးတော့ကျွန်တော်တို့ဒီဖြည့်ရှင်းမှုကနေတစ်ဆင့်ညီညွတ်တဲ့စုဖွဲ့မှုနဲ့အတူအာဏာရှင်ကိုအမြင့်ဖြတ်တွန်းလှန်ရန်အထူးပဲလိုအပ်ပါတယ်အဲ့ဒီအတွက်လည်းတာဝန်ရှိတဲ့တော်လိုင်းအင်အားစုအသီးသီးကဥဆောင်သူတွေအနေနဲ့ဒီအရေးပေါ်မှာအလေးထားဆောင်ရွက်ပေးကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းအကြံပြုလိုတာဖြစ်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးအတူတူအနှစ်ချုပ်တိုက်တွန်းအကြံပြုပေးသွားတဲ့ရဲဘော်တိုင်အဝလက်ကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ကျွမ်းနေအစီအစဉ်ဆက်သွားပါမယ်လို့အခုပထမဆုံးဖိတ်ခေါ်ချင်တာကတော့ဆရာမစုပြေကိုဖိတ်ခေါ်ချင်ပါတယ်လို့ဆရာမစုပြေကိုမေးရတဲ့မေးခွန်းရှင်ကတော့ခင်လေးຫນွယ်ဖြစ်ပါတယ်လို့သူမေးရတဲ့မေးခွန်းကတော့ဖုံးကျောင်းတွေစာသင်ကျောင်းတွေနဲ့စစ်ပေးဆောင်တွေကိုမချမ်းနဲ့ဘုံကျက်တက်ဖြစ်နေတဲ့စစ်အုပ်စုရဲ့ရေချက်ကဘာဖြစ်မလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့ဆရာမစုပြေအတူတူအနှစ်ချုပ်လေးဖြေကြားပေးဖို့ဖိတ်ခေါ်ပါတယ်ဗျာကဲပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျွန်မက line ချင်နေကြမလို့ဘာပဲဆွေးရတာလေတောင်းပန်ပါတယ်ရှင်ဒီဖက်စစ်အုပ်စုကရည်ချက်ကိုအချက်၃ချက်နဲ့ကျွန်မဖြေကြားပေးချင်ပါတယ်ရှင်တစ်နဲ့ပြည်သူစိတ်တက်တွေရိုက်ချိုးဖို့ရအတွက် psychology ရဆိုင်တော့တဲ့အတွက်ပြည်သူတွေရဲ့အားကိုးရာနေရာတွေကိုဖျက်ဆီးပြီးတော့ငါတို့တော်လှန်ရေးဘယ်နေရာမှမလုံခြုံစေရဘူးဆိုတဲ့နော်အကြောက်တရားနဲ့တော်လှန်ရေးအရှိန်ကိုနော်တက်ချင်တာဖြစ်ပါတယ်နေ့အနေနဲ့ကြတော့တော်ရေးတောက်တိုင်တွေကိုနော်ဖြတ်တော့တွင်တော်လှန်ရေးပေါ်မှာပြည်သူထောက်ချက်အနေနဲ့ကြတော့အုပ်ချုပ်ရေးရန်နေရပြက်ပြားသွားစေရန်အတွက်နော်တော်လှန်ရေးအင်အားစုတွေစုမိုးထားတဲ့နယ်မြေတွေမှာပညာရေးကျန်းမာရေးနဲ့နော်အုပ်ချုပ်ရေးရန်နေရတွေအကောင့်ထဲမဖော်နိုင်အောင်တည်ငြိမ်မှုမရှိအောင်တမင်တကာဖျက်ဆီးတာဖြစ်ပါတယ် sorry ပါရှင့်အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်ဒါဟာစေးပြစ်မှတ်မဟုတ်တဲ့နော်အရက်သားတွေကိုတက်ဖြတ်ပြီးတော့အကြောက်တရားနဲ့အုပ်ချုပ်နိုင်မှုစ조사တဲ့စစ်ရာဇဝတ်မှုတတ်တာဖြစ်ပါတယ်နော်ဒီချက်ဒီအချက်တွေဟာဆိုလို့ရှိရင်နော်ဖက်စစ်တို့ရဲ့လူမဆန်တဲ့လုံရက်များဖြစ်ပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုဖြေကြားပြီးသွားတဲ့ဆရာမစုပြေကျေးဇူးတင်ပါတယ်လို့မေခွန်းရှင်အနေနဲ့လည်းကျင့်တတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်လို့ဆက်တဲ့ဖိတ်ခေါ်ချင်တာကတော့ကျွန်တော်ဟိုတည်းကကိုစလိုင်းကိုဖိတ်ခေါ်ချင်ပါတယ်လို့မေခွန်းရှင်ကတော့ကိုမောင်ကြီးဖြစ်ပါတယ်လို့သူမေးရတဲ့မေခွန်းကတော့ဘုံရန်သူစစ်အာဏာရှင်ကိုတဲ့
အမြင့်ပြတ်ခြေမုံမယ်လို့ကြွေးကြော်ပြီးတော့တော်လန်ပြည်သူအချင်းချင်းကြားစိတ်ဝမ်းကွမ်းအောင်နဲ့လှုပ်ဆောင်နေုံမကားတဲ့ဇက်တူသားစားနေကြတဲ့ NUG MOD ရဲ့လွတ်ရက်ပေါ်ဘာတွေများထောက်ပြကြမှာတလဲတဲ့ကိုစလိုင်းအနေနဲ့ဖြေကြားပေးပါလို့ဖိတ်ခေါ်ပါတယ်ဗျာ ဟုတ်ကဲ့ပါခင်ဗျဒီ MOD နဲ့ဒီကျွန်တော်တို့ NUG ရဲ့လောက်ရကငကိုဘယ်လိုပြောမှလဲရည်ရွယ်ချက်အခိုင်အမာချထားပြီးမှလုပ်တဲ့လှုပ်ဆက်တွေလို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်ဒါနံပါတ်1ပေါ့အခုစတုသားစားလာတဲ့အခြေအနေမှာဟုတ်လားဒီပစ္စကအခြေအနေတွေဖြစ်လာတဲ့အတိုင်းအတာမှာတော့ခုနကျွန်တော်ရှေ့ကပြောခဲ့သလိုပါပဲသူတို့ဒီဟုတ်လား NUG MOD ဖြစ်လာအောင်ဟုတ်လားဘယ်လိုတိဆောက်လာခဲ့ကြသလဲဘယ်လိုရည်ရွယ်ချက်တွေနဲ့လာကြသလဲထိပ်ပိုင်းခေါင်းဆောင်နေမှာရင်ကိုဟုတ်လားတူလူကိုဖက်သားတွေကအများကြီးဖြစ်နေပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ကရိုးရိုးရှင်းရှင်းလေးပဲပြောရရင်ဒီလို့ရအပေါ်မှာလုံးဝဆန့်ကျင်ပါတယ်သူတို့တွေဒီလဲကျွန်တော်အမြင်ပုဂ္ဂိုလ်ရေးအမြင်ရပေါ့လုံးဝယုံကြည်မှုမရှိတော့ပါဘူးငါကသူတို့ရည်ရွယ်လာတဲ့ရည်ရွယ်ချက်အတိုင်းပဲလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့ဒါတွေဟာခုနကျွန်တော်အရှိမလည်းပြောခဲ့ပါတယ်ဟုတ်လားအာနာရှင်လက်တစ်တွေရဲ့လှုပ်ဆောင်ချက်တွေပဲလို့ကျွန်တော်အနေနဲ့အဖြေပေးချင်ပါတယ် ဟုတ်ကဲ့ပါကိုစလိုင်းရေအခုလိုမျိုးဒီလူရင်းတူရှင်အနည်းချုပ်ဖြေကြားပေးသွားတဲ့ကိုစလိုင်းကိုကျေးဇူးတင်ပါတယ်လို့မေခွန်းရှင်အနေနဲ့လည်းကျင့်တတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်လို့တစ်ဆက်ဆက်တည်းဆရာတော်ဦးအာမကိုဖိတ်ခေါ်ချင်ပါတယ်လို့မေခွန်းရှင်ကတော့ကိုညုံဝင်းဖြစ်ပါတယ်လို့သူမေးထားတဲ့မေခွန်းကတော့တူရောင်ရွေးကောက်ပွဲအတူရောင်လွတ်တော်အတူရောင်အစိုးရလုပ်ပြီးတော့တဲ့ဥပဒေကိုနှီးမျိုးစုံနဲ့လှည့်စားပြီးပြည်သူတွေကိုအုပ်ချုပ်ဖို့ကြိုးစားလာကြတဲ့လူရုံမှာစစ်အုပ်စုတွေရဲ့လုပ်ရပေါ်တဲ့ဘာတွေထောက်ပြကြမှာလဲတဲ့ဆရာတော်ဦးအာမဒါဖြည့်ကြားမိတ်ကြားပေးပါလို့တပိတော့ဖိတ်ခေါ်ပါတယ်ဗျာ ဖြစ်နေတဲ့အခြေအနေရတော့မိကွန်းချင်နေနားလဲမှာပါတိတ်ဖြည့်စရာမရှိပါဘူးဘာလို့လဲဆိုတော့ဟိုဇင်းတို့စောပြောလို့ပဲအာရမသမားသူ့ရဲ့နေရာသူ့ရဲ့အာဏာသူရရှိသုံးဆောင်နေတဲ့ငွေကြေးကိုမဆွတ်လွတ်ဖို့အတွက်အရာရာကိုအင်ပြေအားပြေလုပ်မှာပါနော်အင်ပြေအားပြေလုပ်မှာပါတနာတာတွေညှတာတာတွေဘာသာရေးအဆောက်အုံတွေဘာမှပြောမနေနဲ့ရမှာမဟုတ်ဘူးဒါကြောင့်မို့လို့ဓမ္မသမားတွေအည်သွေးပြက်သမျှတော့စကားတွေကပြောနေတယ်ဘိုးပါပဲလို့ဖြေချချင်ပါတယ် ဓမ္မဘုံဘုံအခုလိုမျိုးလူကြီးတူရှင်အနည်းချုပ်လေးမိတ်ကြားပေးသွားတဲ့အတွက်ဆရာတော်ကမှကျေးဇူးတင်ပါတယ်လို့မေခွန်းရှင်နေနဲ့လည်းကျင့်တတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်လို့နောက်ဆုံးမေခွန်းနဲ့ပတ်သက်လို့ကတော့ဒါကျွန်တော်ဖြေရမယ်မေခွန်းပေါ့နော်မေးထားတဲ့မေခွန်းရှင်ကတော့ဝေယဟင်းဖြစ်ပါတယ်လို့သူမေခွန်းကလည်းတော်တော်လေးကောင်းပါတယ်တိုင်းသားလူမျိုးစုတွေနဲ့တဲ့နိုင်ငံရေးဘုံသဘောတူညီချက်အခိုင်အမာမတည်ဆောက်နိုင်ပဲစစ်နိုင်တိုက်ဖို့ဖြစ်နိုင်မလားတဲ့ဒါတော့ပထမမေခွန်းပါဆက်ဆက်မေးခွန်းကတော့တော်လိုင်းရေးအတွက်လက်ရှိအဓိကလိုအပ်နေတဲ့အရာကဘာဖြစ်မလဲတဲ့တေချာတာတော့9နှစ်တာပြည့်သွားတယ်6နှစ်ထဲရောက်သွားပြီပေါ့နော်ကျွန်တော်တို့တိုင်းသားလူမျိုးစုတွေပေါ့နော်အထူးသဖြင့်တော့ EAO တွေနဲ့ဒီ NUG MOD ကြားမှာပေါ့နော်နိုင်ငံရေးဘုံသဘောတူညီချက်ပေါ့နော်အဓိကတော့ဆက်အနိုင်တိုက်ရေးကတော့ကျွန်တော်တို့တော်လိုင်းရေးရဲ့ပြီးသားချက်ဖြစ်တယ်အဲ့ဒါကိုသူဖြေသွားလို့မရဘူးအဲ့ဒါကိုအာယုံဆိုင်နေဖို့လိုတယ်သို့တော်ညာလဲဗျူဟာမြောက်မာမိတ်တပ်ပေါင်းစုဆိုတဲ့နေရာမှာနိုင်ငံရေးကတပ်ပေါင်းစုပေါ့ဗျာစီရေးကတပ်ပေါင်းစုဟာအဲ့ဒါကအလွန်တရာမှအရေးကြီးတယ်နိုင်ငံရေးကမကြေလည်ပဲနဲ့မပြေလည်ပဲနဲ့ကျွန်တော်တို့ကစီရေးကတပ်ပေါင်းစုပေါ့နော်အဲ့ဒါတိဆောက်ဖို့ကတော့စိန်ခေါ်မှုတွေများမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့နိုင်ငံရေးကဘုံပေါ့နော်လမ်းပြမြေပုံလိုပါတယ်ဘုံနိုင်ငံရေးသဘောတူညီချက်တွေလိုပါတယ် EAO တွေနဲ့အပြန်အလှန်နိုင်ငံရေးကဂတိကဝတ်တွေပေါ့နော်နိုင်ငံရေးကသဘောတူညီချက်တွေနိုင်ငံရေးက MOU တွေပေါ့နော်ကျွန်တော်ရှေ့မှာလည်းပြောပါတယ်ဒါဗိုလ်ချုပ်အောင်ဆန်းတို့ရှေ့မှာကျွန်တော်တို့လမ်းပြခဲ့ပါတယ်ဒါ role model ပေါ့နော်ပင်လုံကျွန်တော်တို့နမူနာကြည့်ပါပေါ့နော်ပင်လုံကကျွန်တော်တို့အတွက်ကတော့စံတန်မှုဖြစ်ပါတယ်ပေါ့နော် role model ဖြစ်ပါတယ်ပေါ့နော်အဲဆိုတော့အဲ့ဒါမှသာလေကျွန်တော်တို့အခိုင်အမာမတိဆောက်နိုင်မင်းတွေကတော့ဘလို့မှကျွန်တော်တို့အနိုင်တိုက်ဖို့ကတော့အဆင်မပြေဘူးအခုဆိုရင်စိန်ခေါ်မှုတွေမြောက်များစွာဖြစ်လာပြီနိုင်ငံရေးစစ်ရေးပေါ့နော်တန်တမာရေးကအစပေါ့နော်ဆိုတော့အင်အားချိန်ဝင်ရှာတွေကနေအင်အားချိန်ဝင်ရှာတွေပါအပြောင်းလဲဖြစ်လာတယ်ကျွန်တော်နိုင်ငံတကာနိုင်ငံရေးမျက်နှာစာပေါ့နိုင်ငံတကာတန်တမာရေးကမျက်နှာစာမှာလည်းတကယ်ကျတော့အောင်မြင်မှုအောင်ပွဲတွေရနေတာတော့မဟုတ်ဘူးပေါ့နော်ဆိုကို့မှာက
နိုင်ငံကြီးတွေရဲ့ပေါ့နော်တကယ်ကြတော့ဒီ NUG အစိုးရကိုအတိမတ်ပြုတာတွေထောက်ခံတာတွေလည်းကျွန်တော်တို့ကမတွေ့ရသေးဘူးပေါ့နော်မကြခင်မှာရင်ဆိုင်ရတော့မဲ့စစ်လွတ်တော်တွေပေါ့နော်စစ်အစိုးရမကြခင်မှာကြီးညာတော့မယ်ပေါ့နော်ကြီးညာတဲ့အခါကျတော့ ceasefire အစပေါ့နော်ကျွန်တော်အပြစ်ကရစေးရေးပေါ့နော်အဲ့မှာလူငင်းတပ်တာတွေတော့လူငင်းချမ်းသာတွေတော့ငင်းငင်းနဲ့ပတ်သက်လို့ဘယ်ကဲ့သို့ပဲအမျိုးစုံတော့မာယာတွေပေါ့ဗျာနော်နောက်လှုပ်ဆက်တွေပေါ့နော်အတူအောင်ငင်းငင်းရေးတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်လို့တောက်လျှောက်လုပ်လာတော့မှာနော်အဲ့ဒီအတွက်ကြောင့်မလို့တကယ်ကြတော့စစ်အာဏာရှင်တွေရဲ့ကျွန်တော်တို့ဒီမိုစီအပြောင်းလဲပေါ့နော်အဲ့ဒါကတော့ပြည်ရစာပပျောက်ရေးအတွက်ရှင်းပြောရင်ဖာကောင်းကိုတာဝန်ပေးတာ ਨੇ အတူတူပဲပုံစံမျိုးဖြစ်နေတာလေးကျွန်တော်ပြောချင်တယ်တစ်ဆက်တည်းပေါ့နော်တော်လိုင်းရေးအတွက်လက်ရှိအဓိကတော်လိုင်းအတွက်အဓိကလိုအပ်နေတာလည်းဗျာအားလုံးလည်းများနော်ဒီတောင်းဆိုနေတာကအကြံပြုနေတာတိုက်တွန်းနေတာကတော့ reform ပဲဗျာနော် NUG ရဲ့ပြုပြင်ပြောင်းလဲရေးပေါ့နော်အခုအချိန်ကြီး9နှစ်လည်းပြည့်သွားပြီရှေ့လ16ရက်နေ့ဆိုရင် NUG ဖွဲ့စည်းတာ9နှစ်ပြည့်ပြီအခုကတော့ဒုံရင်ပဲလေဗျာတကယ်ကြတော့ဘလုံးအသင်းနဲ့ပြောမယ်ဆိုခြေလည်းမပေါ်ဘူးဗျာနော်ခြေသားလည်းမပြနိုင်ဘူးအဲ့ဒါဆိုရင်တော့လူလဲဖို့တော့လိုတယ်လူလဲရုံတက်လည်းမရဘူးဗျာနော်အတွေးခေါ်လဲကျွန်တော်တို့ပြောင်းဖို့လိုတယ်မူလဲပြောင်းဖို့လိုတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့တိုင်းသားတွေကလည်း EAO တွေကလည်းရှင်းပြသူတို့ရဲ့ဖြတ်သန်းမှုသူတို့ရဲ့အတွေ့အကြုံသူတို့ရဲ့ဖြတ်သန်းမှုတွေကတစ်ပေါင်းမြောက်များစွာလေအခုအချိန်ထိကြဲပြန့်ပေါ့ဗျာနော်ခိုင်မာအားကောင်းပြီးတော့ကြဲပြန့်နေကျွန်တော်တို့မိတ်ဖက်တွေပေါ့နော်မဟာမိတ်တွေစုဖွဲ့မှုတွေပေါ့နော်အဲ့ဒီအနေပြီးတော့ကျွန်တော်တို့စစ်ရေးအရာတပ်ပေါင်းစုပေါ့နော်ဒါတွေနဲ့ပတ်သက်လို့အခုချိန်ကြီးတော့ကျွန်တော်မြင်ရတဲ့လောက်ကတော့လှုပ်ထားကင်ထားတာတွေကမြေပြင်မှာလက်တွေ့ကြပေါ့နော်ဒီအဓိကအကျဆုံးပေါ့ဗျာကျွန်တော်မဟာဗျူဟာမြောက်ပေါ့မိတ်ဖက်ဆက်ဆံရေးတွေမဟာဗျူဟာမြောက်ကျွန်တော်တို့မဟာမိတ်ဆက်ဆံရေးတွေနဲ့အတူနိုင်ငံရေးကတပ်ပေါင်းစုပေါ့နော်နောက်တစ်ခုကစစ်ရေးကတပ်ပေါင်းစုဟာမရှိမဖြစ်လိုအပ်နေပါတယ်အဲ့ဒါကို NUG MOD ဥဆောင်ပြီးတော့နော်ဒီဘက်မှာ local တွေနဲ့ဂျားမှာတော့၎င်း EAO တွေနဲ့ဂျားမှာတော့၎င်းအမြန်ဆုံးတိဆောက်နိုင်မှသာလျှင်အချိန်မီပေါ့ဗျာကျွန်တော်တို့တော်လိုင်းရေးနဲ့ပတ်သက်လို့ပေါ့နော်အကြဘက်ကိုရောက်နေတဲ့တော်လိုင်းရေးကဥမော်လာမယ်ဆိုတဲ့သတင်းစကားပိုင်းနဲ့ကျွန်တော်ရဲ့အဖြူဒီမှာပဲအဆုံးသတ်ပြစီလို့ဒီမေးခွန်းရှင်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ရဲ့စကားဝိုင်းကအချိန်နဲ့လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဆုံးသတ်အနေနဲ့တော်လိုင်းသင်္ကေတဖြစ်တဲ့လက်သုံးချောင်းထောင်ပြီးတော့ကြွေးကြော်သံတစ်ကြိမ်နော်ကျွန်တော်တို့တိုင်ပြီးတော့ကျွန်တော်တို့ရဲ့ဒီစကားဝိုင်းကိုအဆုံးသတ်မှာဖြစ်ပါတယ်လို့အားလုံး ready ပါလို့ရေတော်ဘုံမောက်ချအောင်ကိုအောင်ရမည် ရေတော်ပုံမုတ်ချအောင်ကိုအောင်ရမည် ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဘေးကင်းလုံခြုံကြပါစေလို့ဆန္ဒပြုပါတယ်ဗျာကိုစလိုက်ကျေးဇူးတင်ပါတယ်ဆရာမစုပြေကျေးဇူးတင်ပါတယ်ဗျာအခုလိုကိုရဇက်ကောင်ဝိုင်း